Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့အစီအစဉ်ဒီကင်ကြီးနဲ့ဆရာရဲ့ပါဒရေးနဲ့ပတ်သက်တဲ့အမြင့်အဖြေကန္တာဆွေးနွေးတိုင်ပင်နာမဲ့အစီအစဉ်လေးမှာရောက်လာတဲ့အရောက်စီတိုင်းကိုကြိုဆိုတဲ့အကြောင်းဥစွာပထမပြောချင်တယ်နော်စောင့်မျှော်နေတဲ့ပုဂ္ဂိုလ်အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ဟယ်လိုရပါပြီရပါပြီရပါပြီဗျာနေကောင်းတယ်နော်ဆရာကောင်းတယ်ဒီကန်ဟုတ်အေးနည်းနည်းလေးကျယ်လေးလို့ပြောပေးရမယ်ထင်တယ်ဟုတ်တယ်ဟိုးရကြားရလားမိုက်ကကြားရတယ်နော်ကြားရတယ်ဟုတ်ပြီဗျာဒီဖက်ကနေလဲကြားရတဲ့အနေအထားရှိတယ်โอเคကဲအခုလို့ပထမဦးစွာဒီကရဲ့ page မှာစကားဝိုင်းလာပြောပေးဖို့ပေါ့နော်လက်ခံတဲ့အတွက်ပထမကျေးဇူးတင်တယ်ဆရာနော်အများကြီးကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဗီဒီယိုခိုးတွေမှာရောကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အတိုင်းပဲကျွန်တော်တို့တခါတလေကကျွန်တော်တို့ခရိယန်တွေကြားမှာကအထင်အမြင်လွဲတာတွေရှိတယ်လွဲတော့တယောက်နဲ့တယောက်ကိုအမြင်ဆောင်တာတွေအများကြီးရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီညကျွန်တော်တို့ရဲ့စကားဝိုင်းအားဖြင့်အတတ်နိုင်ဆုံးလူတွေအတွက်အကျိုးရှိမဲ့အရာလေးတွေပေါ့နော်နားလည်မှုလွဲတဲ့အရာလေးတွေတစ်ဖက်ကခံယူချက်ကဘယ်လိုဘာကြောင့်ဆိုတဲ့ဟာပေါ့နော်အထူးသဖြင့်ဆရာသိတဲ့အတိုင်းပဲကျွန်တော်တို့ကက်သလစ်တွေတချို့ကျွန်တော်ကက်သလစ်အတင်းတို့ဆိုပို့ပြီးမှလူတွေနည်းနည်းဘယ်လိုပြောမလဲအမြင်လွဲတာအများကြီးပေါ့ဆိုတော့အားလုံးကြည့်တဲ့အတိုင်းပဲအဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ဒီညစကားစမြင်လေးပြောကြမယ်ဘာတဲ့ကျွန်တော် mix set ချင်တာကကျွန်တော်ကတော့ဒီကံမှာမနာလိန်ဖြစ်ပါတယ်ပေါ့နော်လောဆယ်မှာတော့အမေရိကန်မှာနေပါတယ်ဆိုတော့ဆရာလည်းဆရာရဲ့ဒီညဒီ live နဲ့ပတ်သက်ပြီးတော့ဒီက online ပေါ်ကအခုဆို129ယောက်တောင်ကြည့်နေပြီပေါ့နော် online ပေါ်ကလူတွေကိုဗာများစကား intro ပေါ့ပေးချင်တယ်လဲပေါ့နော် live ကနေကြည့်တဲ့ပုဂ္ဂိုလ်တွေကလည်းတယောက်နဲ့တယောက်ကိုပေါ့နော်ရမဖြစ်ကြနဲ့ရမဖြစ်ကြပဲနဲ့ကောင်းမွန်တဲ့ comment တွေရေးတီးချင်တာလေးတွေကိုလည်း comment မှာမေးသွားကြလားကျွန်တော်တို့အချိန်ရရင်ဆရာနဲ့ကျွန်တော်လည်းဖြေတော့မယ်အဲ့ဒါလေးလည်းတစ်ခါတည်းဆိုတော့အဓိကဆရာကနေပြီးတော့ဒီကန်ကိုမေးခွန်းမေးမယ်ဒီကန်နဲ့တတ်နိုင်တဲ့လောက်ဖြေမယ်ဆွေးနွေးကြမယ်ဒီမေးခွန်းတွေပုံမှာပေါ့နော်ဆရာဒီက online ပေါ်ကကျွန်တော်တို့ရဲ့ break data တွေကိုစကားလေးမှာပေးပါဦးဆိုတော့ခုနဒီကန်ပြောတော့လို့ပဲပေါ့နော်ကျွန်တော်တို့ကတခါလေးမှာအမြင်မတူရင်ကျွန်တော်တို့အများပိုင်းခံယူတာကဘယ်လိုလဲဆိုတော့အမြင်မတူရင်ရန်တူလို့တချို့အများပိုင်းကခံယူကြတယ်နော်ဆိုတော့ဒါပေမဲ့ခုနဒီကန်ပြောလို့ပေါ့နော်တချို့သူတွေကတော့အပြုသဘောနဲ့ကြည်နေတဲ့သူလည်းရှိမယ်တချို့ကတော့negative view နဲ့ကြည်နေတဲ့သူလည်းရှိမယ်ပေါ့နော်ဒါပေမဲ့ဘလို့ပဲကြည်နေပါစေပေါ့နော်တခါလေးမှာကျွန်တော်တို့ကကျွန်တော်တည်ထားဖို့ကအမြင်မတူပေမဲ့ကျွန်တော်လူတိုင်းကတူလို့မရဘူးလေနော်ဒီကန်ဘာလို့လဲဆိုတော့လူတိုင်းကမတူနိုင်ဘူးကွာလူတိုင်းမှာကဘုရားသခင်ကမတူတဲ့အစွမ်းစားကိုစီပေးထားတဲ့အသွေးခေါ်တွေကိုမတူညီစွာဘုရားကပေးထားဖြစ်တယ်ကျွန်တော်တူညီဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါကြောင့်ကျွန်တော်ကလုံးဝတစ်ထပ်သေးချအောင်ကျွန်တော်လုံးယူလို့မရဘူးနော်ဆိုတော့ကျွန်တော်အဲ့လိုမျိုးလုံးဝမတူနေတဲ့အရာကိုကျွန်တော်မတူဘူးဆိုတော့ကျွန်တော်ကရန်ဖြစ်နေဖို့မဟုတ်ဘူးပေါ့နော်ဒါကြောင့်ဒီညကျွန်တော်ဆွေးနွေးသွားမယ့်အရာတွေကမတူပေမဲ့ကျွန်တော်တူအောင်ဘလို့လေးကျွန်တော်ကဖျားရဲ့အမှုတော်ထဲမှာဘလို့ပါဝင်လို့ရတယ်ဆိုတဲ့အရာတွေပေါ့နော်ကျွန်တော်ကဒီညဒီလိုဆွေးနွေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီမှာရှိတဲ့အခု live ကြည့်နေတဲ့သူတွေအနေနဲ့လည်းပေါ့နော်တကယ်ကျွန်တော်တို့ဘယ်လိုပြောမလဲမကောင်းတဲ့အမြင်အဖြစ်မြင်ရှင်းမဟုတ်ပဲပေါ့နော်ကျွန်တော်ဘလို့အပြုသဘောဆောင်ခြင်းအဖြစ်ဘလို့ကျွန်တော်အပြုသဘောများဘလို့ပြောမလဲဘလို့ဆွေးနွေးဘလို့ပညာများရမလဲပေါ့နော်ကျွန်တော်ကြည့်ရှုရအောင်ပေါ့နော်ကျွန်တော်နာမည်ကတော့ကျွန်တော်ကတော့ကချင်ပြည်နယ်ကဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံကဖြစ်ပါတယ်နာမည်ကတော့
ခုနဆရာဒီကန်ပြောသွားပြီပေါ့နော်အဲ့ဒီအတိုင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီညကျွန်တော်ဆွေးနွေးသွားမယ့်အရာတွေကတော့ခုနပြောလို့ပေါ့နော်ကျွန်တော်မတူညီတဲ့အရာကိုတူအောင်ညှိဖို့မဟုတ်ဘူးဒီညတော့တချို့က comment ဒီမှာမှန်ထားတယ်ပေါ့နော်ဒီ post ကြော်ညာတဲ့နေရာမှာမတူတဲ့အရာကိုဘယ်လိုဆွေးနွေးမလဲပေါ့နော်လုံးဝတူမှာမဟုတ်ဘူးလို့ပြောတယ်နော်ဆိုတော့မတူတာကိုတူအောင်လုပ်မှာမဟုတ်ဒီညကမတူတဲ့အမြင်လေးကိုကျွန်တော်တို့ကဘယ်လိုနားလည်မှုရှိအောင်ကျွန်တော်တို့ကအသက်ရှင်လဲဘယ်လိုတွားမလဲဆိုတဲ့အရာကိုဒီညဆွေးနွေးမှာဖြစ်တယ်ပေါ့နော်အဲကြောင့်ဒီမှာရောက်ရှိလာအရောက်ချင်းစီတိုင်းကိုလည်းရန်ကျေးဇူးတင်နေပေါ့နော်အဲ့ပေါ့အခုဆရာပြောတယ်လို့ပဲပေါ့နော်ကျွန်တော်တို့ဒီညကအဲ့ပေါ့ဒီမတူတဲ့အရာတွေထဲမှာတချို့ဟာလေးတွေကမတူတဲ့အရာလေးတွေနားလည်လို့ရတယ်တချို့ဟာလေးတွေကမှားနေတဲ့အရာကိုမှားနေထင်ပြီးမှကိုကတခါတလေဘယ်လိုပြောမလဲအမြင်ဆောင်တာပေါ့ဒီဟာလေးတွေလည်းကျွန်တော်တို့ရဲ့တယောက်နဲ့တယောက်ကြားမှာဈေးလုံးမှုကိုတီးဆောက်လာတဲ့အချိန်မှာအထောက်အဆက်ပေးတယ်ပေါ့နော်ဆိုတော့ဥပမာဘာနဲ့တူလဲဆိုတော့သူခိုးမဟုတ်တဲ့လူကိုသူကသူခိုးပါဆိုပေမဲ့လေလွှဲဖားဆိုချင်မြမသူကိုတတဲ့လုံးသူခိုးလို့ပဲချင်နေတော့တာလေအဲ့ဒီလူကသူခိုးပဲပေါ့နော်သူများပစ္စည်းခိုးတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ပဲနဲ့သူမခိုးဘူးဆိုရင်မခိုးဘူးဗျာဆိုဘာလို့ဟာယွန်းဆိုတယ်သူကခိုးတယ်လို့ပြောနေရမှာလဲဒီဟာလေးတွေပေါ့ကျွန်တော်တို့ကကြည့်ထားရမှာပေါ့တခါတလေအင်္ဂလိပ်လိုတော့ misunderstand လို့ခေါ်တယ်တယောက်နဲ့တယောက်နားလည်မှုတွေလွဲတာတွေရှိတယ်ဆိုတော့ဟုတ်ပြီဆရာဖက်ကနေ open ပါလောလာပေါ့နော်ဆရာနဲ့ဒီကရဲ့ live တွေမှာလည်းအများကြီးဒီကကတော့ပြောဟိုးတာတွေရှိတယ်တခါတလေနားလည်မှုလွဲတဲ့အရာလေးတွေပုံမှန်ပြန်လဲရှင်းပြတာတွေလည်းလုပ်တာပေါ့နော်အားလုံးအတီးဖြစ်တယ်ဆိုတော့ဒီနေ့ဒီဟာချက်တကယ်ကို face to face မှာမျက်နှာချင်းဆိုင်ပြောလာတဲ့အခါကြတော့ကျွန်တော်တို့အနေနဲ့ကဘိုးဘမှာကြိုးရှိမဲ့အရာထွက်လာလိမ့်မယ်ယုံကြည်တယ်ဆိုတော့ဆရာအနေနဲ့ any question မနာနဲ့ကြားလာဘယ်လိုဖြစ်ကက်တရီအတင်းတော်နဲ့ပတ်သက်ပြီးတော့ကြားဖူးတာဖြစ်သူတို့ကဒီလိုပြောတယ်ဟုတ်သလားပေါ့နော်ဒါမှမဟုတ်ရင်ဒီပိုင်းလေးကိုဘယ်လိုမြင်တယ်လဲကက်တရီအတင်းတော်အနေနဲ့ဘယ်လိုမြင်တယ်လဲအဲ့ဒါစတဲ့ဒီအမေခွန်းလေးတွေကိုလေနော်စတင်ပြီးမှမေးလို့ရတယ်စတင်ပြီးမှကျွန်တော်တို့ဆွေးနွေးလို့ရပြီတော့ပေါ့နော်ကျေးဇူးပါโอเคအဲ့ဆိုရင်ခုနမဆွေးနွေးခင်မှာကျွန်တော်အနေနဲ့တခုပြောချင်တာပါလဲဆိုတော့ဒီညမှာကျွန်တော်ဒီည live လုပ်တဲ့အရာကမတူတဲ့အရာကိုလုံးဝတူအောင်ညှိလို့မှာမဟုတ်ဘူးနားလေတခုနားလေခိုင်းစီချင်တာပါလဲဆိုတော့ညင်းဖို့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့ခုနဒီကံပြောသွားသလိုပဲကျွန်တော်တခါလေမှာကျွန်တော်ကကြားဘူးနားဝပဲရှိရပေါ့နော်ကျွန်တော်ဒီ RC ပဲဖြစ်တခြားအတင်းတော်ပဲဖြစ်ကျွန်တော်ကြားဘူးနားဝတွေပဲရှိရကျွန်တော်ကိုယ်တိုင်မတိတဲ့အရာတွေကိုဒီနေ့ကျွန်တော်တိရဖို့ဖြစ်တယ်ပေါ့နော်ပြောချင်တာမတူတဲ့အရာကိုလုံးဝတူအောင်ညှိမှာမဟုတ်ဘူးဆိုတော့လုံးဝတူဖို့ဆိုတာလည်းဘလို့မှမဖြစ်နိုင်ဘူးเนาะဒါကိုကျွန်တော်ယုံကြည်တယ်လုံးဝတူဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့တခုပြောချင်တာဗာလဲဆိုတော့အတင်းတော်တိုင်းကကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ခံယူချက်အတင်းတော်တိုင်းကလုံးဝ perfect ဖြစ်တဲ့အတင်းတော်ကမရှိဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်လုံးဝဘယ်လိုပြောမလဲဒီဟာကဘယ်လိုပြောမလဲတချို့အတင်းတော်မှာလည်းတချို့အားနည်းချက်တွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီအားနည်းချက်ကြီးကိုပဲကျွန်တော်ကြည့်ပြီးမှကျွန်တော်အပြစ်လုံးဝပြောနေလို့မရဘူးပေါ့နော်ဘယ်အတင်းတော်ပဲဖြစ်ပြောချင်တာโอเคဒီညကျွန်တော်အနေနဲ့ဆွေးနွေးဖို့တော့ဒီ topic လေးတွေထားတယ်ပေါ့နော်ခေါင်းစဉ်လေးတွေဆိုတော့ကျွန်တော်တို့ကျွန်တော်ဆွေးနွေးတဲ့အရာနဲ့ပေါ့နော်ကျွန်တော်တို့ခံယူချက်နဲ့ဘယ်လိုကွာခြားမှုလေးဘယ်လိုရှိတယ်လဲဆိုတာနောက်ဆုံးမှပြန်ဆွေးနွေးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပထမအဆုံးဆွေးနွေးချင်တာကကျွန်တော်ခရိယံအသက်တာဆိုတာကအရေးကြီးဆုံးအချက်ကကျွန်တော်ကေတင်ချင်းပဲပေါ့နော်ဆိုတော့ကေတင်ချင်းကဘယ်လိုလဲပေါ့နော်ဆိုတော့ဒီ Roman Catholic တွေအနေနဲ့ပေါ့နော်ဒီကေတင်ချင်းကိုဘယ်လိုခံယူတယ်လဲပေါ့နော်ကေတင်ချင်းဆိုတာကတကယ်ဒီကျမ်းစာမှာကတော့ကေတင်ချင်းဆိုတာကယေရှုအားဖြင့်တာရတယ်လို့ပြောတယ်နော်ကေတင်ချင်းဆိုတာကဒီခရစ်တော်အားဖြင့်တာရတဲ့ကေတင်ချင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တခြားအသင်းတော်တွေကျတော့ဒီခရစ်တော်ကို100%အပြည့်ပုံအပ်ထားရပေါ့နော်ကေတင်ချင်းကြောင့်ဒီ Roman Catholic တွေအနေနဲ့ဘယ်လိုအတင်းတော်ရေမိတ်ဆက်ပေးပါတဲ့ဆိုတော့ပြောနေ Okay အတင်းတော်ကတော့Okay အတင်းတော်မိတ်ဆက်ပေးမယ်နော် Okay ဟုတ်ပြီအဲ့ဆိုပြောချင်ဒီကေနေချင်းခံယူချက်ကိုဘယ်လိုခံယူတယ်လဲပေါ့နော်ကျွန်တော်အနေနဲ့ဒီအရာကိုပထမဦးစွာမေးချင်တယ်ပေါ့နော်
ဟုတ်ပဲမေးတဲ့အတွက်ဂျေဆုတင်ပါတယ်ဒီဟာပဲကျွန်တော်တို့အများအဖြစ်တဲ့ဟိုမှာလဲကြားဖို့မှာပေါ့နော်ဆရာတော်လည်းကြားဖို့မှာတခြားလူတွေကလည်းကြားဖို့မှာပေါ့ကက်သလစ်တွေကသူတို့အလုပ်ကောင်းတဲ့အကျင့်အကြံတွေနဲ့ကယ်တင်ချင်းရဖို့ကြိုးစားနေကြတယ်စားတဲ့ဖြစ်ဖို့ဒီဟာလေးတွေကြားဖို့ကြမှာပဲဆိုတော့ဒီဟာလေးတွေကနံပါတ်1ကဒီဟာလေးတွေကတကယ်ကိုမှားရောနဲ့ interpretation ဖြစ်ပြီးတော့ကက်သလစ်အတင်းတော်ကိုတကယ်လဲအသေးချာမလေးလာတဲ့လူတွေကနေဒီမှာထော့ဆိုတဲ့စကားကြောင့်ဒီလိုပြန်ထသွားတာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကယ်တင်ချင်းကကျွန်တော်တို့APECဩဝါဒစာခန်းချင်းဟင်အခန်းငယ်8နဲ့9ပေါ့နော်အဲ့ဒီမှာဖတ်ရင်ကကျွန်တော်တို့က we are saved by grace ပေါ့နော်ပထမဦးဆုံးဂျေစုတော်နဲ့တော့အရင်လာတာတလားဂျေစုတော်အားဖြင့်ကျွန်တော်တို့ရတာပေါ့နော်ဂျေစုတော်အားဖြင့်ကျွန်တော်တို့ကရတယ်ပြီးတော့ဘာနဲ့တွေးတယ်လဲအဲ့ဒါယုံကြည်ခြင်းနဲ့တွေးတာဂျေစုတော်အားဖြင့်ယုံကြည်ခြင်းဟာကျွန်တော်တို့ကကယ်တင်ခြင်းကိုရတယ်သခင်ခရစ်တော်ပေါ်မှာယုံကြည်ခြင်းပေါ့နော်အားလုံးသိတဲ့အတိုင်းသခင်ခရစ်တော်ကကျွန်တော်တို့အားလုံးရဲ့ကယ်တင်ခြင်းလေဆိုတဲ့အခါကျဒီဟာ main point ပဲကျွန်တော်တို့အနေနဲ့ကဘယ်သူမှကိုယ့်ရဲ့စ조사အားထုတ်မှုနဲ့အရင်ကျွန်တော်တို့ကကယ်တင်ခြင်းလို့မရအောင်ဘယ်သူမှမရနိုင်ဘူးကျွန်တော်တို့မှာတမန်တော်ဝတ္ထုကြအခန်းကြီး4အခန်းငယ်7မှာလာမသိကျွန်တော်တို့ကအထက်အယောင်မောင်ပဲမှာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ကိုကယ်တင်နိုင်တဲ့လူဘယ်သူမှမရှိဘူးပေါ့နော်သခင်ယေရှုရဲ့နာမတစ်ခုတည်းတစ်ပါးတည်းသာရှိတယ်ဆိုတဲ့ဟာကကျွန်တော်တို့အားလုံးသိထားတာပေါ့ဆိုတဲ့အခါကျွန်တော်တို့ကက်သလစ်အနေနဲ့ကအဲ့ဒါကတမန်တော်ကြီးတွေကနေစပြီးမှယုံကြည်တဲ့ဝင်လာတဲ့အရာတစ်ခုဖြစ်တယ်ပြီးတော့အခုနောက်ပြောတဲ့အတိုင်း APEC ဩဝါဒစာခန်းချင်းအခန်းငယ်8 9 10ဆက်ဖတ်တဲ့ဆိုတော့စိတ်ဝင်စားစရာကောင်းတာကဘာအဲ့ဒီမှာပါကွာတော့လဲဆိုတော့ကျွန်တော်တို့ကအသက်တာကို၌ကဂျေဇုတော်တွေရလာပြီဆိုကျွန်တော်တို့ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့ဖြစ်လာတယ်ဒါကောင်းမွန်တဲ့အသက်တာတွေကိုလုပ်ဖို့ဖြစ်လာတယ်အဲ့ဒါကို၌ကလည်းဘုရားကကျွန်တော်တို့ကိုဂျေဇုပေးမှာဘုရားရဲ့ကယ်တင်ခြင်းကိုရပြီးတဲ့ကျွန်တော်တို့တယောက်စီတိုင်းကကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းမှာအသက်တာကဂျေဇုတော်နဲ့ပြီးသွားတဲ့အခါကျတော့ကောင်းတဲ့အလုပ်တွေကလုပ်နိုင်ရတယ်လေနော်မတန်ပိုလိုကငါဒီဘုရားရဲ့ဂျေဇုတော်ကြောင့်မိအရာအလုံးကိုလုပ်နိုင်ပြီဆိုတော့သူ့ရဲ့ကြွေးကြော်ချက်လေးပေါ့အဲကြောင့်ကျွန်တော်တို့လောကအနေနဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့အနေနဲ့အားလုံးသိတဲ့အတိုင်းဆိုတော့ AD 33မှာခရစ်တော်တို့ပေးပြီးသားသူ့ဖက်ကနေကယ်တင်ခြင်းကိုကျွန်တော်တို့အားလုံးကိုပေးထားပြီးသားနော်ဒါပေမဲ့ကျွန်တော်တို့မှာကအဲ့ဒါကိုကျွန်တော်တို့လူအနေနဲ့ကကျွန်တော်တို့2010ရောက်လာတဲ့အချိန်မှာအဲ့ဒီကယ်တင်ခြင်းကိုကျွန်တော်တို့တကယ်ကိုလက်ခံရရှိတယ်သူခရစ်တော်ကကျွန်တော်ကိုယ့်ရဲ့ကယ်တင်ခြင်းကိုယ့်ရဲ့သူ့ရဲ့ဒွေနဲ့ရွေးထားတယ်ဆိုတဲ့အရာကိုတကယ်ခံယူဖို့ရအတွက်ကျွန်တော်တို့အားလုံးကပါတိစံခံခြင်းတဲ့ပေါ့နော်တချို့အဲ့ဒီဆရာတို့ဖက်မှာတော့ဖြစ်ချင်းမင်္ဂလာခံခြင်းတို့ပြောမှာပေါ့အခုဟိုအရာရေအဖြစ်ပါတိစံခံခြင်းကအင်မတန်မှအရေးကြီးလာအဲ့ဒါကကျွန်တော်တို့ဒီဟာနဲ့နံပါတ်1 follow လိုက်လာတယ်ပေါ့နော်လုတ်ကိုလုတ်ရမယ်အရာခရိယန်တိုင်းလုတ်ကိုလုတ်ရမယ်အရာတိုင်းခရစ်တော်ကလည်းတင်ပေးထားတာပေါ့ဒါရှင်မာသဲအခန်းကြီး28-19မှာပြီးတော့ကျွန်တော်တို့အဲ့ဒါပြီးတော့ကျွန်တော်တို့ကအဲ့ဒီစေကြချင်းကလည်းကျွန်တော်တို့ဘာကြောင့်လဲဆိုတော့ဘာကြောင့်ခံရတယ်လဲဆိုရင်တမန်တော်ဝတ္ထုကြအခန်းကြီး22အခန်းငယ်16မှာလေအဲ့ကြောင့်ကျွန်တော်ဗပ်တိဇံကိုကျွန်တော်တို့ခံတဲ့အချိန်မှာကျွန်တော်တို့အာဒါအေဝါနေမှားတာတဲ့အပြစ်နော်ပြီးတော့ကိုတိုင်လုတ်ခဲ့တဲ့အပြစ်ခုတည်းများကိုခရစ်တော်ရဲ့နာမတော်အားဖြင့်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့နာမတော်အားဖြင့်ကျွန်တော်တို့ရဲ့အပြစ်ကိုဆေးကြောတန့်စင်ဖို့ရန်အတွက်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့တခါတည်းဗပ်တိဇံကနေလည်းတခါတည်းလိုက်လာတာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်မှာတမန်တော်ဝတ္ထုကြအခန်းကြီး20အခန်းငယ်16မှာပေါ့ပိုးလူကသူကခရိယန်တွေကိုချင်းပန်းထိဆက်ပြီးတော့သူကမျက်မြင်ကနေပြန်မြင်လာတဲ့အချိန်မှာဂျေဇုတော်ကြောင့်ပေါ့နော်အဲ့ဒီမှာသူကဆေးကြိုးချင်းကိုခံဖို့ဘယ်လိုသူ့ရဲ့ဆရာကအာနာနိကပြောတယ်လဲဆိုရင်ယခုလည်းတင်ဒီအပဲကြောင့်ဆိုင်လက်ရွေနေတယ်ထားလို့ဘုရားသခင်ကိုပတ္ထနာပြုလက်ဗပ်တိဇံကိုခံရတင်ဒီအပြစ်များကိုဆေးကြောလို့ဆိုတဲ့အခါကျွန်တော်တို့ကယ်တင်ခြင်းကခရစ်တော်ကိုကျွန်တော်တို့လက်ခံရရှိလာတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့လက်ခံတာနဲ့တပြိုင်တည်းဗပ်တိဇံကလိုက်လာတယ်ပေါ့နော်တကယ်ခရိယန်အသက်တာမှာချက်ချင်းခံယူရမယ့်အရာတစ်ခုအတွက်ဖြစ်တယ်အကြံနဲ့ဟိုမှာ
စေချိုချင်းမှာခံယူဖြစ်တဲ့ကျွန်တော်တို့မှာတွေးရဖြစ်စေချိုချင်းရေးရဖြစ်စေချိုချင်းဆန္ဒဖြစ်စေချိုချင်းအဲ့ဒါသုံးခုရှိတဲ့အထဲမှာဒီညတော့ရေးရဖြစ်စေချိုချင်းမှာနံပါတ်1ကိုကဖရာသားသမီးဖြစ်လာတယ်ဆိုတဲ့အခါကျတော့အခုနပြောတဲ့အနေအထားအရပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကကယ်တင်ခြင်းကဂျေဇုတော်အားဖြင့်နော်ဂျေဇုတော်အားဖြင့်ယုံကြည်ခြင်း၌ကျွန်တော်တို့ကရရှိတယ်ပြီးမှချစ်ချင်းမေတ္တာတရားတွေကျွန်တော်တို့ကျင့်ရမယ်ဥပမာသခင်ယေရှုကိုယ်၌ကဘာလဲဆိုတော့ရှင်မတဲ့အခန်းကြီး9အခန်းငယ်16မှာကတင်တို့ဒီကောင်းတို့အကျင့်များကိုကျင့်ကြလာအဲ့ဒါမှကောင်းကင်ဘုံ၌တဲ့တင်တို့ရဲ့အဖရဲ့ပုံကုံတော်ကိုထင်ရှားစေမယ်ပေါ့နော်ဆိုတဲ့အရာလေးတွေကိုကျွန်တော်တွေ့ရတဲ့အတွက်ကောင်းတဲ့အကျင့်အကြံတွေနဲ့လိုက်လာတာဖြစ်တယ်အဲ့ဒါကိုတခါတည်းအခုဆရာပြမင်းတယ်လို့ပဲတချို့လူတွေကအဲ့ဒါကိုနားလည်မှုလွှဲပြီးမှလေဘယ်လိုလုပ်လိုက်တယ်ဆိုတော့နော်ကက်သလစ်တွေကကောင်းတဲ့အကျင့်တွေကအရင်ကယ်တင်ခြင်းရဖို့စ조사နေတယ်ဆိုတော့အဲ့ဒီဟာက absolutely မှာကျွန်တော်တို့ယုံရမယ့်အရာမဟုတ်ဘူးဘယ်လိုမှအဲ့လိုလုပ်လို့မရဘူးအရင်ဦးဆုံးကယ်တင်ခြင်းခရစ်တော်ရဲ့ကယ်တင်ခြင်းကိုရရှိပြီးတော့တမန်တော်ကြီးအဲ့ဒီအနေတော့ကောင်းတဲ့အကျင့်ကြံလေးတွေကောင်းတဲ့အသက်တာချစ်ချင်းမြတ်တာတရားပြီးပါလေတရားဟိုမှာခရစ်တော်ပြောတဲ့ကောင်းတဲ့အသီးတွေကိုတီးဖို့ကောင်းတဲ့အသက်တာတွေတက်ရှင်ဖို့ခရစ်တော်ပေးတဲ့ပညာတော်တိဖြစ်တဲ့ချစ်ချင်းမြတ်တာတရားကိုလုပ်ကြခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါမေးတဲ့အတွက်ယေရှုတင်ပါတယ်ဆရာဖြစ်ဆရာလေးပါလေရှိလားအဲ့လိုမျိုးဒါနဲ့ပြတ်โอเคဒီကန်ဒီနေရာမှာလေပေါ့နော်ခုနဒီကန်ပြောသလိုအကျင့်အားဖြင့်ကယ်တင်ခြင်းမရအောင်ယုံကြည်ခြင်းအားဖြင့်ရတယ်ဆိုတာရာခိုင်နှုန်းအပြည့်မှန်ကန်တယ်လို့ကျွန်တော်လည်းအဲ့လိုခံယူတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ခေတ်အတင်းတော်တွေကဘယ်အတင်းတော်ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်RC ပဲဖြစ်ဘယ်အတင်းတော်ပဲဖြစ်ဖြစ်သူတို့ကခုနဒီကန်ပြောတဲ့အရာနဲ့ဘယ်လိုပြောမလဲလမ်းလွဲသွားတာပေါ့နော်တချို့တော့ပုံကိုယ်တွေပေါ့နော်အတင်းတော်တိုင်းကိုမဆိုလို့တချို့ကပုံကိုယ်ကဘာလဲဆိုတော့ဥပမာငါမကောင်းတာလုပ်ပြီဆိုရင်ငရေကြတော့မလားပေါ့နော်တချို့ကခံယူချက်တွေဘယ်လိုပြောမလဲလွဲမာတင်းဆောင်သွားတယ်ပေါ့နော်အတင်းတော်ကတော့အဲ့လိုတွင်တင်ပေးတာမှန်ပေမဲ့ပေါ့နော်ဒါပေမဲ့ကိုနိုင်ကခံယူတာကဘယ်လိုပြောမာယွင်သွားတယ်ပေါ့နော်ဥပမာငါဒီနေ့မကောင်းတာလုပ်လိုက်ပြီငါဘယ်လိုအပြစ်ရောက်သွားပြီဆိုတော့ငါကတကယ်ဘယ်လိုပြောမလဲကင်းတင်ချင်းများမခံရတော့ဘူးလားပေါ့နော်ခံယူချက်တွေလဲမာသွားတယ်ပေါ့နော်တချို့သူတွေကဒါပေမဲ့ခုနဒီကန်ပြောသူတို့ဘယ်လိုလဲဆိုတော့အချင်းအဖြစ်ကယ်တင်ခြင်းများယုံကြည်ခြင်းအဖြစ်ရတယ်ဆိုတာကယုံကြည်ပြီးမှခုနဒီကန်ပြောလို့ဒီရှင်ယာကုကပြောထားတယ်ပေါ့နော်အချင်းနဲ့ကင်းတော့ယုံကြည်ခြင်းနဲ့အသေးဖြစ်တယ်လို့ပြောတယ်ပေါ့နော်ပုံသက်တွေကိုပြရမယ်လို့ပြောနော်ခုနဒီကန်ပြောလို့သက်တွေဆိုတာကဘာလဲဆိုတော့ဥပမာကျွန်တော်ခြေထောက်ဆေးထားပြီဆိုရင်မင်းခြေထောက်ဆေးထားတယ်မဆေးထားဘူးဆိုတာလာပြဆိုတော့ခြေထောက်ဆေးထားပြီပြောပြီးမှခြေထောက်ကမဲမဲတူတူကြီးဖြစ်နေရတော့ဒါသူတို့ခြေထောက်ဆေးထားပြီဆိုတာလိန်နေပေါ့နော်အဲ့လိုပဲငါကယ်တင်ခြင်းရပြီလို့ပြောပေမဲ့သူကိုနိုင်ကတကယ်ကယ်တင်ချင်းရခုနဒီကံပြောလို့ပေါ့နော်ပုံတက်တဲ့အနေနဲ့တက်မရှင်ရှင်ဘူးသူကယ်တင်ချင်းရတယ်ဆိုတာသူကဗာလဲဆိုတော့လိန်နေတာနဲ့တူတယ်ပေါ့နော်ဆိုတော့ခုနဒီကံပြောလို့ဖျားသားဖြစ်ချင်းကယ်တင်ချင်းရသူတယောက်ရတက်တာတကယ်ခုနပြောလို့ဖျားရဲ့မေတ္တာကိုအကောင်းဆုံးခံစားတဲ့သူတယောက်ကအပြစ်လုပ်ဖို့ဆိုတာကဘယ်လိုပြောမလဲဆိုတော့လုံးဝရာခိုင်နှုန်းနေသွားပြီပေါ့နော်ဘယ်လိုပြောမလဲခုနပြောလို့ဖျားကိုချစ်တဲ့သူတယောက်အတွက်ကိုကလုတ်ပေးဖို့ဆိုတာကဝင်မလေးတော့ဘူးလေနော်ဒီအရင်တော့ကျွန်တော်လည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်ကင်တင်ချင်းမခံစားရတဲ့အချိန်မှာကျွန်တော်ကြိုက်လို့အသက်ရှင်တယ်ဒါပေမဲ့ဒီနေ့ခုနဒီကံပြောတဲ့အတိုင်းယုံကြည်ခြင်းအဖြစ်ကင်တင်ချင်းရသွားတဲ့အခါမှာအပြစ်လုပ်ဖို့ဆိုတာကဘယ်လိုပြောမလဲဝင်လေးလာတယ်နော်ခုနဒီကံကျွန်တော်ပြောချင်တာလည်းဒီလောက်ပဲဖြစ်တယ်ဒါကြောင့်ဒါပေမဲ့ဒီနေ့ခေတ်အတင်းတော်တွေကတော့ဒီကျွန်တော်ဘေးပတ်ဝန်းကျင်မှာမြင်တွေ့နေရတယ်ပေါ့နော်တချို့တော့ဒီဒါပေမဲ့အတင်းတော်ကြီးမားမားလွဲနေတဲ့အရာတခုရှိရဲ့အဲ့ဒါဘာလဲဆိုတော့ဒီနေ့ခေတ်မှာဘာဖြစ်တယ်လဲဆိုတော့ငါကယ်တင်ချင်းရပြီပေါ့နော်ငါဘယ်လိုပြောမလဲဘယ်လိုနေလုံးဝအဆင်ပြေလို့ပြောခုနဒီကန်ကိုကျွန်တော်တခုပြောပြမယ်ပေါ့နော်ဘာလဲဆိုတော့ဒီရိုမန်ကက်သလစ်တွေရဲ့ဆရာတွေပဲနော်တချို့သူတွေကဘာလဲဆိုတော့အရက်တောက်နေတာတွေတွေ့ဘူးတယ်နော်ကိုရစားနေတာတွေတွေ့ဘူးတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ကဘယ်လိုလဲပေါ့နော်သူကတကယ်ဘယ်လိုဖြစ်ဘယ်လိုလဲပေါ့နော် तू ကအဲ့ဒါဟာအဲ့ဆိုရင်ခုနဒီကန်ပြောတဲ့အတင်းတော်ရဲ့တွင်ချင်းနဲ့ तू ကလုံးဝမာရွေးနေတယ်ဆိုတာထင်ရှားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာပေါ့နော်ကောင်းတဲ့အချက်တွေပါတယ်အခုနဟိုပေါ့ဟိုမှာအဲ့ပေါ်အတင်းတော်ကတုံတင်တာတမန်တရားကတုံတင်တာခရစ်တော်ကိုယ်တိုင်ကရှင်းလာပြီးမှတုံတင်တာတခါတည်းလူတိုင်းကလိုက်မှမလိုက်တာကြည့်ရောအဲ့ဒါကျွန်တော်တို့နံပါတ်1အားလုံးသိရမှာခရစ်တော်ကိုယ်တိုင်ကဖယားသားတော်ကိုယ်တိုင်ကရှင်းလာပြီးမှပြောတာပေါ့နော်လူတိုင်းမလိုက်ဘူးအဲ့ဒါပြောချင်တာကက်သလစ်အတင်းတို့ဖက်မှာကျွန်တော်တို့ကအဲ့ဒါကြောင့်
တွင်တင်ကက်တဲ့အတင်းတို့ရဲ့အကြောင်းကိုကျွန်တော်တို့ပြောလာတယ်ဆိုတော့သူ့ရဲ့မူရင်းတွင်တင်ချက်ကမင်းကပါလဲပေါ့နော်အောက်ကလူတွေကတချို့တွေကပေါက်ကရလေးလုတ်နိုင်တာပဲအဲ့ဒါတော့ဘယ်အတင်းတို့မှမဆိုဖြစ်တာပေါ့တချို့တွေကအတင်းတို့ရဲ့တွင်တင်ချက်နဲ့လွဲအောင်ပြောသွားလာတယ်ရှိတာပေါ့ဒါနေရတကမှာဥမာခဏပြောတယ်လို့ဟိုမှာအစိုးရတစ်ခုကတရားဝင်ထောက်တို့မှာထုတ်ပြန်လာတာဒါမျိုးအောက်ကလူတွေရဲ့လို့ရကဒါမျိုးဖြစ်တာမျိုးပေါ့ဆိုတဲ့အခါဒီနေရာမှာကျွန်တော်တို့အနေနဲ့အဲ့အကြောင်းကက်သလစ်အတင်းတော်နဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အချိန်မှာကျွန်တော်တို့က any single person တစုံတယောက်ရဲ့အဖြစ်အခြေအနေလေးကိုကြည့်ပြီးမှကျွန်တော်တို့အတင်းတော်ရဲ့တစ်ခုလုံးကိုကျွန်တော်တို့ကအိုးသူတို့အကုန်လုံးကဒီလိုဆိုတဲ့ဟာကပြောလို့မရတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့ဒါတစ်ခုပေါ့နော်ပြီးတော့အခုနဆရာပြောတယ်လို့ကျွန်တော်တို့ကလူအဲ့အကြောင်းကဲတဲ့ချင်းကိုခံရပြီးပါပိစာကိုခံပြီးဆိုရင်ကျွန်တော်တို့ရဲ့အတက်တာကပါလဲဆိုတော့ဒါကောင်းတဲ့အရာတွေကိုလုပ်ချင်တဲ့အရာအပြစ်ကိုဆောင်ရှားလို့တဲ့အရာစိတ်ဓာတ်ကဖြစ်လာတယ်ဒါမှန်တယ်နံပါတ်1 level အဲ့ဒါပြီးတော့အခုနဆရာပြောတယ်ကျွန်တော်တို့အနေနဲ့ဥမာဆီလီကွန်ယာအတင်းဆီလီကွန်ယာကကျန်းစာမှာမရှိဘူးဆိုတော့အဲ့ဒီခေါင်ကြီးနဲ့ဥပမာပေးပြောမယ်နော်ကချင်ပြည်မှာလည်းကချင်ခေါင်ကြီးကယားပြည်မှာလည်းကယားခေါင်ကြီးချင်းပြည်နယ်မှာလည်းချင်းခေါင်ကြီးဆိုတော့အထူးသဖြင့်ဥမာအစ္စရေးလူမျိုးတွေရဲ့ခေါင်ကြီးရလည်းစပစ်ဝိုင်လေနော်ဆိုတဲ့အခါကျအဲ့လိုပေါ့တခါတလေကျွန်တော်တို့အစားအတောင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဟိုနေ့ကလည်းကျွန်တော်ပြောတယ်ကောင်းကင်နိုင်ငံတို့ဟာအစားအတောင်းနဲ့မဆိုင်ဘူးပေါ့နော်တန်ဖိုးလူကပြောတယ်ကောင်းကင်နိုင်ငံတို့ဟာကျွန်တော်တို့ရဲ့အစားအတောင်းနဲ့မဆိုင်ဘူးပေါ့နော်ပြောချင်တာကမင်းဟိုဟာဥမာဂျူးတွေနဲ့သူပြဿနာတက်တုံးကပေါ့မင်းတို့ကဒါလေးစားတော့ဟိုမှာနေဝတ်သားစားလို့နေကကဲတယ်ချစ်မရတော့ဘူးဆိုတဲ့ idea အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဒီဝတ်သားစားခြင်းကတမဟောင်းကာလာမှာ big bang ခဲပေမဲ့ဖယားနဲ့ဂျူးတွေကြားမှာတကယ်ခရစ်တော်လာပြီးတဲ့နောက်မှာအရာအလုံးအတန်ရှင်းသွားတယ်ပေါ့နော်ဂျေဇုတော်နဲ့တုံးဆောင်ရမှာဆိုတဲ့အခါကျတန်ဖိုးတို့ကပြောခဲ့တယ်လို့ဟိုအတီးစားခြင်းအဖြစ်တီးအရာလုပ်ခြင်းအဖြစ်အနေတို့ကကောင်းကင်ရောက်ခြင်းမရောက်ခြင်းရမှာကောင်းကင်နိုင်ငံတို့ဆိုတာအစားတောင်းနဲ့မဆိုင်ပဲနဲ့ကိုယ့်ရဲ့အသက်တာနဲ့ဆိုင်တယ်ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ခရစ်တော်ကလည်းပြောတယ်ပေါ့ဖာရိရှဲတွေကသူ့ကိုသွားပြောတဲ့အချိန်မှာအနေတို့တပည့်တွေကလက်မရှိပဲနဲ့သမင်းစားတယ်တဘောဟောမဲခရစ်တော်ကပြောတာအော်နော်မင်းတို့အမြင်ကမှားနေတာပေါ့နော်ကျွန်တော်တို့စားတာတောက်တများဟုတ်တများပါလေကျွန်တော်တို့ one ခတွန်းထဲမှာတွားပြီးမှအင်တာတက်တဲ့အချိန်မှာပြန်ပါလာပြီးတော့အဲ့ကြောင့်ဒီဟာတွေကလူကိုညှဉ်းညူးစေတာမဟုတ်ဘူးတကယ်ကိုလူကိုညှဉ်းညူးစေတာကအထက်ကနေထွက်လာတဲ့မကောင်းတဲ့စိတ်တွေဗာလဲစိတ်ဆိုးတဲ့အတ္တတရားတွေအမုန်းတရားတွေလူပေါ်မှာမနာလိုတဲ့စိတ်တွေဒီဟာတွေကတည်းလူကိုညှဉ်းညူးစေတာဆိုတဲ့တော့ကျွန်တော်တို့ကက်သလစ်အတင်းတော်မှာအဲ့ဒီခေါင်းကြီးတောက်တာလေးတွေပေါ့နော်ကျွန်တော်တို့အနေနဲ့တရားဝင်ဘယ်လိုပုံစံနဲ့လုံးဝမကြည့်ရမတောက်ရဆိုတာတွန်းတင်ချက်မရှိဘူးတခင်ယေရှုနဲ့တမန်တော်ကြီးတွေလည်းတုံးဆောင်ခဲ့တဲ့အတွက်ကြောင့်ဒီဟာလေးတွေတုံးဆောင်တိုင်းဒါလည်းဖခင်ရဲ့ယေရှုတို့ကြီးတတ်တဲ့အနေနဲ့တုံးဆောင်ဖို့မူယူပြီးမှရမ်းကားတဲ့အဆင့်ဆိုတာဒါပြစ်လို့တဲ့အဆင့်ဖြစ်သွားပြီဆိုတဲ့အကြောင်းပေါ့နော်တစ်ဖက်မှာအဲ့ဒီဟာလေးပြောချင်တာပေါ့ဒီနောက်ဆုံးအခုဆရာပြောသွားတဲ့အထက်မှာတစ်ခုခါပါချင်တာကကျွန်တော်တို့အတင်းတော်ရဲ့ခံယူချက်တစ်ခုကကျွန်တော်တို့ကက်သလစ်အတင်းတော်လဲပေါ့နော်ကျွန်တော်တို့ကဒီလိုလူအတင်းတော်မှာနေတဲ့တယောက်ချင်းစီရဲ့အသက်တာကိုကြည့်ရင်တော့အများကြီးဘယ်လိုပြောမလဲမပြည့်စုံဘူးလူသားတွေနဲ့ဖွဲ့စည်းထားတဲ့အတင်းတော်လူလောကမှာပဲရှိသေးတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုခံယူတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီတစ်ခုခံယူချက်ကတမန်တော်ကြီးတွေဆင်းသက်လာတမန်တော်ကြီးတွေကနေဆင်းသက်လာတယ်သခင်ယေရှုကနေဆင်းသက်လာတဲ့ပါတာတစ်ခုဖြစ်တဲ့အတွက်သူ့ရဲ့ teaching ဥမာခရစ်တော်ဖခင်ဖြစ်တယ်ခရစ်တော်ကယ်တင်ရှင်ဖြစ်တယ်ခရစ်တော်ကကျွန်တော်တို့ရဲ့ကိုကယ်တင်ခြင်းကိုတွေးဆော်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့တွင်တင်ချက်တွေနဲ့ပတ်သက်ပြီးတော့လုံးဝကျွန်တော်တို့မမှားဘူးလို့ကျွန်တော်တို့ယုံကြည်တယ်ဒါပေမဲ့ခေါင်းဆောင်ဖြစ်တဲ့လူတွေเนาะတယောက်ချင်းစီရဲ့အသက်တာဖြစ်တော့တခါတလေလူတွေကြီးတဲ့လူတွေအတွက်အမြင်ဆိုးစရာလည်းဖြစ်တဲ့အနေအထားလည်းရှိတယ်ပေါ့နော်တစ်ဖက်မှာလည်းအတင်းတို့ကိုကျွန်တော်တို့ကခရစ်တော်ရဲ့ကယ်တင်ခြင်းတရားကိုဒီလိုလက်ဘယ်လိုပြောမလဲကျွန်တော်နဲ့ခရစ်တော်နဲ့ကထိပေါင်းထထောင်ကြတယ်တဘောကိုကမတိခဲ့ဘူးအဲ့ဒါလေးကိုကျွန်တော်တို့ကိုလက်ဆက်ကမ်းပေးတဲ့ဘယ်လိုပြောမလဲမြန်မာလိုဆိုရင်လက်ဆက်ကမ်းပေးတဲ့အောင်တမန်လို့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ခံရတယ်ကျေးဇူးတင်ပါတယ်ဆရာဆိုတော့
ကောင်းတယ်အဲ့ဒီအခုမေးကိုကျွန်တော်ကယ်တင်ချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောသွားတာတွေအများကြီးပေါ့နော်ကိုပြောတယ်လို့တောက်တာစားတာတွေကတော့ဆရာကတော့ခုနပြောတယ်လို့ကျွန်တော်တို့အသက်တာကောင်းလာလဲပြောတယ်ဆရာတချို့ဆရာတွေလည်းကက်သလစ်မဟုတ်တဲ့တချို့ဆရာတွေမှာလည်းသူတို့နဲ့အားနဲ့ချက်လေးတွေအများကြီးပေါ့နော်စားတာတောက်တာဒါလေးတွေကရှိတယ်အဲကြောင့်ကျွန်တော်တို့နောက်ဆုံးအရေးကြီးတာလူလောကမှာအပြစ်တွန်တဲ့ကိုပြန်ရောက်သွားပြီဆိုရင်လေကျွန်တော်တို့ကက်သလစ်အတင်းတော်တော့အရေးကြီးဆုံးကပါလေနောင်တတရားအမြဲတမ်းရှိပေါ့အဲကြောင့်နောင်တတရားကကျွန်တော်တို့ရဲ့ only one time တခါလေးနောင်တရရုံနဲ့ပြီးတော့တာမဟုတ်ဘူးပေါ့နော်ဒါ forever အမြဲတည်ချင်းတကဘာကိုရောက်နေတဲ့အထိကျွန်တော်တို့ဒီလောက်ရမယ့်အရာဖြစ်တဲ့အပြစ်နုံထက်ပြန်ကြရတယ်လေဒါပေမဲ့ဂျေဇုတော်အဖြစ်ပြန်နိုးထအဲ့လိုလေးကကျွန်တော်တို့ရဲ့အတင်းတို့ရဲ့တွန်းတင်ချက်ဖြစ်တယ်နောင်တတရားကတော့ပြန်ပြီးမှအရေးကြီးသွားတယ်ပေါ့နော်ဆိုတော့တခါတည်းဒီနေ့ခရစ်တော်ယုံကြည်တယ်ဆိုရင်တော့တစ်သက်လုံးကိုကနောက်တစ်ခုဒီလိုပြောစင်ကယ်တင်ရှုံးတယ်လားမရှုံးဘူးဆိုလားဖြစ်သွားမှာပေါ့လုံးဝကယ်တင်ရှင်းမရှုံးတော့ဘူးဆိုတဲ့ဟာလေးတွေရှိတယ်တကယ်တော့ကျွန်တော်တို့အနေနဲ့တော့ဒါတော့ဆရာပြောတော့ကယ်တင်ရှင်းရတယ်တော့ပြောတာသူအသက်တာလုံးဝကိုမတားမရဆိုဘယ်လိုလို့ဟောရမှာလဲပေါ့နော်ဆရာရှုံးနိုင်တာခရစ်တော်ကတော့အားလုံးကိုပေးဟုတ်ပြီယေရှုပါဆရာโอเคအဲ့ဆိုခုနဒီကန်ပြောသလိုပေါ့နော်ခုနအတင်းတော်တိုင်းမှာတော့အဲ့လိုမျိုးပုံကိုယ်တွေရောရှိရပြီပေါ့နော်ဒါပေမဲ့အဲ့ဒီတယောက်ကိုကြည့်ချင်းအားဖြင့်ကျွန်တော်ကအားလုံးကိုကျွန်တော်ကအပြစ်ပြောလို့မရဘူးလေနော်ဟုတ်တယ်မှန်ဒါပေါ့ဟုတ်ပါတယ်ဒီကန်ခုနပြောကေတင်ချင်းကတကယ်ယေရှုခရစ်တော်ကြီးကပဲလာတယ်ပေါ့နော်ဒါပေမဲ့ခုနဒီကန်မရှင်းပြရင်တချို့သောသူတွေကဘယ်လိုလဲဆိုတော့ဒီကက်သလစ်အတင်းတော်တွေကအချင်းအားဖြင့်ပေါ့နော်အကျိုးစားမှုအားဖြင့်ကေတင်ချင်းရအောင်လုပ်နေကြတယ်လို့ထင်နေတဲ့သူတွေအများကြီးရှိရပေါ့နော်နောက်ပြီးတော့တစ်ခုကပါလဲဆိုခုနဒီကန်ပြောသလိုလဲရင်ပြန်ထတယ်လို့ပြောတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ခံယူချက်ကလည်းအဲ့တိုင်းပဲဒါပေမဲ့တချို့သောသူတွေကဒီတိုင်းပဲသွားနေတာပေါ့နော်ရှိတိုင်းရှိမြဲပဲသွားနေတာခုနပြောလို့ပါလဲခုနဒီကန်ပြောတာဟိုဒီရှင်ဘောလူကပေါ့နော်ဘယ်လိုပြောလဲဆိုတော့တင်တို့ဒီစားတော်၎င်းတောက်တော်၎င်းနဲ့ဖျားသခင်ရဲ့ဘုန်းတော်ကိုထောက်ပြီးမှပြုတ်ကြပါလို့လည်းပြန်ပြောထားသေးတယ်နော်အဲ့ချိန်မှာကျွန်တော်ကလုံးတဲ့အခါမှာထိမိလဲရှာမဖြစ်စေဖို့ရန်အတွက်လည်းအများကြီးကြီးတယ်ဒါပေါ့အရေးကြီးတာပေါ့ဟုတ်တယ်အဲ့ဒါကမင်းပဲအဲ့ဒါတကယ်မင်းပဲတချို့တွေကအဲ့တော့မမြင်ပြန်တော့ဟိုတယောက်ကဟိုဆရာကသူ့ရဲ့တကယ်ချင်းတွေနဲ့နေတော့ခေါင်းရည်လေးတောက်လဲအဲ့ဒါကိုလုံးဝအဲ့ပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့ကတစ်ဖက်ကြီးမှာအစိုးမရောက်ဖို့အများကြီးလိုအပ်တယ်လို့လည်းကျွန်တော်လည်းထင်တယ်ပေါ့နော်တခုလေးကိုကွန်ပြီးတော့ကွန်ပြီးမှအဲ့ဒါနဲ့ပဲဟိုမှာဒီဟာသူကဖယားသားမဟုတ်ဘူးဆိုတော့အဲ့ဒါကကျွန်တော်တို့အခုပဲခံစားရမှာမဟုတ်ဘူးလားဆရာဒါကတခင်ယေရှုနဲ့တမန်တော်ကြီးတွေကိုတောင်းတဂျူးတွေကဖာရီရှဲတွေအဲ့လိုပဲမေးခွန်းထုတ်ခဲ့တာပဲမင်းတို့ကလက်မရှိပဲစားပြန်ပြီမင်းတို့ကအပြစ်သားတွေနဲ့ပေါင်းပြန်ပြီဟောမင်းတို့ကဟောလဲမလုပ်ပြန်ဘူးမင်းတို့ကအဲ့လိုပဲ criticizing ကမင်းတို့အရက်တောက်ပြန်ပြီဟောဆင်းရဲသားတွေနဲ့တောက်ပြန်ပြီစားပြန်ပြီဒီ criticizing လို့ကိုလေဒီဝိဖန်မှုကတိုးထဲမဟုတ်ဘူးလားတိုးရဲ့ဆရာတခင်ခရစ်တော်ဆရာလေအဲ့ဒါလာတာအဲ့ကလေးဖြစ်တာဆိုတော့ပေါ့နော်အဲ့ဒါလေးတွေဟုတ်တယ်ကျွန်တော်တို့တတိထားဖို့အရန်လိုအပ်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒီကန်ကိုခုနဒီကေတင်ချင်းလို့ပြောတဲ့ခါမှာခုနဒီကန်နည်းနည်းပြောသွားပြီပေါ့နော်ဘတ်တစ်ဆန်ဆိုတော့ကျွန်တော်တခုသိရှင်တာကဒီကန်ရဲ့ခံယူချက်ကိုပြောပြီးမှကျွန်တော်ရဲ့ခံယူချက်ကိုပြန်ပြောမယ်လေနော်ဆိုတော့ဒီဘတ်တစ်ဆန်ဥပမာလူတယောက်ကဒီကေတင်ချင်းရပြီးတော့ပေါ့နော်လူတယောက်ကကေတင်ချင်းရပြီးတော့ဘတ်တစ်ဆန်မခံလိုက်ရဘဲနဲ့သူကတေဆုံးသွားခဲ့မယ်ဆိုရင်သူကကောင်းကင်ရောက်မလားဘယ်လိုလဲလူတယောက်ကဆရာမေးခွန်းလေးတစ်ချက်လေးပြန်မေးကြည့်အောင်လူတယောက်ကဘပ်တိဆန်โอเคဥပမာလူတယောက်ကဥပမာကျွန်တော်ပေါ့နော်ကျွန်တော်ကကေတင်ချင်းရပြီးတော့နောက်တစ်ပတ်မှာဘတ်တစ်ဆန်ခံတယ်လောက်ထားတယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ပတ်မရောက်ခင်မှာတေသွားရခဲ့တယ်ဆိုရင်ကျွန်တော်ကဘယ်လိုလဲကောင်းကင်ရောက်မလားမရောက်ဘူးလားပေါ့နော်ဆရာဒီကန်တို့ရဲ့ဒီကတလေးရဲ့ခံယူချက်အမြင်လေးအဲ့ဒါအရန်ကောင်းတယ်မေးခွန်းမယ်ဆရာဆိုတဲ့အခါကျအခုနပြောတယ်ကျွန်တော်တို့က baptism 3ခုရှိတယ်လို့ပြောတယ်လေနော်ဆိုတော့ဒီ clearly ကတော့ the bible ကတော့ baptism water ပေါ့ရေနဲ့ baptism ခံခြင်းဒါကတော့တခင်ယေရှုကိုတမန်တော်ကြီးတွေလုပ်ခဲ့တဲ့အရာလုံးဝ
ခရိယန်တရားအနေနဲ့လို့ကိုလို့ရမယ်ဆိုအခုနပြောတဲ့အတိုင်းဟုတ်တယ်လူတယောက်က तू ဘပ်တစ်ဆန်ခံချင်တယ်ဆိုကြတဲ့ကအဲ့ဒါက80တရား200မှာတရား200 300မှာအဲ့လိုဖြစ်ခဲ့တယ်သူတို့ကအဲ့ဒီတုန်းကကျွန်တော်ခရစ်တော်ရဲ့အတင်းတော်ကိုသူတို့ဝန်လာဖို့ဟာကသူတို့ကဘာလဲဆိုတော့တန်ဟစ်လုံးတောင်ဆောက်ရတာတန်ဟစ်လုံးတင်တန်းပေးတာတလားသူတို့ကိုတန်ဟစ်လုံးတင်တန်းပေးပြီးမှကျွန်တော်ကအီစတာညမှာပဲတကယ်ကိုတရားဝန်ပေးတာဆရာတော်ကြီးရဲ့စိတ်မှာပေးတာပေါ့ရှေးခရိယန်တွေမှာဆိုတဲ့အခါဆိုအဲ့ဒီချိန်မှာ तू ကချင်းပန်းနှိမ့်ဆက်ချင်းကာလဖြစ်တဲ့အတွက်ကြောင့်တချို့လေးတွေကကြလားပြင်ဆင်ရင်းနဲ့လေရှေးချိုးချင်းတောင်မှခံလိုက်ရပဲနဲ့ပါလေဗတ်နှစ်ချင်းပေါ့ဗန်ဒီစာမခံလိုက်ရပဲသူတို့ကအတဖြတ်ချင်းခံလိုက်ရတယ်နော်ဆိုတဲ့အခါဒီဟာကကျွန်တော်တို့အတွက်ကသူတို့အတခံရတယ်ဆိုတာကတွေးအဖြစ်ရှေးချိုးချင်းခံတော့ပြီလုံးဝဒီဟာကရေနဲ့ဗတ်ဒီဆန်ခံတယ်လို့ဘာလို့လဲသူမှယုံကြည်နေပြီလေလုံးဝခရစ်တော်ကိုကယ်တင်ရှင်အနေနဲ့လုံယုံကြည်နေပြီသူကခံဖို့ပဲလို့တဲ့ကာလမှာအတခံရတဲ့အတွက်ဒါကတကယ်ကိုကျွန်တော်တို့အတင်းတော်မှာတရားမှတရားရခိုင်တော့ကောင်းကင်နိုင်ငံတော်ကိုရောက်ရှိစေမဲ့နီလန်တစ်ခုဖြစ်တယ်ပေါ့နော်သူကတည်တော့ဗလေအခုဘာမှပြစ်မှန်လည်းမလုပ်နိုင်တော့ဘူးလေနော်တခါတည်းသူ့ရဲ့ယုံကြည်ခြင်းတစ်ခုကြောင့်အတခံလိုက်ရပြီအဲ့ဒါသူကတွေးအဖြစ်ရှေးချိုးချင်းခံလိုက်ရတယ်ယုံကြည်သွားတာကယ်တင်ခြင်းရသွားတာသူခရစ်တော်အားဖြင့်ခရစ်တော်ရဲ့နာမကြောင့်သူ့ရဲ့အသက်ကို stay သွားတာဒါတော့ယုံကြည်ခြင်းတစ်ခုကြီးနာတာတော်တော်ရှားတယ်ပေါ့နော်အသက်နဲ့ပေးရတဲ့အရာပြီးတော့ဒုတိယခါခုနဥမာတချို့လေးတွေကပါတိစန်ခံခြင်းနဲ့ယုံကြည်ခြင်းနဲ့ခရစ်တော်ကိုယုံကြည်နေပြီဒါပေမဲ့သူ့ရဲ့အတိုင်းအဝိုင်းတွေကလက်မခံဘူးငြင်းဆန်တယ်အာမင်ဒီလိုသားမင်းကငါတို့အမွေဖြတ်မယ်တဘောလားငါတို့အမျိုးအနေနဲ့ကိုထင်ထုတ်မယ်အာမင်ကိုဘယ်တော့မှကျွန်တော်တို့မပတ်တဲ့တော့အဲ့လိုလေးတွေချင်းချောက်နေတဲ့ကာလမှာပြင်သူကနော်အဲ့လိုဖြစ်နေတဲ့အချိန်မှာတင်သူကသူတို့ကိုကြောက်လို့ဖြစ်သူတို့ကိုအားနာတော့ဖြစ်မခံလိုက်ရဘူးပါတိစံဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာကအမြဲတမ်းသူ့ရဲ့တခင်ခရစ်တော်ကိုယုံကြည်တဲ့ဝန်နဲ့စိတ်ရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုစန္ဒအဖြစ်ဆေးရိုးချင်းခံယူတယ်လို့ကျွန်တော်တို့ခေါ်တာအဲ့ဒါဒါလည်းသူ့ကိုကယ်တင်ခြင်းကိုခရစ်တော်အဖြစ်ရောက်သွားစေနိုင်တဲ့အချက်ထဲမှာပါတယ်လို့ကျွန်တော်တို့ကအဲ့ဒီယုံကြည်တယ်ဘာလို့လဲလို့ तू အမခံခင်မှာကြိုက်တယ်ယုံကြည်နေပြီလူတွေကဘယ်လိုပြောမှလဲတားမြင်လို့စောက်ရင်နဲ့တည်သွားတာပေါ့နော်စောက်ရင်နဲ့တည်သွားတာမျိုးဆိုတော့အစန္ဒအဖြစ် तू ခရစ်တော်ကိုလက်ခံရရှိပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သူ့အတွက်ကယ်တင်ခြင်းကတကယ်ကိုလမ်းပွင့်တယ်ပေါ့နော်ဖခင်ကယေရှုပေးမှာဒါပေမဲ့ဒီကို priority အနေနဲ့ကလူကပါတိစံခံဖို့ဖြစ်တဲ့အတွက်ဒါခံဖို့လူတိုင်းရဲ့တာပေါ့ခရိယန်တိုင်းရဲ့တာပေါ့တာဝန်ပေါ့အဲ့တော့အတင်းတော့ဖြစ်တယ်ဂျန်တဲ့နှစ်ခုကတော့ဖြစ်လာတဲ့အခြေအနေပုံမှာပေါ့နော်လက်ခံပေးတဲ့အရာပါနံပါတ်1ကတော့မင်းကတော့ပါရာဝန်လာမယ်ခရိယန်ဖြစ်လာမယ်ယုံကြည်တရားဖြစ်လာမယ်ဆိုဒါပြီးခရစ်တော်လက်ခံတာနဲ့ရည်တဲ့ကိုကျွန်တော်တို့ကရှေးကြိုးတန်းစင်ရတယ်ဆိုတော့ရှင်းမဲ့ထင်တယ်နော်ဆရာအဲ့အဆရာအမြင်ပြောဖြည့်ဆရာရှိတာပြောဆရာရှိတယ်နော်ဒီကံပြောချင်တာကတော့ခုနပြောတော့ရတယ်ဘုပြောချင်တာဗောနော်အချုပ်အနေနဲ့ကတော့ရသွားပြီပေါ့ဥပမာဒီရနဲ့ရှိရင်ကဥပမာတစ်ခုဘာနဲ့မြင်ရတယ်လဲဆိုတော့ဥပမာတစ်ခုနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီယေရှုခရစ်တော်အသေးခံတဲ့အခါမှာကျွန်တော်လက်ဝါးကားတိုင်မှာဗောနော်တယောက်တစ်ဖက်လူဆိုးနှစ်ယောက်နဲ့အတူတူရိုက်ထားခြင်းခံရတယ်ဗောနော်အဲ့ဒီအခါမှာဒီဘက်တယောက်ကမင်းဖျားသားဖြစ်တယ်ဆိုရင်ကိုယ့်ကိုကေတင်ဗောနော်ကိုယ့်ကိုကေတင်လေလို့ပြောတယ်ဗောနော်ဒီဘက်တယောက်ပါပြန်ပြောလဲဆိုတော့အဲ့လိုမပြောနဲ့ဗောနော် तू ကဘာမှအပြစ်မရှိပဲခံရတာငါတို့ကကိုယ့်အပြစ်နဲ့ကိုခံရတာလို့ပြောပြီးမှကိုရဲ့နိုင်ငံတည်ရဲ့အခါမှာကျွန်တော်ကိုအောက်မေ့ပါလို့ပြောတယ်ဗောနော်ယေရှုကဘာပြောလဲဆိုတော့ယနေ့ပင်တင်တဲ့အတူပရိတိတုပုံမှာရှိမယ်လို့ပြောတယ်ဗောနော်ဆိုအဲ့ဒီတခိုးကကေဗတ်တဆန်ခံဖို့ဆိုတာလည်းဗာလဲမတိချဘူးနော်ဆိုပြောချင်တာဗာလဲအဲ့ဒီတခိုးက तू နောက်ဆုံးထွက်တတ်မှာ तू ဘာမှအားကိုးရမေ့တယ်ဗောနော်အားကိုးရမေ့တဲ့အခါမှာ तू ကဘယ်လိုပြောမလဲလုံးဝအားကိုးရမေ့တော့ तू ကယုံကြည်ကိုးစားလိုက်ယေရှုခရစ်တော် तू ကဘယ်လိုပြောမလဲပြောတတိယဖြစ်ပြောမယ်ဆိုရင်အားကိုးလိုက်တယ်ဗောနော်အဲ့ဒီအခါမှာယေရှုကယနေ့ပြင်ပရိတုတိတုပုံမှာငါနဲ့အတူရှိမယ်လို့ပြောခြင်းရည်ရွယ်ချက်ကကေတင်ချင်းရချင်းကိုပြောချင်တာဗောနော်အဲ့ဒီအခါမှာဒီခုနပြောလို့ဒီတခိုးကဗတ်တဆန်ခံဖို့ဆိုတာလည်းမတေချဘူးဒါပေမဲ့ तू ကဗာလဲကေတင်ချင်းရတော့ခုနဒီကံပြောလို့ဒါပေမဲ့ကေတင်ချင်းရပြောချင်တာကကေတင်ချင်းရတဲ့သူတယောက်ရဲ့အတ္တတာကဗတ်တဆန်ခံခြင်းကကေတင်ချင်းရဖို့ဗတ်တဆန်ခံခြင်းမဟုတ်ဘဲနဲ့ကေတင်ချင်းရခြင်းရဲ့တတ်တွေကိုလူရှိဖျားရှိမှာ
ဘယ်လိုပြောမလဲတက်တည်ပြချင်းအနေနဲ့ဖြစ်ဒါကြောင့်ကဗတ္တဆန်လုံးဝခံကိုခံရမယ်ဘောနော်ယုံကြည်သူတယောက်ဖြစ်ရင်ဗတ္တဆန်ကလုံးဝခံကိုခံရမယ်ဆိုရယုံကြည်ချက်လဲကျွန်တော်မှလည်းအဲ့လိုခံယူတယ်ပေါ့နော်နောက်ကပါလဲဆိုတော့ခဏဒီမတ်မှာပြောထားရပေါ့နော်ကေတင်ချင်းနဲ့ပတ်သက်ပြီးမှဘယ်လိုလဲဆိုတော့အတူချိုးလေးပေါ့နော်ဒီကန်ဒီဒီဘယ်လိုပြောဒီအိတရားလူမျိုးတွေအဂရုပြည်မှာကျွန်ခံရတဲ့အခါမှာနှစ်ပေါင်း40ကျွန်ခံတဲ့အခါမှာနောက်ဆုံးညလွတ်မြောက်ခါနီးညမှာဘာပြောလဲဆိုတော့တာဦးကပ်ပြီးပေါ့နော်တာဦးတွေကိုတတ်တဲ့အချိန်မှာဒီတာဦးတွေကိုတတ်တဲ့အခါမှာဒီဘယ်လိုပြောမလဲဒီအိတရားလူတွေကိုပေါ့နော်အိတရားလူတွေကိုစိတ်တိုးတွေကိုတတ်ပြီးမှတကတုတ်တကတိုင်းမှာတုံလိမ့်ကြပါလို့ပြောတယ်ပေါ့နော်အဲ့အချိန်မှာအဲ့တိုးရဲ့အသွေးကိုတုံလိမ့်မှလွတ်မြောက်မှာဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာသူတို့ကအဲ့ညမှာသူတို့ကအဲ့တိုးတွေကိုတတ်တယ်စားတယ်ပြီးရင်သူ့ရဲ့တိုးရဲ့အသွေးကိုတကတုတ်တကတိုင်းမှာတုံလိမ့်ကြတယ်တုံလိမ့်ပြီးမှတုံလိမ့်မှနေနေတဲ့အခါမှာကောင်းကြီးတမန်လာတဲ့အခါမှာသွေးရှိရဲ့အိမ်မန်တမျှကိုကြော်သွားတယ်ပေါ့နော်ဆိုတော့အိမ်မန်တမျှကိုကြော်ပြီးမှအသွေးနဲ့မတုံလိမ့်ထားတဲ့အိမ်မှာရှိရဲ့တာဦးမန်တမျှကိုအတီးတက်ချင်းခံရတယ်ဆိုတော့ဒီအတိတ်ပဲပါလဲဆိုတော့ကျွန်တော်တို့လည်းယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်ခံယူထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီတရားလူမျိုးတွေကသူရဲ့တကတုတ်တကတိုင်မှာသူရဲ့အသွေးကိုတုတ်လိမ့်ထားတဲ့အခါမှာဒီတာဦးတက်တဲ့ဒီကောင်းကြီးတမန်လာတဲ့အခါမှာအဲ့အိမ်ထဲမှာရှိရတဲ့သူတွေဖြောင့်မတ်တလားမဖြောင့်မတ်ဘူးလားကိုကြည့်ချင်းအဖြစ်ကြော်သွားတာမဟုတ်ပဲနဲ့အဲ့အိမ်ထဲမှာရှိတဲ့သူတွေမဖြောင့်မတ်ချင်းနဲ့မဆိုင်ပဲနဲ့အဲ့အိမ်ကတကယ်အသွေးနဲ့တုတ်လိမ့်ထားလားမတုတ်လိမ့်ဘူးလားဆိုတဲ့အရာကိုကြည့်ပြီးမှပဲကြော်သွားတာဖြစ်တယ်အဲ့နည်းတူပဲကျွန်တော်တို့ကလည်းကျွန်တော်အပြစ်ရှိသလားအပြစ်ကြည်သလားမကြည်ဘူးလားကျွန်တော်တို့ဖြောင့်မတ်သလားမဖြောင့်မတ်ဘူးလားကိုမကြည့်ပဲနဲ့ကျွန်တော်အချင်းမှာခရစ်တော်ရဲ့အသွေးတကယ်ရှိသလားခရစ်တော်ကြီးတကယ်ရွေးနှုတ်ထားတဲ့သူဖြစ်သလားမဖြစ်သလားပုံမှာပဲကျွန်တော်ရဲ့ဂိတ်တင်ချင်းကဆိုင်တယ်နောက်တစ်ခုခရစ်တော်ရွေးနှုတ်ထားတဲ့သူကအဲ့လိုပြောချင်အပြင်လုံးဝကောင်းတာလုပ်ရှာမလိုဘူးလို့ပြောချင်တာမဟုတ်ဘူးခရဒီကန်နဲ့ကျွန်တော်ပြောသွားလို့ပဲပေါ့နော်တကယ်ဂိတ်တင်ချင်းရတဲ့သူတယောက်ရဲ့ပုံသက်သေးဆိုတာကနောက်မှာပြန်လာရမှာဖြစ်တယ်ဆိုတော့ဒီရှင်ယာကုပြောထားတဲ့အကျင့်နဲ့ဒီရှင်ပေါလုပြောအကျင့်ကမတူဘူးပေါ့နော်ရှင်ပေါလုကပါလဲဆိုတော့အကျင့်အဖြစ်ကေတင်ချင်းမရဘူးလေပေါ့နော်ယုံကြည်ခြင်းအဖြစ်ကေတင်ချင်းရတယ်လို့ပြောတယ်ကိုယ့်အလိုလျောက်ရတယ်မို့ဖျားသခင်တနာတော်မူတာဖြစ်တယ်ဆိုတော့ဒီယာကိုကြည့်ခြင်းအဖြစ်ကျွန်တော်ကအကျင့်မလိုဘူးအကျင့်မလိုဘဲနဲ့ကေတင်ချင်းရတယ်လို့ပြောတဲ့အရာကဘာလဲဆိုတော့ယုံကြည်ခြင်းအတွက်လိုအပ်တဲ့အကျင့်ယုံကြည်ခြင်းအကျင့်ကိုပြောတာဖြစ်တယ်ဒီရှင်ယာကုပြောတဲ့အကျင့်ကဘာလဲဆိုတော့ဖျားသားဖြစ်ခြင်းရဲ့ပုံသက်တည်အကျင့်ကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့ဒီအရာကိုကျွန်တော်ကအဲ့လိုနားလေတယ်ပေါ့နော်ပြောရှင်တာဖြစ်တယ်နော်အဲ့ပေါ်အခုနအဲ့ပေါ် तू ကဒီတမဟောင်းကာလနဲ့တမတိကာလမှာ तू ကဣဇဲလူမျိုးတွေကိုအဲ့ဒီနောက်ဆုံးဒီ Egypt ပြည်ကနေသူတို့ထောက်လာမဲ့အချိန်မှာပေါ့နော်ဒါဘယ်လိုပြောမလဲ generalize လို့ခေါ်တယ် तू ကလူမျိုးတစ်မျိုးလုံးကိုလေ तू ကကဲတင်တဲ့အခန့်အတန်လေဟုတ်တယ်အဲ့ဒီရဲ့ဖြစ်စဉ်ကတမတိကာလမှာကျွန်တော်တခင်ကြီးဆိုတာလူမျိုးတစ်မျိုးလုံးဣဇဲလူမျိုးထဲမှာကဘယ်လူမျိုးမဆိုလူတိုင်းပေါ့နော်သူကပေးတော့တာဒါမှဟောင်းကာလာမှာလည်းအဲ့လိုမျိုးတခါတလေ generalize အနေနဲ့ဟိုမှာပေးပြီးဆိုရင်အแทမှာဘယ်လိုဖြစ်နေတယ်လဲဘာညာဆိုတာ तू မကြည့်ဘူးပေါ့နော်ဟိုမှာတခါแท้နဲ့ကဲဒီလိုလို့ရင်အဲ့ဒီလူမျိုးတွေအလိုက်ကိုအုပ်စုအလိုက်ကို तू ကဒီပေးတော့တဲ့အခါဖြစ်တယ်အဲ့တော့ပေါ့အဲ့ဒါကတိကောင်းတဲ့အရာပဲပေါ့နော်တခုကကျွန်တော်တို့ကအဲ့ဒါလေးတွေမှာတင်ယူလို့ရတာကဣဇဲလူမျိုးတွေတောင်မှတတိထားစရာချက်ကလူမျိုးအနေရအဲ့ဒါလေးနဲ့တတိုးရဲ့အသွေးအဖြစ်ကဲတင်တော့တယ်လွတ်မြောက်လာစေတယ်ဆိုပေမဲ့သူတို့ကလမ်းခရီးမှာတော့ရနေတော့မှအသက်တာရှုံတော့တဲ့လူတွေအများကြီးမလားဆရာလည်းတည်တဲ့အတိုင်းနော်မောဇေကိုပြန်ပြီးမှ completed life ဘုရားကိုမောဇေသူတို့အသက်တာကကြည့်လေဟိုမှာတော့ generalize အနေနဲ့ကအကယ်ဒင်းချင်းခံကြတာဘောဖန်တာဘောကြုံဘောကနေဒါပေမဲ့သူတို့ဂျုံကဘောကနေလော့လာရှာပါတယ်ဒါပေမဲ့သူတို့တွားနေတဲ့ခရီးခါနန်ဘီဆိုတဲ့ promise land ကိုမရောက်ခင်မှာဒီမှာဒေဆုံးသွားတဲ့လူတွေဥပမာဘုရားကိုအန်တူလို့မောဇေကိုအန်တူလို့မွေကခံရတဲ့လူတွေတို့လည်းအခက်ခဲများစွာသူတို့တွေဂျုံတာတွေကအများကြီးပေါ့နော်အဲ့လိုပဲကျွန်တော်တို့ခရိယန်တရားလည်းကျွန်တော်တို့တခင်ယေရှုကတကယ်ငါတို့က83ကမမွေးသေးပါဘူးပေါ့နော်မွေးလာမဲ့လူကိုမမွေးသေးတဲ့လူတွေရောအကုန်လုံးကတော့ generalize နဲ့
လူသားလုံးကတော့တေးပေးခဲ့တယ်ဆိုပေမဲ့ ဟု အဲ့ တ် ဒါ တယ် ကိုကျွန်တော်တို့လက်ခံရရှိပြီးတဲ့နောက်ပိုင်းမှာခုနဆရာပြောတဲ့ရှင်ရာကိုဩဝါဒစာတဲ့မှာအချစ်မပါတော့ယုံကြည်ခြင်းတဲ့အတေဖြစ်တယ်လို့ပေါ့နော်ကျွန်တော်တို့ကတွားရင်နဲ့တော့မှကျွန်တော်တို့ကခလုတ်တိုင်ပြီးတော့နိုင်တယ်တပူကအဲ့ကြောင့်ကျွန်တော်တို့ကဒီတစ်ခုကိုဘယ်လိုလဲယုံကြည်ခြင်းနဲ့ကျွန်တော်တို့ပြီးတော့တခါတည်းခရစ်တော်ကယ်တင်ခြင်းရတဲ့လူရဲ့အသက်တာမှာကောင်းမွန်စွာအသက်ရှင်နေထိုင်ခြင်းကကျွန်တော်တို့ကတစ်ခုကိုတွန်းသွေးတာအဲ့ကြောင့်ရှင်ရာကိုအခန်းကြီးအခန်းငယ်16တော့22မှာပြောတယ်လို့ယုံကြည်ခြင်းဒီအကျင့်နဲ့ပေါင်းလာမှအခါမှာပါလေပြည့်စုံတယ်သူတစ်ခုတည်းနေတဲ့အချိန်ကတော့မပြည့်စုံဘူးစားတယ်ဖြစ်တဲ့အတွက်ကြောင့်ဒီဟာကအရေးကြီးတယ်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့ခရစ်ယာန်တွေအနေနဲ့ဆောင်စားရမယ့်အရာကဘာလဲဆိုတော့စိတ်အလုံးဆိုတဲ့ဟာလေငါတို့ကယုံကြည်ခြင်းအကက်တရအတင်းတို့အနေနဲ့အလုံးထဲတာကိုကျွန်တော်တို့လက်မခံဘူးရှင်းပြောရင်ပေါ့နော်ကျမ်းစာမှာလည်းစိတ်ယုံကြည်ခြင်းတစ်ခုတရားဖြစ်ဆိုတဲ့စကားလုံးမရှိဘူးယုံကြည်ခြင်းအဖြစ်အဂျေစုတို့အဖြစ်အဲ့လိုလေးတွေပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကကယ်တင်ခြင်းကိုခရစ်တော်အဖြစ်ဂျေစုတော်အဖြစ်ရလာပြီးတော့ယုံကြည်ခြင်းနဲ့လိုက်လာမယ်ချစ်ခြင်းနဲ့တာတဲ့အသက်တာနဲ့လိုက်လာမယ်ခရစ်တော်ရဲ့ပညာအဲ့လိုသွားတာပေါ့တချို့တစ်ခါတလေမှာယုံကြည်ခြင်းတစ်ခုတည်းဖြစ်ပြောတဲ့အရာတွေက faith အလုံးဆိုတာကျွန်တော်တမိုင်းမှာမာတင်လူသားတို့ကစာတုံးတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါတလေဒီလိုကိုဂိုင်းဆွဲခြင်းအဖြစ်နောက်ပိုင်းမှာခရိယန်အသက်တာကနေခြင်းတလို့နေလို့ရတယ်ဆိုတဲ့ပုံစံဖြစ်သွားတာပေါ့နော်အများတော့လည်းချိမိတွေလဲစရာဖြစ်သွားတဲ့အရာဖြစ်တယ်ဒီတစ်ခုကိုကျွန်တော်တို့ဆောင်စားဖို့လိုတယ်လို့လည်းဒီကနေ့လည်းထင်တာပေါ့နော်တိုင်းခုပါဆရာโอเคခုနဒီကန်ပြောတဲ့နေရာမှာကျွန်တော်နည်းနည်းထပ်ပြောချင်တယ်ပေါ့နော်ကျွန်တော်ယုံကြည်သူတွေမှာဆိုတာကပေါ့နော်အကျင့်နှမျိုးလိုအပ်တယ်လို့အကျင့်နှမျိုးလိုအပ်တယ်ပေါ့နော်ပထမအကျင့်ကဘာလဲဆိုတော့ယုံကြည်ခြင်းအကျင့်နဲ့အသက်ရှင်ခြင်းအကျင့်ဆိုရအကျင့်နှမျိုးပေါ့နော်ယုံကြည်ခြင်းအကျင့်ဆိုတာကခုနရှင်ပေါလုပြောတဲ့ယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းရောက်နိုင်ဖို့ယုံကြည်ဖို့လိုအပ်တဲ့ယုံကြည်ခြင်းအကျင့်ပေါ့နော်တစ်ခုကဘာလဲဆိုတော့အသက်တာအကျင့်ဆိုတာခုနပြောလို့ပါလာရမယ်ပေါ့နော်နောက်တစ်ခုဒီကျမ်းချက်တစ်ချက်မှာဗာပြောထားလဲဆိုတော့ငါခရစ်တော်ယေရှုခရစ်တော်ကငါဒီပညတ်တိကျမ်းနဂတိကျမ်းများကိုဖျက်ပယ်ခြင်းကလာဒီမဟုတ်ပြည့်စုံစေခြင်းကလာဒီလို့ပြောထားတယ်ပေါ့နော်အဲ့ခါမှာတချို့သောသူတွေကကျွန်တော်တို့ဒီတင်းကွဲခရိယန်တွေထဲမှာတောင်မှပေါ့နော်ပါစတာတွေထဲမှာတောင်မှဗာလဲဆိုတော့ပါစတာတွေထဲမှာတောင်မှပါတယ်ပေါ့နော်ယေရှုလာတာကပညတ်တရားကိုကျင့်ဖို့ပဲပေါ့နော်ပညတ်တရားကိုဖျက်ပယ်ဖို့ကပြည့်စုံစေခြင်းကလားဒါကြောင့်ငါတို့ကကယ်တင်ခြင်းရဖို့တဲ့ပညတ်တရားပို့ကျင့်ရမယ်ဆိုရင် doctrine တွေထွက်လာတယ်ပေါ့နော်ဒါပေမဲ့ဒီကျမ်းချက်မှာဗာပြောထားလဲဆိုရင်ဒီခရစ်တော်အဖြစ်ဒီပညတ်တရားတွေကခရစ်တော်အဖြစ်စုံတည်ခြင်းရှိတယ်လို့ပြောဆိုတော့ဒီခရစ်တော်ကပညတ်တရားကိုပြည့်စုံစေမယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုကျင့်ဖို့ရမဟုတ်ဘဲနဲ့သူကကျင့်ပေးသွားတာကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့အရာကိုကျွန်တော်နားလေရှင်းနဲ့ပြီးနောက်တစ်ခုဒီမက်မှာတွေ့ရတယ်ပေါ့နော်တခြားဒီကက်သလစ်ဘုန်းတော်ကြီးတွေဘယ်ကိုရတောက်စလီတောက်နေရမဟုတ်ဒီတင်းကွဲခရိယန်တွေမှာလည်းတောက်နေကြတယ်ဆိုတော့အမှန်တယ်ပေါ့နော်ဝန်ခံတယ်ဒီအရာကဘယ်အတင်းတော်မဆိုခုနပြောသွားပြီပေါ့နော်အားနည်းချက်တွေရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအကောင်းဆုံးခုနပြောလို့လဲကြရင်လည်းကျွန်တော်ပြန်ထပြီးမှကျွန်တော်သွားဖို့ရပဲကျွန်တော်အရေးကြီးရပေါ့နော်ခရတီကန်ပြောလို့ပဲပေါ့နော်ကျွန်တော်နောင်တရဖို့ရတဲ့အရှင်အမြဲနောင်တရနေဖို့ရတဲ့လိုအပ်တယ်ပေါ့နော်ဒီလောက်ပါပဲအဲ့ဒါနောင်တတရားကကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲခေတ်စကားနဲ့ပြောမယ်ဆိုအတက်ကယ်ဆေးလို့ဖြစ်နေတာပေါ့သူကဖခင်ရဲ့ mercy ကအဲ့ဒီနောင်တတရားနဲ့ပြန်လာဖို့ကအဲ့ဒါလေးကိုသူကထပ်ပေးထားလို့တကယ်ကိုဖခင်ကိုယေရှုတင်ကြမှာဖြူတလားမဲတလားဆိုတာတစ်ခါထဲတာဆုံးဆိုင်တော့တကူငါတို့ဒုက္ခရောက်မှာကျွန်တော်လဲကြတတ်တဲ့လူတယောက်ကအမြင်အဲ့ကြောင့်တီချင်းတကာဝအရောက်နေတဲ့အထိကျွန်တော်တို့ကနောင်တတရားနဲ့တောင်းရမယ်ဆိုတဲ့ပေါ့နော်ဒါလည်းလိုအပ်တဲ့အရာဖြစ်တယ်ဟုတ်ပြီဟုတ်โอเคဒါပေမဲ့တော့ဒီမှာနောင်တရလို့ရရင်လွတ်တဲ့အပြစ်နဲ့နောင်တရပြီးမှမလွတ်တဲ့အပြစ်ဆိုရနှမျိုးရှိရပေါ့နော်နောင်တရရင်လွတ်တဲ့အပြစ်ကဘာလဲဆိုတော့ခုနပြောလို့ကေတင်ချင်းရပြီးမှလုံမပြောမတဲ့ကျွန်တော်လုံရမားတွေကနောင်တရရင်လွတ်နိုင်တယ်ဒါပေမဲ့ကျွန်တော်နောင်တရလို့မလွတ်နိုင်တဲ့အပြစ်ကဘာလဲဆိုတော့ဗီဇအပြစ်လို့ခေါ်ရပေါ့နော်ကနဦးဗီဇအပြစ်ကနောင်တရပြီးမှလုံမလွတ်ဖို့ရတဲ့မဖြစ်နိုင်ဘူးဒါကခုနပြောသွားပြီးယေရှုခရစ်တော်အဖြစ်ပဲလွတ်နိုင်တယ်လို့ပြောရှင်ပြောနောက်တစ်ခုပါလဲဆိုတော့
ငါနောင်တရပြီးမှပြန်လုံးလို့ရတာပဲဆိုတာလည်းမဟုတ်ပါဘူးပေါ့နော်ပြောရှင်တာကအခွင့်ကောက်ယူဖို့မဟုတ်ဘူးပေါ့ပြောရှင်တာကဒါကဒီအခုကြည့်နေတဲ့ live မှာကြည့်နေတဲ့သူတွေကိုနားလည်ဖို့ရအတွက်โอเคဒါဆိုရင်ကျွန်တော်တခုပြန်မေးမယ်နော်ဒီအခုဟုတ်ပြီပြောဟုတ်တယ်โอเคဒါဆိုရင်ဒီတချို့ဒီကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းရှိကြတယ်ပေါ့နော်ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းရှိကြတယ်ဒါကဘာဒီကြာကဘာလဲဆိုဒီကက်သလိတ်တွေအပေါ်မှာအမြင်မှားနေရကဘာလဲကျွန်တော်ကိုယ်တိုင်လည်းအရင်တော့ကမားခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီကျန်းစာရဲ့အခွင့်အာဏာကိုဒီကက်သလိတ်တွေကအပြည့်အဝမလက်ခံဘူးဆိုတဲ့အရာပေါ့နော်ပြီးဒီသူတို့ရဲ့ဒီပုတ်ရဟန်းမင်းတီရဲ့အတော်ဒီအခွင့်အာဏာနဲ့ကျန်းစာအခွင့်အာဏာကတန်းတူဖြစ်တယ်လို့ပြောတဲ့အရာကဘယ်လိုလဲပေါ့နော်မန္တလာပေါ့ဆိုတော့ပြောချင်တာပါလဲဆိုတော့ဒီကျန်းစာတောင်မှအဲ့လောက်အခွင့်အာဏာမရှိဘူးပေါ့နော်ဟုတ်ပြီမေးရတော့အရန်ချေစုတယ်နဲ့ဒီဟာကကျွန်တော်တို့ဟုတ်တယ်အဲ့ဒါကတကယ်တော့ကက်သလစ်ကိုအမြင်မကြည့်တဲ့လူတွေကလေဘယ်လိုပြောမလဲကက်သလစ်အတင်းတို့ရဲ့ခေါင်းဆောင်ကိုပဲအရေးကြီးဆုံးလို့ကျွန်တော်တို့ကခေါင်းဆောင်ကိုတော့နေရာတကာမှာခေါင်းဆောင်လဲပေါ်ထားတာလေနော်ဒါတော့ခေါင်းဆောင်ကခေါင်းဆောင်တာပဲဒါပေမဲ့အဲ့ဒါနဲ့ဟိုမှာတမန်ကျမ်းစာရဲ့အရေးကြီးပုံကိုတို့ကနားမလဲတော့ပေါ့ဒါဟုတ်ပြီမိရတော့ဖြည့်ပေးမယ်ဆိုကျွန်တော်တို့ကကျမ်းစာကကျွန်တော်တို့ပြောတဲ့အတိုင်းကျွန်တော်တို့အတင်းတို့ကဒါဘယ်သူကကျမ်းစာရေးတယ်လဲကျွန်တော်တို့ပြောရင်တော့မှဒါ God ကရေးတယ်ဖခင်ကရေးတယ်လေဒါအတင်းတော်ကပြောတာပေါ့နော်တခါတလေကျွန်တော်တို့ကအဲ့လိုယုံကြည်ပြီးမှလက်ခံပြီးမှအတင်းတော်ကအဲ့လိုပြောတာဘယ်သူလူသားတွေအဖြစ်ရေးတယ်ဆိုပေမဲ့မဟာယွန်တတ်တဲ့လူသားတွေကရေးတယ်ဆိုပေမဲ့သူတို့ဝိညာဉ်တော်ကလမ်းပြန်နှိုးဆိုတာတဲ့အချိန်မှာသူတို့ရဲ့အရေးအသားတွေကမမှားဘူးဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုသိတာအတင်းတော်အဲ့ဒါကြောင့်အတင်းတော်ကတခင်ယေရှု33ကနေကောင်းကင်တက်တော်တော့50နှစ်လောက်ကတမန်တိကိုစရေးကြတယ်အဲ့ဒီမတိုင်ခင်ကကျမ်းစာမရှိဘူးတဘောကစရေးတဲ့အချိန်ကနေစပြီးမှ400အထိလောက်ကယတိပြတ်မှမရှိတာကျမ်းစာဥပ္ပါမှာကျွန်တော်တို့ဒီလိုလေးတအုပ်အနေနဲ့ကြိုင်တာတွေကမရှိခဲ့ဘူးအဲ့ဒါဆိုတဲ့အတွက်ကြောင့်ဒီအချိန်မှာတော့မှရွေးချယ်တဲ့အချိန်မှာတော့မှအတင်းတော်ကကြည့်ပြီးမှဒီအရေးအသားတွေကတကယ်ဝိညာဉ်တော်နဲ့ပြီးသွားတဲ့အရေးအသားတွေဖြစ်တယ်ဒီဟာတွေကဒီလိုသူ့ရဲ့အရေးအသားတွေကတကယ်ဝိညာဉ်တော်နဲ့ဖျားเสียလာတော့အဲ့ဒါတွေကိုနောက်ဆုံးရွေးချယ်အတီးပြုတ်ပြီးမှလက်ခံခဲ့အဲ့ကြောင့် तू လက်ခံခဲ့တဲ့အရာကို तू ကလိုက်တာပေါ့အတင်းတော်ကနော်လိုက်တယ်အိမ်မတမအရေးကြီးတယ်ဒါလုံးဝကိုဒီအရေးကြီးဆုံးအရာမှာသူကကျမ်းစာကိုထားတယ်ပြီးတော့တစ်ဖက်မှာလည်းအခုနပြောသလိုအတင်းတော်ကအားလုံးကျွန်တော်တို့သိတဲ့အတိုင်းကျမ်းစာမှာအကုန်လုံးကလည်းမရေးထားဘူးပေါ့နော်မရေးထားတော့တခါတည်းရှေးဥခရစ်ယာန်တွေမှာအခုမှတမန်တော်ကြီးတွေတောင်မှ outside the bible သူတို့ရေးသားတဲ့သူတို့တင်ပေးတာတွေအများကြီးထဲမှာသူတို့ရေးသားတာတွေကနည်းနည်းပဲပြန်ရှိတာဟိုမှာလူတယောက်ကဒီနေ့စကားပြောတာတရက်လုံးဟစာရေးမယ်ဆိုမကုန်နိုင်ဘူးလေသူတို့နေ့50 60 100ရေးတဲ့အသက်သားဟာကိုအကုန်ရေးဖို့ဆိုတာမလွယ်ဘူးပြောချင်တာကအဲကြောင့်ကျွန်တော်တို့အနေနဲ့ကသူတို့ခေတ်ကာမှာပြောတဲ့အရာလေးတွေကိုကျွန်တော်တို့ကလက်ခံတယ်တွန်းတင်တယ်ပေါ့နော်ဒါကျမ်းစာနဲ့ contradict မဖြစ်ရင်ပေါ့ဘယ်တော့မှတစ်ခုနဲ့ခုမဆန့်ကျင်နေတဲ့ရွေးကကျွန်တော်တို့ကဒါလေးတွေလည်းကျမ်းစာမှာပါတိတိုင်းအောင်ကျွန်တော်တို့လက်ခံတယ်အဲဒါကြောင့် secret tradition နဲ့ secret writing လို့ခေါ်တဲ့ Bible နဲ့တွန်းတင်ချက်တချို့ကထုတ်တိုင်းနဲ့လာမယ်တချို့ကစာနဲ့လာအဲ့ဒါလေးပေါ့ဆိုတဲ့အခါကျွန်တော်တို့အတွက်ကအဲ့ Bible ကအရေးကြီးတယ်လေအရေးကြီးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာ Bible အလုံးဆိုတာလည်းမှာခါအဲ့လိုမျိုးပေါ့ဘာလို့လဲဆိုတော့ Bible အလုံးဆိုတာကျမ်းစာတစ်ခုတည်းအဖြစ်ကျွန်တော်အဲ့ဒါမှာကိုယ်နဲ့ကျွန်တော်တို့ပြတ်မေးရင်ဟဲ့ကျမ်းစာတစ်ခုတည်းအဖြစ်ကျွန်တော်တို့ကကျမ်းစာကိုဘယ်လိုရတာလဲဥမာမာတဲကျမ်းစာကိုရေးတယ်ဆိုတာဘယ်လိုသိတာလဲတပူတော့ဒီဟာလေးတွေကသူတမန်တော်ကြီးတွေရဲ့တပည့်လေးတွေကအိုးဒီဟာကမာတဲရေးလို့ပါဆိုတော့သူတို့ရဲ့ tradition လေးတွေကိုလိုက်ပြီးမှလက်ခံတာပေါ့အဲ့ကြောင့်ဒီတစ်ခုနဲ့တစ်ခုကို hand to hand ပေါ့လက်တွဲပြီးမှအပိုးပြီးမှခရိယန်တရားအသက်တာကိုတွာလာစေတဲ့အရာဆိုတော့ဒီမှာပဲဆိုတော့နင်ကိုကင်လိုက်တဲ့ကျမ်းစာဘဲနေရတာလေအိုးဒီကလူတွေကငါတို့ဒီဟာကြောင့်ဒါကိုကျမ်းစာထဲမှာပါတာ तू ကဒီဟာမာတဲကရေးတာတို့ထင်ခဲကြတယ် तू ကိုယ်တိုင်ကတော့ငါမာတဲကရေးတယ်လို့မပြောဘူးပေါ့နော်ဆိုတဲ့အခါဒီနေ့တစ်ခုနဲ့တစ်ခုကို support လုပ်တာတစ်ခုနဲ့တစ်ခုကိုလည်း
စန့်ကျင်ခြင်းနဲ့မရှိဘူးပြီးတော့အခုအပူရမင်းကြီးတွေရဲ့ authority ကိုပဲသူတို့ RC တွေကလိုက်နာတယ်ဆိုတဲ့အဲ့ဒါကဟုတ်တယ်ကျွန်တော်တို့ကက်သလစ်အသင်းတော်ကပူရမင်းကြီးရဲ့ authority ကိုလက်ခံရတဲ့အကြောင်းတရားရှိတယ်သူ့ရဲ့လှုပ်ရှားမှုသူ့ရဲ့ဒီအသင်းတော်အနေနဲ့ခေါင်းဆောင်ဖြစ်မှုမှာသူ့ရဲ့တွင်တင်ချက်တွေကတမန်ကျမ်းစာမှာပဲအကုန်လုံးအခြေခံတာတွေကြီးပဲအဲ့ဒါကိုလူတချို့ကတမန်ကျမ်းစာမှာအခြေခံတဲ့အရာတွေဥမာခေါင်းဆောင်ဖြစ်ခြင်းဒါဘေထူရဲ့အရာဆက်ခံတာမလို့လေသူကဒါတော့အားလုံးသိတဲ့အတိုင်းဥမာဆရာလဲဆုံးသွားပြီဆိုဆရာနေရာကိုနောက်ဆရာတူပြန်လာမှာပဲလူဆိုတာအမြဲတမ်း succession ဆိုတာရှိတယ်ရိုးရိုးလေးပေါ့ခေါင်းဆောင်ကဘေထူဆုံးသွားရင်သူ့နောက်မှာသူ့နေရာမှာလာတာပေါ့ဆိုတဲ့အခါကျအဲ့ဒီဟာအကြောင်းကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကဘူရမင်းကြီးရဲ့စကားကိုနားထောင်ဟာနဲ့ဘူရမင်းကြီးရဲ့ပြောတဲ့စကားဥမာဒီနေ့သမင်းစားရင်းနဲ့ပြောတဲ့စကားတိုင်းလေကျွန်တော်တို့ကဟာနယ်လို့မဆိုလို့ပါဘူးအဲ့တော့ဘူရမင်းကြီးတွေကသူတို့ရဲ့ authority ကိုအသုံးပြုပြီးမှတင်လာတဲ့အချိန်မှာဒီဟာပဲကျွန်တော်တို့ကအရင်သမင်းစားရီတောက်ရင်းနဲ့ဟိုမှာ interview ပြောရင်းနဲ့မေးတော့ဖြေတော့တာတွေကတကယ်သူလည်းအတင်းတို့တစ်ခုလုံးကိုစားမပြောတဲ့အချိန်ကအများကြီးရှိတယ်ဒါပေမဲ့အတင်းတို့တစ်ခုလုံးကိုစားပြီးမှဟေးပြောပြီးဟေးကျွန်တော်ကဆရာနဲ့ဟိုတခါပြောတယ်လို့ပဲကဲလူသားတွေမှာကွန်းတုံးချင်းဟိုမှာတားကြိုးဖြတ်ချင်းဟိုမှာကိုဝန်ဖြတ်ချင်းကဘယ်လိုလဲတပူကtheology နဲ့ဆရာတွေကိုတော့မေးကြည့်အောင်ဒီဟာတော့ကွန်းတုံးကတော့တုံးလို့ရပါတယ်အကုန်လုံးကတော့ Bible နဲ့လာမှာပဲဒါပေမဲ့လုံးဝတပိုးတူနေချက်တွေမရှိလာတဲ့အချိန်မှာဘူရမင်းကြီးကျွန်တော်ရဲ့ဘာသာရေးခေါင်းဆောင်အနေနဲ့ဘေထုရရဆက်ခံတဲ့လူမလို့ကဲကျမ်းစာမှာလည်းဒီလိုပါတယ်အဲကြောင့်ဒီဟာအတင်းတို့တစ်ခုလုံးကတော့ဒီလိုဖြစ်စေဆိုတဲ့ပုံစံပေါ့နော်ယတိပြတ်တွင်တင်တဲ့အချိန်မှာကျွန်တော်တို့ကက်သလစ်အတင်းတို့တွေကဒါတမန်တရားနဲ့ကိုက်နေတဲ့အရာတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ယတိပြတ်အဖြေတာမပေါ်တာပေါ့နော်တမန်တရားနဲ့လည်းကိုက်နေတဲ့အတွက်ကြောင့်လက်ခံတာမျိုးရှိတယ်အဲကြောင့်တခါတည်းကျွန်တော်တို့ကိုမကြည်ဖြူတဲ့လူတွေကဘူရမင်းကြီးကိုတအားချင်းနေတော့ပြီးမှကိုရီးယားသူကချီးစားဆိုရင်ငါတို့ကချီးစားရမလို့ဒါလေးတွေကအိမ်မတမဘယ်လိုပြောမလဲလေးလာမှုနဲပါတဲ့တပည့်မှာလည်းကက်သလစ်ကိုမုန်းတီးတဲ့စိတ်ရှိနေတဲ့လူတွေရဲ့စကားတွေဖြစ်တယ်ဘိုးဆရာအနေမှာခေါင်းဆောင်တယောက်အနေနဲ့ပြောတဲ့အချိန်မှာအောက်ကငယ်သားတွေကနားထောင်ရတာပေါ့နော်အဲ့လိုပေါ့ခေါင်းဆောင်အနေနဲ့ကျွန်တော်တို့ကိုထားတယ်အကုန်လုံးက Bible ရဲ့ level Bible မှာရှိတဲ့အခွင့်အာဏာဥမာပေထရုကိုပေးခဲ့တဲ့အခွင့်အာဏာတမန်တော်ကြီးတွေကိုပေးခဲ့တဲ့အခွင့်အာဏာတွေကိုသူကဆက်လက်အသုံးပြုတာဖြစ်တယ်ဒါပေမဲ့ပက်တော်နီးနဲ့မှဘယ်နည်းနဲ့မှဒီဘူရမင်းကြီးကဒီ Bible နဲ့ contradict ဖြစ်အောင်တင်လို့မရအောင်ပေါ့နော်ဆိုတော့မရှိခဲ့ပါဘူးအိုးစရာကောင်းတာတချို့ဘူရမင်းကြီးတွေကလူအသက်တာနဲ့ဆိုရင်လေဖယုတ်ဖယဲဖြစ်ခဲ့ကြတယ်မော်ရာပိုင်းမှာဆိုရင်အိမ်မတမဆိုးပါခဲ့ကြတာလူသားတွေမလို့တောက်တယ်စားတယ်ရှိခဲ့တယ်တစုံတယောက်ဒါပေမဲ့ teaching ပိုင်းမှာလေစိတ်ဝင်စားစရာကောင်းတာဘယ်သူမှမလွယ်တော့အဲကြောင့်ကျွန်တော်တို့ကခေါင်းဆောင်အနေနဲ့တကယ်ကိုဘေထုကိုခရစ်တော်နင်းအတောင်းအားစုတောင်းပေးတယ်ဆိုတဲ့ဟာကသူ့ရဲ့ successor တွေနဲ့လည်းဆိုင်သွားတယ်ပေါ့အသက်တာနဲ့တော့ဆရာကြီးပြောမနေနဲ့ဟိုမှာတောက်ရင်တောက်မှာဘူရမင်းကြီးတချို့တွေရှိခဲ့တယ်အာနာမဲ့မိုးတဲ့ပုံစံသူ့ရဲ့အတင်းတို့ရဲ့လုတ်ပိုင်ခွင့်အရာတွေကိုကောင်းမွန်စွာမလုပ်တာရှိဒါပေမဲ့ဒီလိုလေးချို့ယွန်းနေသည့်တိုင်အောင်သူ့ရဲ့ teaching တွေနဲ့ကဘယ်တော့မှကျမ်းစာမှာနဲ့ဆန့်ကျင်တဲ့အခုမှမရှိဘူးအခုချိန်နဲ့166ပါရှိပြီအဲကြောင့်အဲ့ဒီ line ကိုပဲကျွန်တော်တို့ကအကြည့်ပြီးမှဒီယိုဒေကြတာပေါ့နော်ပြောချင်တာကလူတယောက်အနေနဲ့ခေါင်းဆောင်အနေနဲ့အပြောအဆိုအပြုအမူအတက်တာတော့ထိမိ၍လဲစရာရှိနိုင်တာအဆင်ပြေလားဆရာတို့ဘယ်လိုလောလာပေါ်အားမလားနဲ့ပေါ့နော်โอเคပြီးပါတယ်ဒါကဘာလဲဆိုတော့ဒီပြောချင်တာကဒီဟာကလည်းတခြားသောအတင်းတော်တွေမှာလည်းရှိနေเนาะကိုယ့်ရဲ့ခေါင်းဆောင်တွေရဲ့စကားကိုဘယ်လိုပြောမလဲနားထောင်တာဥပမာအထက်ကချလိုက်တဲ့ကျွန်တော်တို့အတင်းတော်မှာတွေလည်းရှိရပေါ့နော်ဒီအထက်ကချလိုက်အမိန့်တွေကိုကျွန်တော်နာခံရတဲ့အရာတွေဆိုတာရှိတယ်ပေါ့နော်ခုနဒီကံပြောတာကျွန်တော်နားလည်ပါတယ်ကျွန်တော်ဒီမှာကျန်တဲ့သူတွေလည်းနားလည်မယ်လို့ယုံကြည်တယ်ပေါ့ဒါဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဒီလိုအချင်းမင်းလွဲမားတာတွေမရှိဘဲနဲ့ပေါ့နော်တချို့တော့သူတွေကပြောကြတယ်ကျန်းစာအခွင့်အာဏာတောင်အဲ့လောက်ထိဘယ်လိုပြောမလဲအဲ့လောက်ထိမဟုတ်ဘူးပေါ့နော်သူတို့ရဲ့ဒီပုတ်ရဟန်းမင်းကြီးရဲ့စကားကိုပုံနားထောင်ကြတယ်ဆိုတဲ့အရာတွေကြားနေကြတယ်ပေါ့နော်အဲ့အရာတွေကမမှန်ကန်ကြောင်းပေါ့နော်မမှန်ကန်ကြောင်းဟုတ်โอเค
ကောင်းလိုက်တာဆရာဒါလိုက်ကြည့်တဲ့လူတွေလည်းအများကြီးကောင်းတယ်တဲ့ကောင်းတဲ့ discussion ဖြစ်တယ်တဲ့သူတို့ like မှာလည်းကျွန်တော်ကိုကျေးဇူးတင်ကြတယ်သူတို့ကောင်းတဲ့ comment လေးတွေနဲ့အားပေးတဲ့ဟာလေးတွေအများကြီးရှိတယ်နော် thank you ကောင်းတယ်အဆက်မေးဆရာ Okay အဲ့ဆိုရင်ဒီဟာကဟိုတည်းကဒီကန်နဲ့ကျွန်တော်နေရောက်ထဲလဲပေါ့နော်ဗီဒီယိုခေါ်မှာပြောသွားတဲ့အရာဖြစ်တယ်ဒီဘာသာအများခံယူချက်ပေါ့နော်ဒီဘာသာအများခံယူချက်လို့ပြောတဲ့အခါမှာဒီကျွန်တော်တို့ဒီWCC နဲ့ဒီဥပမာဒီဘာသာအများခံယူချက်နဲ့ဒီခံယူချက်တွေရှိလာရပေါ့နော်အခုဒီတခြားသောနေရာမှာလည်းပြောနေကြရပေါ့နော်ဒီ WCC ဆိုတဲ့အရာတွေပြီးရင်နောက်တချို့တော့အရာတွေဆိုရှင်တော့တခုကဒီကတ်တလိတ်အတင်းတော်ကပေါ့နော်ဘာသာအများခံယူချက်ပေါ့နော်ဘာသာအများခံယူချက်လို့ပြောတဲ့အခါမှာဒီဘယ်လိုပြောလဲဘာသာအားလုံးကကောင်းတာပဲပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့သူ့ယုံကြည်ရာဘာသာကိုယုံကြည်ရာဘာသာကိုးကွယ်လို့ရတယ်ပြီးဒီဘယ်လိုပြောလဲဒီဗုဒ္ဓမှာကျတော့ဒီခရိယန်ဒီဟာကကျွန်တော်တယောက်ထဲအနေနဲ့ကြားပွေးအရာကိုပြောတာဖြစ်တယ်ပေါ့နော်ကျွန်တော်အချင်းမလွဲစေချင်ဘူးပေါ့နော်ဒီဟာကဒီကတ်တလေးရဲ့ခံယူချက်ကဒီဗုဒ္ဓလည်းဗုဒ္ဓမှာယေရှုခရစ်တော်ကဗုဒ္ဓအနေနဲ့တွားပေါ်ပြီးမှလူတွေကိုတရားဟောတယ်ပေါ့နော်ဒီဟိန္ဒူမှာဆိုရင်ဟိန္ဒူအနေနဲ့တွားပြီးမှပေါ်ပြီးမှတရားဟောတယ်အဲအကြောင်းဘာသာအားလုံးကအတူတူပဲပေါ့နော်အဲ့လိုဘယ်လိုပြောမလဲအဲ့လိုခံယူတယ်လို့ဘာသာအများခံယူချက်ရှိတယ်လို့ပြောနေရတယ်လေကြားနေရတယ်ပေါ့နော်ဒီကတ်တလိတ်တွေကိုအဲ့ဒါဘယ်လိုလဲပေါ့နော်မှန်လားမမှန်လားပေါ့နော်အဲ့ဒီအရာကဟေးကျွန်တော်တို့အဲ့ဒီဟာတော့မကြားဘူးပေါ့ကျွန်တော်တို့အတင်းတော်မှာလည်းမကြားဘူးဘာလို့လဲဥမာအဲ့ပေါ့ကျွန်တော်တို့ဒီမှာစကားပြောတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်ဗုဒ္ဓနိုင်ငံဖြစ်တဲ့အတွက်ဒီရှင်းပြောရင်တော့ဒီလိုမျိုးစကားတွေကနည်းနည်းတတိထားရမယ်အရာအခါတည်းတို့ရဲ့အရာကိုတေချာမတိပဲနဲ့ပြောမိရင်ပေါ့နော်တို့လည်းကြိုက်ချင်မှကြိုက်မှာပေါ့အဲကြောင့်ဒီကိုခရိယာနဲ့မဟုတ်တဲ့အရာလေးတွေတတိထားပြီးမှကျွန်တော်တို့ပြောရမယ့်အပိုင်းတွေရှိတယ်တခါတလေကိုကကောင်းတာလေးပြောသွားပေမဲ့ဟိုဘက်ကနားလဲမှုသွားတယောက်နဲ့တယောက်ပြဿနာဖြစ်တဲ့အနေအထားမျိုးတွေလည်းရှိနိုင်တယ်ဒါပေမဲ့အခုနမေးတဲ့အထဲမှာပေါ့နော်ခရိယန်ကဗုဒ္ဓဘုရားပုံစံနဲ့အဲ့ဒါကျွန်တော်တို့မှမကြောက်ဘူးရှိလည်းမရှိဘူးဥမာတခင်ခရစ်တော်လည်းဥမာမွတ်စလင်ပုံစံနဲ့ခေါ်လာလဲပေါ်တော့ပို့ပြီးမှတုံတင်တယ်ဆိုတာလဲမကြောက်ဘူးဒီကဲတော့ရှိလည်းမရှိဘူးကြားလည်းမကြားဘူးပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကတော့ခံယူတယ်ဂျန်တဲ့ဟာတော့ဗုဒ္ဓတဲ့သူတို့ရဲ့ဗုဒ္ဓဖယားပဲသူကစတင်ရှိတော့တယ်လေကိုဓမ္မအကြောင်းမှာမွတ်စလင်ဆိုနေသူရဲ့မိုဟာမက်နဲ့စပြီးမှပြောမှာပေါ့တို့ခရိယာတွေကလည်းခရစ်တော်နဲ့စပြောမှာပေါ့ဂျူးတွေကကြတော့လေအီဂျစ်ပြည်ကနေသူတို့ဘဝကနေစပြောမှာပေါ့ဆိုတော့အဲ့ဒါတော့မကြားဘူးပေါ့နော်အဲ့အကြောင်းလက်ဒီကဲအဲ့ဒီမှာတော့အဖြေမရှိဘူးဆိုတော့ဘာသာအများခံယူချက်မရှိဘူးပေါ့နော်ပြောချင်တာကမရှိဘူးကျွန်တော်တို့မှာကပေါ့ရှင်းပြောရရင်တော့တခင်ခရစ်တော်နဲ့ပဲတွားရမှာပါဂျူးတွေကနေကျွန်တော်တို့ကတော့ပေါ့ဂျူးတွေကနေကျွန်တော်တို့ကတော့ဆင်းသက်လာတယ်ဂျူးတွေနဲ့တော့ connection ရှိတယ်ဆိုတော့ငင်းတော့မရဘူးဗောနော်ဂျူးတွေမှာဆိုတော့သူတို့တမဟောင်းကလေးကပုဂ္ဂိုလ်တုံးပါဖယားတဲ့ဆိုရှိပေမဲ့ဒါပေမဲ့ခမီးတော့ဖယားသေးကိုပဲသူတို့မြင်သွားတာလေနော်တကယ်သားတော်ကလူဖြစ်ယူလာတဲ့အခါကြမှာကျွန်တော်တို့ကဒီခရိယန်ဆိုတဲ့သူက Christ ဖြစ်တော့သူ့ရဲ့နောက်လိုက်တွေကို Christian တွေတော့ခေါ်တယ် Christ ကနေ Dian ပေါင်းတော့ Christian တော့ခေါ်တယ်မြန်မာတို့ Christian တော့ခေါ်တယ်ဆိုတဲ့အခါကျွန်တော်တို့ခရိယန်ကပြောရဲဆိုရင်လည်းကိုယ်တမိုင်းကိုပြောမယ်ဆိုရင်လည်းအမြဲတမ်းသခင်ယေရှုနဲ့ပဲစပြောမှာပဲဒါပေမဲ့ဂျူးတွေရဲ့ထုံးစံသခင်ယေရှုကလည်းဂျူးဖြစ်ခဲ့တဲ့အတွက်ကြောင့်လူသားအနေနဲ့ဂျူးတွေရဲ့အသက်တာဂျူးတွေရဲ့အခြေအနေရတော့ကျွန်တော်တို့ခရိယန်တွေမှာအမြဲရိုက်ခတ်တော့တာပဲဥပမာခမည်းတော်ကိုယုံကြည်ခြင်းဝိညာဉ်တော်ဒါတော့သူတို့မှာတော့ခမည်းတော်ပဲယုံတယ်ပေါ့နော်ဒါတွေသူတို့ခရစ်တော်ကိုတော့လက်မခံသေးဘူးဒါပေမဲ့ဂျူးတချို့တမန်တော်ကြီးတွေကတော့ခရစ်တော်လက်ခံတာလေသူတို့အဲကြောင့်ဂျူးတွေလည်းထမျိုးပွက်ဒီကိုယ်တော်တယ်လို့ဖြစ်တယ်ခရစ်တော်ကိုလက်ခံတာတဲ့ဂျူးနဲ့ဖာရိရှဲဖက်ကြံတော်တဲ့ဂျူးတွေဆိုတဲ့ဖြစ်ရှိတော့တယ်အဲကြောင့်ကျွန်တော်ခရစ်ယာန်တရားတော့ခရစ်တော်ကပဲစတင်တာပါတော့ပေါ့နော်ခရစ်တော်ရဲ့တည်ရှိခြင်းကတော့ကပါမတည်ရှိနေကြတဲ့ကဖယားဖြစ်ပေမဲ့လူစားတိခံပြီးမှပဲခရစ်ယာန်တရားကရှိလာတာအဲ့ဒါနဲ့ပဲခရစ်ယာန်ဘာသာရှိလာတယ်သူကလည်းအတင်းတော်ကြီးထောင်တယ်သူ့ရဲ့အဖွဲ့အစည်းပေါ့သူ့ရဲ့ followers လေးတွေရှားတယ်အဲ့ဒါကိုကျွန်တော်တို့ပေါ့နော်အဲ့လိုလာတယ်ပေါ့ကျွန်တော်တို့အတင်းတော်နာမည်ပေးတယ်တကဘာလုံးနဲ့တက်ဆိုင်တဲ့ Catholic Church
ပုံစံနာနဲ့အနေနဲ့80တရားခုနှစ်မှာနာမည်ပေးအဲ့ဒါနဲ့ကျွန်တော်တို့ကဒီခရိယန်တရားဒီခရိယန်က Christ နဲ့ပဲစားတာပေါ့နော်ဘယ်ဘာသာနဲ့မှမယိုထွေးတော်ဘူးလို့ပဲဖြေပေးချင်တယ်ယေရှုပဲဟုတ်ကဲ့ကျေးဇူးပါဒီကနောက်တစ်ခုကကျတော့ဒီຢာကလူတိုင်းတိအပ်တဲ့အရာဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့ဟိုဒီနေ့ကဒီကံပြောပြလို့ကျွန်တော်တော့တိထားပြီဒါပေမဲ့ကျွန်တော်တိထားယုံနဲ့မလုံလောက်ဘူးပေါ့နော်အများတိဖို့ရတော့အဲ့ဒါအရာကဘာလဲဆိုတော့ဒီကက်သလစ်တွေအနေနဲ့ပေါ့နော်ဒီမေတော်မာရိကိုကိုးကွယ်တယ်ဆိုပြီးမှပြောနေကြတဲ့အရာတွေကမန္တလာပေါ့နော်ဆိုတော့ဒီအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့မှာကိုးကွယ်ကြရဆိုတော့နံပါတ်1ပုဂ္ဂိုလ်သုံးပါးဖရားတဲ့ဆိုပဲလေခမည်းတော်ဒါရှင်တော်ဝိညာဉ်တော်ပုဂ္ဂိုလ်သုံးပါးဖရားတဲ့ဆိုပဲကိုးကွယ်ရမှာနော်အဲ့ဒါပဲကျွန်တော်တို့ကက်သလစ်တွေရဒါတမန်တော်ကြီးတွေကနေစားပြီးမှကိုးကွယ်လာတာပဲဒါပေမဲ့ကျွန်တော်တို့အခုလူတွေကကျွန်တော်တို့ကိုနားလည်မှုလွှဲလာတဲ့အခါကျတော့ဘာနဲ့စာလွှဲလာတယ်ဆိုတော့ကျွန်တော်တို့ကအဲ့လိုအတင်းတို့ဖြစ်လာတဲ့အချိန်ခရစ်တော်ရဲ့အထူးသဖြင့်ဂေရင်ချင်းလမ်းစဉ်ကိုကြည့်ပါလားတကယ်တော့ကျွန်တော်တို့ဖခင်ကကောင်းကင်ကနေငါတို့အားလုံးပြန်กินနေဆိုပြီးမှထုတ်တော်ထွက်စကားတခွန်းနဲ့ဂေလို့ရတာပဲနော်ရှင်းရှင်းပြောရင်ဒါပေမဲ့ဖခင်ကလေသူ့ရဲ့အကြံအစီကအရင်မတမထူးခြားတယ်ကျွန်တော်တို့လူသားအနေနဲ့အဲ့တော့အာဒန်နဲ့အေဝါရဖားကြတယ်ဆိုဘာမှမလုပ်နိုင်တော့တဲ့လူတွေကွာရှင်းရှင်းပြောရင်အပြစ်ကြော်ထဲရောက်နေတဲ့လူတွေဗျာအဲ့ဒီထဲမှာတော့မှလူကိုပဲပြန်လူကြောင့်ဆုံးသွားတဲ့အရာကိုအာဒန်နဲ့အေးပါအဲ့တော့ကျွန်လူကြောင့်ပြန်ပြီးမှဖြစ်တည်လာအောင်အထူးသဖြင့်တို့သမီးကညာလေးမာရီဆိုတဲ့ဂျူးအမျိုးသမီးတယောက်ကိုတကယ်ကိုလူဘဝမှာစဉ်းစားပါလားဝိညာဉ်တော်နဲ့တခါတည်းကိုယ်ဝရမယ်ဆိုတာဒီမေရိုရဲ့ case ကနေပြီးမှတစ်ခါပါလုံးမှမရှိတော့ဒီဟာလေးသူပြန်ပြီးမှရွေးချယ်မေရိုကိုကဲတင်ချင်းရဲ့လမ်းစဉ်မှာတုံးပြီးမှ one by ထဲမှာရှိစေပြီးမှမိမတဲ့ထဲမော်မြတ်တဲ့မိမကျေးဇူးတော်နဲ့ခမည်းတော်သားဝိညာဉ်တော်တုံးခုရဲ့ကျေးဇူးတော်နဲ့ပြီးပါစေတာရှင်လုကာခန်းကြီးတင်းထဲကိုဖိုင်အဲ့ကြောင့်ကျွန်တော်တို့ကကယ်တင်ခြင်းကိုအဲ့လာကြောင့်ဒါဖယားတော်ကယ်တင်ခြင်းကိုဘယ်နည်းမဆိုလုပ်နိုင်တာပေါ့ဒါပေမဲ့ဒီနည်းကိုလိုက်ဒုံတဲ့အတွက်ကြောင့်ဒီနည်းကိုကျွန်တော်တို့ကလေးစားတာပေါ့ဒီအမျိုးသမီးသူ့ထဲမှာကတမဟောင်းမှာဥမာဒီသူအကြောင်းကိုကြိုးတင်ဟိုမဲ့ prophet တွေပါနော်သူကအဲ့ကြောင့်ကက်သလစ်တွေကယိုတည်ပြီးသားသူတို့ကိုလေတကယ်မိ one tag ကို bike ခွန်လွယ်ခွန်ရတာတော့သူတို့သမီးမာရီယာပဲဖြစ်မာရီပဲဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူ့ရဲ့သားကယ်တင်ခြင်းရတာကြတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အမေကိုချစ်တာတော့ပါပဲအမေကိုချစ်တာပေါ့ကိုကယ်တင်ခြင်းကိုပေးတဲ့လူမို့တော့သူ့အမေကိုကျွန်တော်တို့ကချစ်တာကိုဆရာရဲ့အမေကိုဘယ်သူမှဆိုရိုသေးတာပေါ့ဒီ level ပါပဲတရားကအဲ့ဒါကိုရဲ့ဖခင်ကိုကိုးကွယ်မှုကိုမေ့ပြီးတော့မေ့ပေးကြပြီးတော့ကျွန်တော်တို့ကဟိုမဲတော်ကိုပဲကိုးကွယ်တယ်လို့ဆိုတဲ့ဟာတွေကအေးမတမယုတ်ဆိုးတဲ့အပြိုးအဆိုးခံယူချက်လို့ပဲလဲမြင်တယ်ပေါ့ဒီဟာလေးတွေကတကယ်လဲမဖြစ်နေပါဘူးဆရာတို့လည်းဆရာဖြစ်တဲ့အတွက်ကြောင့် community တွေမှာကိုယ့်ရဲ့ခေါ်တွေကိုပြောရမယ်ပြောပြီးရင်ဒီကောင်းမယ်လို့လဲတောင်းဆိုချင်တယ်ဘယ်လိုကိုကွယ်တဲ့ပုဂ္ဂိုလ်ရဲ့ပြီးရင်ဒါသူအတုံးပြတဲ့လူတွေကိုကြီးညိုလေးစားလာတာလေအခုကပြောင်းပြန်ကိုကကြီးညိုလေးစားတဲ့ဟာလေးကိုပဲအထက်မှာထားပေးပြီးမှကိုကွယ်တဲ့ဟာကြတော့မဖို့ပြပေးစုစံတဲ့ဒီဟာပဲတကယ်ကိုနားလည်လွယ်တဲ့အရာဖြစ်တယ်အဲကြောင့်ကက်သလစ်အတင်းတော်ရဲ့တရားဝန်တော်တင်ချက်မှာကပုဂ္ဂိုလ်တည်းဘုရားတဲ့စုကိုပဲကိုကွယ်ရမယ်ကျန်တဲ့လူသားဘယ်သူမှဆုံးနော်ဒါကိုကွယ်ခြင်းခံရမယ်ပုဂ္ဂိုလ်ရဲ့မဟုတ်ဘူးဒါပေမဲ့ veneration လို့ခေါ်တဲ့ကြီးညိုခြင်းကြီးလေးစားခြင်းတို့ခံရမယ်ပုဂ္ဂိုလ်တွေပဲလို့လည်းတင်ပေးတယ်โอเคဒီကံပြောသွားတာအရင်ကောင်းတယ်ပေါ့နော်ကျွန်တော်တခုပြောချင်တာပါလဲဆိုတော့အဲ့ဆိုရင်ကပေါ့နော်တချို့တော့ဒီတချို့တော့ဒီရှိတယ်လို့မဆိုလို့ဘူးเนาะမှာရှိခဲ့တော့ညာပေါ့နော်ဒီခုနပြောတဲ့ပုဂ္ဂိုလ်၃ပါးဘုရားတစုထက်ဒီခုနပြောတဲ့ဒီမေတော်မာရီတို့ပေါ့နော်ဒီတမန်တော်တွေကိုပို့ပြီးမှသူတို့ရဲ့ကိုပို့ပြီးမှအားတန်သွားတော့ဒါတော့လုံးဝအတင်းတော်ရဲ့တွင်တင်မှုနဲ့လုံးဝလွဲချော်သွားတာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဒါပေါ့ဒါကျွန်တော်တို့အတင်းတော်အဲ့နေရာမှာပေါ့ပြောဆက်ဆိုတော့ဒီနေရာမှာတခုကြည့်စေချင်တာကပေါ့နော်ဒီကံကိုပြောတာမဟုတ်အခုကြည့်
အခုကြည်နေတဲ့သူတွေကိုပြောတာပေါ့နော်အခုကြည်နေတဲ့သူတွေကိုဘယ်လိုလဲဆိုတော့တခြားညီကိုအတင်းတော်ရည်လည်းရှိမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကငါတို့ကမလုံလို့လှုပ်ရှားမလို့ဘူးလို့ကျွန်တော်တို့ကတစ်ဖက်ဆွန်းအမြင်ကျွန်တော်တို့မြင်ဖို့ရတဲ့မတင်ဘူးပေါ့နော်အဲ့လိုမျိုးပဲအမေတို့ငါတို့ကလှုပ်တယ်မင်းတို့ကဘာလို့မလှုပ်တာလဲလို့လဲဒီညီကိုကတ်တလိပ်အနေနဲ့လည်းကျွန်တော်တို့ကအပြစ်တင်တော့ပါလဲမရဘူးပေါ့နော်ပြောချင်တာဆိုတော့လှုပ်လဲအမေတို့အဲ့လိုလှုပ်တယ်လို့လဲကျွန်တော်ပြောလို့မရဘာလို့လဲဆိုတော့သူတို့ရဲ့လှုပ်ရက်ကဖျားချက်ပို့ပြီးမှဦးစားပေးသွားတဲ့အရာမဟုတ်တဲ့အတွက်ကျွန်တော်ရဲ့ကေတင်ချင်းဆိုတာကဒီဖျားသုံးပါးတစုဖျားထင်းမှာပဲရှိတဲ့အတွက်သူတို့ရဲ့ယုံကြည်ခြင်းကတကယ်တမန်တရားအချင်းမှာပဲရှိရပေါ့နော်သူတို့ရဲ့ခုနပြောတဲ့ဒီမေတော်မာတွေကိုသူတို့ဒီလှုပ်ချင်းဆိုတဲ့အရာကပါလဲဆိုတော့သူတို့ကိုးကွယ်ခြင်းမဟုတ်ဘဲနဲ့သူတို့ကဘယ်လိုပြောမလဲခုနပြောဒီကဲရှင်းပြသွားလို့ပေါ့နော်ဒီဖျားနေရာမှာမထားတာဖြစ်တဲ့အတွက်သူတို့လုံးအတာအပြစ်ကြီးလို့လဲကျွန်တော်ကျွန်တော်အပြစ်ကြီးလို့ကျွန်တော်ကအပြစ်သွားတင်လို့မရဘူးကျွန်တော်ရဲ့အသွေးခေါ်ကလုံးဝတစ်ဖက်ဆွဲမကြဖို့ရန်အတွက်အရေးကြီးကြီးပေါ့နော်တချို့သူတွေကဘယ်လိုပြောမလဲနည်းနည်းဆိုရင်သူတို့ကအကြီးကြီးကျွန်တော်ကလုံးတိုက်တဲ့သဘောတူပါပါရှေ့ဒါကြောင့်တခြားညီကိုအတင်းတော်အနေနဲ့လည်းပေါ့နော်ဒီအကိုလှုပ်လို့ဒီလိုလှုပ်လို့ကျွန်တော်ကအပြစ်သွားတင်လို့မရဘူးဘာလို့လဲဆိုတော့သူတို့ကသုံးပါးတစုဆိုရဘုရားသခင်ရဲ့နာမတော်အချင်းမှာသူတို့ကတမန်တရားနဲ့မလွဲချော်တာဖြစ်တဲ့အတွက်ပေါ့နော်လုံးဝကျွန်တော်အပြစ်တင်လို့မရဒီလိုပဲပေါ့နော်ဒီကက်သလစ်ဒီညီကိုတွေအနေနဲ့လည်းကျွန်တော်တခြားညီကိုအတင်းတော်တွေကိုဒီလိုမလုံးမေတော်မာရီကိုမကြည်ညိုကြဘူးလို့လည်းကျွန်တော်ကအပြစ်တင်လို့မရဘူးပေါ့နော်ပြောချင်တာကြည်ညိုကောင်းကြည်ညိုတဲ့သူလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အပြစ်တင်လို့မရဘူးဒါကြောင့်ပြောချင်တာပါလဲဆိုကျွန်တော်ရဲ့အသွေးခေါ်တွေကတစ်ဖက်ဆွမရောက်ဖို့ရန်အတွက်အရေးကြီးပါတယ်လို့ကျွန်တော်အနေနဲ့အမှားစကားပြောချင်တာဖြစ်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဒီခရိယာနာတက်တာမှာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒီမှာတစ်ချက်လေးပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့ကခရိယာနာတက်တာမှာဆိုရင်လေကျွန်တော်တို့ကငါခါဝါဆောင်တယ်နင်းကဘာမဆောင်ဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့က criticizing ကဒီဟာကမလုပ်လို့မရအောင်အဲ့ဒါအတင်းတော်မှာတော့မှကိုယ့်ရဲ့ဝိညာဉ်နဲ့ကိုယ်ပိုင်နဲ့လာမဲ့အရာလေးဒီဟာလေးတွေပါဆောင်တာဆုတောင်းတာဒီဟာလေးတွေကဘယ်လိုပြောမလဲ devotion လို့ခေါ်တယ်အင်္ဂလိပ်လိုကကြီးညိုခြင်းကိုယ့်ရဲ့ခါရတီလို့လည်းခေါ်တယ်ပြောချင်တာကဒီလိုကဖရားနဲ့ဘယ်လိုမျိုးဒီရင်းနှီးကြိုးဝင်တယ်လဲဆိုလူတိုင်းမတူဘူးတချို့ကအရာဆုတောင်းနိုင်တယ်ဆရာတို့မှလည်းရှိမှာဒါပေမဲ့တချို့ကတော့တိတ်ဆုမတောင်းပေမဲ့သူ့ရဲ့အတက်တာနဲ့ကဘယ်လိုလဲသူလည်းဝိပုဂ္ဂိုလ်သုံးပါးဖရားတဆူရဲ့အောက်မှာရှိတာပေါ့တချို့လေးတွေကနေတိုင်းဆုတောင်းမှအဲ့လိုနဲ့ဖရားကစားတဲ့နီးလေးတွေကမတူတော့ဘူးဒါပေမဲ့တို့ချင်တာသူ့ရဲ့ပေါင်ကတော့ခမီးတို့ဒါတို့တန်စစ်တော်ဝိညာဉ်တော်ဖရားရဲ့ပေါင်ပဲအဲ့ကြောင့်ကိုကတရက်မှာ9ခါဆုတောင်းလို့မင်းတို့ကဆုမတောင်းဘူးအဲ့ဒီမှာငါရဲ့ဆုတောင်းချက်ကဘာလဲအလကားလေးဒုများကို criticize လုပ်ဖို့ဒုများကိုဝေဖန်နေဖို့ပဲပြောလို့မရဘူးလေဥမာတခင်ယေရှုရဲ့ကျမ်းစာထဲမှာဥမာလူကားမှာလားမသိကျွန်တော်တို့မှာရှေးဥမာဖာရိရှဲတယောက်နဲ့ပါလဲကျမ်းတယောက်နဲ့ရှေးရဲ့လူတယောက်လေးဆုတောင်းကြတယ်ဖခင်အကြောင်းမှာဘယ်ဟိုကဆုတောင်းမှုမှာပါတောင်းတယ်ဟာငါတပတ်မှတဲ့ခါဆူတောင်းတယ်ငါတော့ဒီလိုကွာငါတော့ဒီလိုဟိုးလို့ကွာငါနောက်ကလူကပြောသေးတယ်သူကငါနောက်ကလူကဘာမှလည်းထူလည်းမပေးဘူးအဘာလည်းမဆောင်ဘူးဆိုတော့အဲ့ဒီသူတို့ရဲ့ဆူတောင်းမြတ်တာအထဲမှာတရှင်ရသားလေးရဲ့ဆူတောင်းတာကကျွန်တော်ကအပြစ်ရှိပါတယ်ကောင်းကင်တောင်အောင်မုတ်မကြည့်ရဲပဲနဲ့ကျွန်တော်ကအပြစ်ရှိတဲ့လူပါဒီဟာပေါ့ဒါကိုလုပ်တဲ့အရာကတစ်ဖက်မှာ criticize လုပ်ဖို့မဟုတ်ဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ Catholic တွေလည်းနားလည်ရမယ့်အရာဖြစ်တယ်ဒါပေမဲ့တခုကအခုလိုဒီလိုလေးတွေငင်းခုန်တာတွေဖြစ်လာတာတဲ့ဆရာကျွန်တော်တို့ညီအကိုခရိယန်တွေဖက်ကနေပါလဲဆိုတော့အဲ့လိုမျိုးပြောင်းပြန်ကြီးဖြစ်တဲ့အခါကျကျွန်တော်တို့ကလည်းအဲ့ဒါကိုပြန် defend လုပ်ချင်နေတယ်ငါတို့အဲ့လိုမဟုတ်ပါဘူးငါတို့ကဒီလိုရှိလို့လေကျန်းစာမှာဒီလိုရှိလို့လေပြောချင်တဲ့အခါကျတော့ဆုံးကြတော့မင်းတို့ကကြောဘာလို့မလုပ်တယ်လဲဆိုတဲ့လိုမျိုးဖြစ်လာတာပေါ့တဲ့ conflict ကဖြစ်လာတာအခုပြောတဲ့တော့တင်းကိုညီအကိုခရိယန်တွေမှာတောင်မှအများကြီးမဲတော်ကိုကြီးညိုတဲ့လူတပုံတစ်ခေါင်းကြီးပါပဲအများကြီးရှိတာပေါ့ဆိုတဲ့အခါကျွန်တော်တို့အတင်းတုံနဲ့ကအလွယ်ကိုဆုံးပြောရမယ်ဆိုရင်အိုးဖယားတခင်ကဒီလိုလူသားတွေကိုငါတို့ကိုဆေးကနေတွန်းတင်လမ်းပြလာမယ်ပုဂ္ဂိုလ်တွေကိုရွေးချယ်ပေးခဲ့တာဒါဖယားဂျေဇုပဲဟေးဖယားကိုပဲဂျေဇုတင်တာသူတို့ကိုချီးမွမ်းနေတာတဲ့အိုးကျွန်တော်တို့ဆုတောင်းတဲ့အချိန်မှာဥမာကွာမာရီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတခါတလေသူ့ကိုကြည်ညိုတဲ့ပွဲလေးတွေလုပ်တဲ့အချိန်မှာဆုတောင်းတော့မှာအိုးဖယားတခင်နော်စားလာတော့မှဖယားနေစားဘုဖယားတခင်ကျွန်တော်တို့ရဲ့ဘဝမှာလူသားတွေရဲ့ကဲတင်ချင်းဖြစ်လာဖို့ဒီလိုအမျိုးသမီးလေးတယောက်ကိုရွေးချယ်ပေးခဲ့ရတော့
ဖခင်ရဲ့ပုံတော်ကြီးပါစေကြည့်ဆုတောင်းတဲ့နည်းလေးတွေကိုနိုင်ကဒီလိုပေးတဲ့အတွက်ဖခင်ယေရှုပဲဒီလိုအမျိုးသမီးဒီလိုမပေထရုပိုးလူတို့ဟိုပြောနိုင်တဲ့ဘိုးလူကိုပေးခဲ့တဲ့အတွက်ကျွန်တော်တို့သူ့ကိုအစနမယူတယ်သူ့ကိုပေးခဲ့တဲ့အတွက်ယေရှုတင်တယ်ကိုဆုတောင်းတဲ့များပေးတဲ့များကဘယ်သူရှိပဲရောက်သွားတယ်လေဖခင်ရှိပဲရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ရဲ့အတင်းတို့ရဲ့လေပန်းဖုံးကပုဂ္ဂိုလ်တုံးပါဖခင်တဆူရဲ့အတွန်းမှာပဲအကုန်လုံးရှိတယ်ပေါ့နော်တိထက်ကြိုလို့နဲ့အရာတဲ့စုံတစ်ခုမှထားလို့မရဘူးထားလဲမထားကြဘူးပေါ့နော်ကောင်းတယ်အဲ့ဒါရှင်းနေတာကောင်းတယ်နော်ဒါပေမဲ့ဒီညမှာတချို့တော့သူတွေကဘယ်လိုပြောခုနပြောလို့တစ်ဖက်ဆွေးရောက်တဲ့သူတွေရှိနေတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ခုနအစမှာပြောသွားလို့ပဲအတင်းတော်တိုင်းကလုံးဝတူညီလို့မရဘူးပေါ့နော်လူတောင်တယောက်နဲ့တယောက်မတူတာကျွန်တော်လုံးဝတူညီလို့မရဘူးပေါ့နော်ပြောချင်တာမတူရင်ရန်သူဆက်ခံယူချက်ကတကယ်ဘယ်လိုပြောလဲတကယ်ဘယ်လိုခင်နောက်ကြတဲ့အသွေးခေါ်ဖြစ်တယ်ပေါ့နော်အခုဒီမိုကရေစီဆိုတာကမတူတာတွေကိုအတူတကွလှုပ်ဆောင်တာကိုဒီမိုကရေစီလို့ခေါ်တယ်ပေါ့နော်အဲ့ခါမှာကျွန်တော်ကမတူဘူးခုနပြောလို့ကျန်းစာမှာမပါဘူးပေါ့နော်ကျန်းစာမှာမပါရင်ကျွန်တော်ကျန်းစာမှာမပါရင်တော့လုံးဝမရဘူးကျန်းစာမှာမပါရင်ကျွန်တော်အစင်မပြေဘူးဆိုရဲခံယူချက်ကလည်းတချို့တနေရာမှာတော့ကျွန်တော်တို့ခုနပြောလို့ဒီကံပြောသွားတဲ့အတိုင်းပဲပေါ့နော် KT ဒီသုံးပါးတစုဆိုရဲဖျားသခင်ရဲ့နာမတော်အထဲမှာအဲ့ဒီကနေလုံးဝမလွဲချော်သွားပေးနဲ့ပေါ့နော်အဲ့အထဲမှာပဲရှိတယ်ဆိုရင်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်တိုင်းကဖျားဘုံတော်အတွက်ပဲဖြစ်တယ်ဆိုရင်ကိစ္စမရှိဘူးပါကျန်းစာမှာမပါရင်လုံးလို့မရဘူးလို့ပြောတဲ့ခါမှာကျွန်တော်တို့ဒီအခုဘယ်လိုပြောမလဲခရစ်စမတ်တွေလုံးကြပါလို့လဲကျန်းစာမှာပါလဲမပါဘူးလေနော်ဆိုတော့ဘာလို့လုံနေကြတာလဲပြောချင်တယ်သဘောတရားကပြောသဘောတရားကိုနိုင်ရှင်ပြတာဖြစ်ဒါကြောင့်ခုနပြောဒီကံပြောသွားတဲ့ဒီပေါ့နော်မေတော်မာရိကိုပေးချင်အဖြစ်ဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းစရာမလိုဘူးလို့ကျမ်းစာမှာမပါဘူးလို့ပြောမယ်ဆိုရင်ပေါ့နော်ဒါဆိုရင်ခရစ်စမတ်ပွဲလဲလုပ်ပါလို့ယေရှုကမမာခဲ့ဘူးနော်ဒါပေမဲ့လုပ်နေကြတယ်ပေါ့နော်ဒီတိုင်းပဲကျွန်တော်ဒီတခြားသောအရာတွေလဲကျမ်းစာမှာမပါဘဲကျွန်တော်လုပ်နေကြတဲ့အရာတွေအများကြီးရှိတာပဲနော်ဒါဆိုရင်ဒီအရာကိုဘယ်လိုပြောမလဲပေါ့နော်ဒါကြောင့်ကျွန်တော်ရဲ့အသွေးခေါ်ကတကယ်ပဲကျွန်တော်မြင့်မြတ်တတ်သွေးခေါ်တတ်ဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်ဒီအရာကိုသိပြီးဆိုရင်ကျွန်တော်မတူတဲ့အရာကိုကျွန်တော်အကောင်းဆုံးကျွန်တော်ပူပေါင်းမှကျွန်တော်အသက်ရှင်သွားတတ်မှာဖြစ်တယ်လို့ပြောချင်တာဖြစ်တယ်ပေါ့နော်အခုဒီကြည်နေတဲ့သူတွေပေါ့နော်တချို့ကဇောတကတက်ရှင်တဲ့သူတွေလည်းရှိကောင်းရှိလို့မယ်ပေါ့နော်တချို့အဲအကြောင်းဒီအရာကိုကျွန်တော်ရှင်းပြပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်တယ်ပေါ့နော်ဒီကံကိုလည်းကျေးဇူးတင်တယ်ဟုတ်တယ်ဆရာခုနခရစ်စမတ်နဲ့ဥပမာပေးတော့တာပေါ့နော်အရန်ကောင်းတယ်ဒီဟာကဘယ်လိုလဲဆိုတော့ကျွန်တော်ရဲ့လုပ်လေတဲ့များအရာကပုဂ္ဂိုလ်သုံးပါးဖရားရဲ့အလွန်ကိုမတော်ပဲဒီဟာကိုပဲချီးမွမ်းတဲ့အရာဟိုခရစ်စမတ်ကတော့လုပ်တယ်ဆိုတာဟိုမှာအကောင်တပ်ပြစားရုံမဟုတ်ဘူးလေဘာလဲကျွန်တော်တို့အဲ့ဒီမှာလို့ငါတို့ခရစ်တော်မွေးဖော်လာတဲ့အကြောင်းတော့ကိုယ့်သခင်ရဲ့မွေးတဲ့အကြောင်းကယ်တင်တော်တဲ့အကြောင်းဒါလေးတွေပဲကျွန်တော်တို့ကတတိယအောင်မေဆုတောင်းကြတာလေဆိုတဲ့အခါကျတော့ဒီနေ့ကဘွေးအနေနဲ့ကဒန်းစာမှာဘွေးလုပ်ပါဟိုမှာအီစတာဘွေးလုပ်ပါစသဖြင့်မပါတိတိုင်အောင်အီစတာလဲသူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုfocus လုပ်တဲ့နေ့လေးတယ်လေဆိုတဲ့အခါကျကျွန်တော်တို့တခါတလေကဥမာကျွန်တော်တို့ဘယ်သူမှဆိုတာကျွန်တော်တို့လက်ထိုင်ရင်တော့မှလက်စော့လေးတွေချိတ်ကြတာမလားတော့ဒါလေးတွေလည်းတကယ်တော့ကျမ်းစာမှာလည်းမပါဘူးပေါ့ဒါပေမဲ့ဒီဟာလေးတွေအကုန်လုံးက unity တယောက်နဲ့တယောက်ကိုတစ္ဆာရှိခြင်းဖယားနဲ့တရားစနီးနဲ့မယားနဲ့ယောက်ျားနဲ့မိန်းမနဲ့တစ္ဆာရှိခြင်းအကုန်လုံးကို God ကိုပဲဥတည်တဲ့အရာအကုန်လုံးကိုလုတ်တမ်းထားက God ကိုပဲဥတည်တဲ့အရာတွေဆိုရင်ဒါကကျွန်တော်တို့အတွက်အင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်ကျွန်တော်တို့ကအဲ့ကြောင့်ဟိုဒီလိုမပါတော့ဟိုလိုမပါဒီဟာကပြောချင်တာတေချာလေးတွေးလို့ရှင်းမဲဆိုရင်ပေါ့လေနော်တခါတလေကကိုမပြောခင်တောင်မနဲ့တတိထားရမှာပေါ့နော်ဟောဒါမပါဘူးဟိုမှာပါနံပါတ်1ကကျန်းစာကုန်ထိုက်ကကျန်းစာလေးမှာပါလာလေးပဲလုပ်ကြပါဆိုတာလည်းမပါပြဘူးဆိုတော့ကျန်းစာမှာအဲ့လိုပုံစံတော့ကျွန်တော်တို့အစိုးရဟောင်းချင်းတခါတလေကိုယ်တည်တွင်းကိုတူးတယ်လို့လည်းဖြစ်တယ်ဥမာကျန်းစာလည်းမိုးပေါ်ကနေကြားလာတာမဟုတ်လို့ခရစ်တော်ကလည်းရောက်ဆိုပြီးမှပေးတာအဲ့ဒါကြောင့် the Christians are not the religious of ပါလေ book စာအုပ်ရဲ့ကြုံမဟုတ်ဘူးလေငါတို့တွေကနော်ဟုတ်ပါကျွန်တော်တို့အခုဒီကမှာ Bible ရှိတယ် we are not worshiping the Bible နော်ကျွန်တော်တို့ကစာအုပ်ရဲ့ကြုံမဟုတ်ကြဘူးဒီဒါနဲ့ဒီစာအုပ် Bible ကိုကျွန်တော်တို့ကလေ့လာခြင်းအပြင်ဖျားရှိသွားကြတာ
ဒါကျွန်တော်တို့ကိုဖျားစီကိုတွန်းပို့ရတဲ့တဆာကလတဆာကလေးရတစ်ခုအဖြစ်ရတည်တယ်ကျွန်တော်တို့ခရိယန်တွေအနေနဲ့ we are not worshiping the book we are not ဘောနော်ကျွန်တော်တို့ကစာအုပ်ဒီ book အလေးနဲ့ဖြစ်ဖြစ်ချမ်းစာအုပ်ကိုကိုးကွယ်ကြတာမဟုတ်ဘူးတကယ်လို့ကျွန်တော်တို့လည်းထဲရနေဥမာလူတယောက်ကအစိုးရအတမယုံမှာကျန်းတန်းတဲ့အစိုးရကပို့လာပြီးခရိယန်တွေရဲ့ကျမ်းစာဟိုတမျိုးမီးဆိုးစီအကုန်လုံးဖျက်စီအမိရခဲ့တော့မှကျွန်တော်တို့ကဒီဟာမရှိတဲ့နဲ့တော့မှကျွန်တော်တို့ရဲ့ faith ပါလေကျွန်တော်ရဲ့ယုံကြည်ခြင်းတွေရှိနေပါပဲအဲ့ဒါအရေးကြီးတယ်နော်အဲ့ဒါကတချို့လူတွေကဒီ book ကိုပဲဒီရေးထဲတဲ့အထက်ကဟုတ်တယ်ကျွန်တော်တို့ယုံကြည်ဖယားထုတ်ကပတ်တော့ပြောချင်တာဒီထဲမှာမှဟိုမှဆိုတဲ့ဟာကအဲ့ဒါဆိုကျွန်တော်တို့လူတယောက်ကကျွန်တော်တို့ကိုဒါကိုတင်းပေးပြီးဆိုhow can we survive ပေါ့ကျွန်တော်တို့ကဘယ်လိုဆက်လက်အသက်ရှင်နိုင်မလဲတို့ရဲ့ယုံကြည်ခြင်းကိုဘယ်လို build up တည်ဆောက်ကြမလဲဒါတမန်တော်ကြီးတွေကနေဒီ400အထိကကျွန်တော်လူတိုင်းကမကိုင်းနိုင်ဘူးမရှိတဲ့ကာလမှာဒီလိုပဲသူတို့ရဲ့ faith ကပုတ်ပုံမှာမူမကြည့်ပဲနဲ့သူတို့ကြားလာတဲ့အရာယုံကြည်လာတဲ့အရာကဘယ်ဒီမှာချင်းတိတ်စာနဲ့ကြွေးတည်ဖြစ်စေဓာတ်နဲ့ကောင်းဖြတ်တည်ဖြစ်စေမတည်ဘူးအဲ့ဒါလေးကကျွန်တော်တို့ခရိယာအသက်တာမှာဒါအရေးကြီးတယ်အဲ့လိုပေါ့နော် we are not bound to the book လေ book နဲ့ပဲကျွန်တော်တို့ကအချုပ်ခံနိုင်ရပေါ့ကောင်းမှာနိုင်ငံတော်အစိုးရရဲ့နိုင်ငံတော်အစိုးရရဲ့ဟိုမှာဥပဒေအလိုလူတိုင်းနိုင်ငံသားတိုင်းကလိုက်ရတယ်လေတပူကဒါပေမဲ့ကျွန်တော်တို့ရဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်လာတော့ဟုတ်တယ်ပြောချင်တာဒီစာအုပ်ထက်အထဲမှာရှိတဲ့အရာပေါ့နော်ရေးသည်ဖြစ်စေမရေးသည်ဖြစ်စေတို့များတင်းတောင်းသည်ဖြစ်စေမတင်းသည်ဖြစ်စေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကြားလာတဲ့ယုံကြည်ခြင်းဆိုတော့ဘယ်တော့မှမတည်တော့ဘူးအဲ့ဒါကကျွန်တော်တို့ဒီကိုဒီခရိယန်ရဲ့အသက်တာပဲအဲ့ဒါဟုတ်တယ်ကောင်းတယ်ဒီညမှာတခုဒီညမှာတခုတည်းထားမှာကခုနကျွန်တော်ဆွေးနွေးတော့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်လောက်ရက်ကဖျားရဲ့ဘုံတော်ထင်ရှားဖို့အတွက်ပဲကျွန်တော်ဖြစ်ဖို့ရန်အတွက်ပဲလိုအပ်တယ်လို့ပြောရှင်းဖြစ်တယ်ပေါ့နော်โอเคကျေးဇူးတင်တယ်ရှင်ဒါပဲအလုပ်နော်အခုကတော့အဲ့ဘုံတော်နောက်ဆုံးဝက်ဟုတ်တယ်ဆိုโอเคနောက်ဆုံးတစ်ခုကကျွန်တော်တို့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကျွန်တော်ဆွေးနွေးချင်တဲ့အရာဘာလဲဆိုတော့ဒီညမှာအရင်ဘယ်လိုပြောမလဲကျွန်တော် history ကဘယ်လိုပြောမလဲမာယွင်းနေလို့ပဲပြောရမလားမဟုတ်ရင်ဘယ်လိုပြောရမလဲပေါ့နော်ဒီကနဦးအာစီအတင်းတော်ရိုမန်ကက်သလစ်အတင်းတော်တွေကဒီကျမ်းစာကိုဒီဘယ်လိုပြောမလဲအနဲ့ပြန်ခွင့်မပေးခဲ့ဘူးဆိုတဲ့အရာတွေပေါ့နော်ဒီနောက်တစ်ခုကဘာလဲဆိုတော့ကေတင်ချင်းလက်မှတ်ရောင်းစားတယ်ဆိုတဲ့အရာတွေဒီပြီးရင်ကနဦးဒီခွဲထွက်ရေးသမားတွေကျမ်းစာကိုဒီတခြားဒီ Hebrew Greek ဘာသာနေတဲ့ဒီ English တခြားဘာသာတို့မှာသူတို့ဘာသာပြန်တဲ့အခါမှာဘာသာပြန်ခွင့်မပေးဘဲနဲ့ပေါ့နော်မီးရှို့တယ်ပြီးဒီအဲ့ဘာသာပြန်သူတွေကိုလိုက်လံတက်ဖြတ်တယ်ဆိုရဲတမိုင်းက history ကြီးရတကယ်ပေါ့နော်မှန်ကန်သလားပေါ့နော်ဘယ်လိုလဲပေါ့မေးအတွက်ဒီဟာကအေမတမအရေးကြီးတဲ့မေးခွန်းပဲเนาะဒီဟာနဲ့ပဲအဲ့လူတိုင်းကစမ်းစာချစ်ကြတယ်လေเนาะဒီကက်သလစ်တွေလည်းချစ်တာပေါ့ညီအကိုခရိယာတွေလည်းချစ်တာပေါ့အဲ့လိုချစ်တဲ့အခါကျတော့ကျွန်တော်တို့ကဒီတိုင်းဆရာခုနပြောတော့ပြောရင်ဟာကက်သလစ်တွေရဲ့စမ်းစာကိုပါတာပြန်တဲ့လူတွေကိုတားဖြတ်တယ်ဆိုတော့ဟာဒါဆိုရင်ကက်သလစ်အတင်းတော့စမ်းစာကိုမုံတီးတဲ့အဖွဲပါလားပေါ့เนาะလူတွေတခါတည်းတို့အမျက်လုံးတွေအဲ့လိုဖြစ်လာပြီမတို့ကဟာအဲ့လိုလေးတွေပေါ့ဒီဖြစ်လာတဲ့အကြောင်းတရားလေးတွေကိုကျွန်တော်တို့ကအတိဖို့လို့လဲ why the reason ပေါ့ the reason ဆိုတော့ number 1 Catholic တွေကလည်းတကယ်ကိုကနဦးအာစီအတင်းတော်ပြော Catholic အတင်းတော်ကိုခေါ်နာမယ်ကတော့ကနဦးယုံကြည်သူတွေပြောသူတို့ချမ်းသာချစ်ကြတာပေါ့အေးမတမချမ်းသာချစ်လို့တော့အခုနဒါချမ်းသာတမန်ပြောရမှာပေါ့တမတိချမ်းသာဆိုတော့ AD 100ဝန်းကျင်မှာပြီးအောင်ရေးတာပေါ့နော်ပြီးအောင်ရေးတာပဲရှိသေးတယ်သူတို့ကလည်းဒီလိုမျိုးမချုပ်နိုင်သေးဘူးဘယ်နဲ့ဆောင်ရှိရမယ်ဆိုတော့သူတို့လည်းမလုံနိုင်သေးဘူးသူတို့ရဲ့နောက်လိုက်လေးတွေကနှစ်300ကြာလာတဲ့အချိန်သူတို့လေးတွေဆက်လက်ပြီးမှဒီဟာကငါတို့ဆရာယောဟန်ရေးတာကျင်းသေးသလားဒါမှမဟုတ်ရင်ယောဟန်အမေနဲ့လူတယောက်ကဆွေးပြီးမှရေးသွားတာပေါ့နော်အများကြီးစာပေတွေထဲကသူတို့ရွေးကောက်ရတာတကယ် AD 369မှာဒါကက်သလစ်ဆရာတော်ကြီး Alexander P ကစင်အတနာဆုဆိုတဲ့ပုဂ္ဂိုလ်ကကျွန်တော်တို့ရဲ့ဒီတမချမ်းစာ28ဆောင်ရှိရမယ်ဆိုတဲ့ list ပေးထားတာ
ပထမဦးဆုံးကျွန်တော်တို့ကို list ပေးထားတဲ့ဇယင်းပေါ့နော်18ဆောင်ရှိရမယ်ပုဂ္ဂိုလ်ကလည်းဒါ Catholic Bishop ကြီးပါမယ်ဆိုတော့ဒါအတင်းတော်ကကျမ်းစာကိုချစ်တာပေါ့အဲ့ဒီမှာတိုင်ခင်မှာ80 180လောက်တုန်းကတမန်တော်ကျမ်းစာမှာ gospel full gospel ပဲရှိရမယ်လို့ပြောတယ်ပုဂ္ဂိုလ်ကလည်း Saint Irenaeus of Lyon ပဲသူလည်း Catholic Bishop ပဲဆိုတဲ့အခါကျသူကျမ်းစာကိုချစ်တာပဲအကုန်လုံးကကျမ်းစာချစ်တယ်ပြီးတော့ AD 380နှစ်မှာ Council of Rome ရိုမာမြို့မှာပိုရမင်းကြီး Damascus the first AD 380နှစ်မှာကျင်းပတဲ့ရိုမာမြို့ရဲ့အစည်းအဝေးမှာတောင်မှ Bishop တွေရဲ့အစည်းအဝေးမှာကျွန်တော်တို့ရဲ့ကျမ်းစာကိုသူတို့ချစ်လွန်းလို့ပေါ့နော်သူတို့အကျမ်းစာကိုချစ်လာတဲ့အကြောင်းတရားရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာအယူလွှဲတဲ့လူတွေကပေါ်လာပြီးမှတမဟောင်းကဖယားကစစ်မှန်တဲ့ဖယားမဟုတ်ဘူးလူတတ်တယ်ကွာဥပမာလူတတ်တယ်လို့ဖြစ်တာပေါ့နော်ရှင်းပြောဥပမာပူရင်တွေကိုလိုက်တာခိုင်းတာစစ်ပွဲတွေမှာကူညီပေးတာမှာဖာအီဂျစ်လူမျိုးတွေကိုဟိုမှာတားဦးတွေတတ်တာဆိုတာအဲ့ဒါလေးကိုသူမြင်လာတဲ့အခါကျတော့သူက Old Testament ကိုလုံးဝပယ်လာတယ်အဲ့ဒါကြောင့်သူကနေပြီးတော့ the Old Testament ကိုစပယ်တော့အတင်းတော်အဲ့ဒီမှာပဲမျက်လုံးပွန့်သွားတာအစားမှာတော့သူတို့ဟာနေသူတို့ယုံကြည်လာတဲ့အတိုင်းလေဟောလာကြနေကြတာနောက်ဆုံးအဲ့လိုအယူလွှဲပေါ်လာတဲ့အခါကျမှဟာအဲ့ဆိုငါတို့မှလည်းယတိပြနော်ဘယ်ဟာလေးတွေကစမ်းစာဖြစ်တယ်ဘယ်ဟာလေးတွေကိုအရေးတကြီးကျွန်တော်တို့ထားရမယ်ဆိုတော့စရင်ပြုစုဖို့လိုလာပြီဆိုမှစားထုတ်ရှားကြတာသူကဆိုတော့ချင်တာက AD 380ကနေအစည်းအဝေးကလေးကကျွန်တော်တို့ကစမ်းစာကိုမြတ်အနှုံးပြီးမှစမ်းစာကိုစုစည်းလာတာအဲ့ဒါတည်းမှဘယ်လောက်ထိစမ်းစာကအတင်းတော်မြတ်နှိုးလို့ဆိုတော့ဘူယာမင်ဂျီတာမတ်စကူစကနေပြီးတော့သူ့ရဲ့တပည့်စင်ဂျေရုံးဆိုတာဆရာတော်လည်းကြားဖူးမှာပဲเนาะဂျေရုံးဆိုတာကက်သလစ်အတင်းတော်ရဲ့ယဟန်တပါဘုံတော်ကြီးတပါသူကအဲ့ဒီသူခါမှာ great လို့ကျွန်းကျင်တယ်ဟေဘရူရတယ်အာရမိုက်ရတယ်လာတင်ရတယ်ဒီလေးဘာသာကိုကျွန်းကျင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတရားဝင်အတင်းတော်ကနေခန့်အပ်ပြီးမှကဲနေဘာသာပြန်တော့ဟေဘရူနဲ့ great နဲ့ဟာကိုပေါင်းပြီးမှအဲ့ဒီချိန်မှာဆိုသူကခိကိုတွားရမှာအဲ့ဒီချိန်မှာ universal language ကတကဘာလုံးအသုံးတကဘာလုံးနည်းအသုံးပြုတဲ့ language ဆိုတော့လာတင်နေရှိတယ်အဲ့တော့လူတိုင်းအားလုံးဖတ်နိုင်ဖို့ဆိုပြီးမှရည်ရွယ်ချက်ကနော်ကျမ်းစာကိုချစ်လို့လာတင်လို့ပါတာပြန်ခိုင်းတာပထမဦးဆုံးဒါ83ဆောင်ကိုပါတာပြန်တာဆိုတဲ့အခါကျတော့ရည်ရွယ်ချက်ကိုနိုင်ကကျမ်းစာကိုချစ်လို့လူတွေဖတ်ဖို့ပေါ့နော်အဲ့ဒီမှာလူတွေရတဲ့တကယ် official language အနေနဲ့ Roman Empire မှာ universal language လို့ပြောရမှာပေါ့တကဘာလုံးယုံစကားအနေနဲ့လာတင်မဲ့ခေတ်စားတယ်လေဟေဘရူတဲ့လူတွေတော်တော်များများမိတ်ပြီးအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီကလေးကဒါလည်းကျမ်းစာကိုကျွန်တော်တို့ချစ်တာပါပဲ okay အဲ့ဒါနဲ့ကျွန်တော်တို့ကအဲ့ဒီတို့ချင်တာကအဲ့ဒီမှာတော့လူတိုင်းကလူက20တောင်ပါတာပြန်ရတာတော့မလွယ်ဘူးတို့ကြာတာကူထဲမှာအောင်ပြီးမှအဲ့ဒါနဲ့ကျွန်တော်တို့မှာကဒါလည်းလူတိုင်းကမရနိုင်သေးဘူးဘာဖြစ်ရှိလို့ရှိနေပြီပေါ့ဆိုတော့80တောင်မတိုင်ခင်မှာကျွန်တော်တို့အင်္ဂလိပ်နိုင်ငံတွေမှာလည်းဟိုမှာ apart အလိုက်ပေါ့အပြည့်အစုံတော့မဟုတ်ပဲねပေါ့နော်သူတို့ရဲ့ native language လေးတွေနဲ့အင်္ဂလိပ်နိုင်ငံတွေအခုတော့အင်္ဂလိပ်ဖြစ်လာတဲ့နိုင်ငံတွေအဲ့ဒီတုန်းကတော့အင်္ဂလိပ်လို့မခေါ်သေးဘူးလေဘာလို့လဲ section ပုံစံလေးတွေနာမည်တွေအကုန်ပြောင်းကုန်တာလေနော်သူတို့နာမည်တွေလည်းပြောင်းတယ်ဥမာငါတို့မြန်မာပြည်ကလည်းနေမျိုးကပြင်ဦးလို့ဖြစ်လာတယ်လို့ရန်ကုန်ကလည်းရန်ကုန်ဖြစ်လာတယ်လို့ဒီအခေါ်နေရာလေးတွေကွဲတာရှိတော့ဗျာကိုသူတို့ပြောချင်တာကအဲ့ဒီ80တောင်မတိုင်ခင်မှာတော့မှသူတို့ရဲ့နယ်ပယ်အလိုက်လေးတွေမှာpart of the Bible တွေပေါ့the four gospel ဖြစ် the New Testament ဖြစ် Old Testament the Word ဖြစ်သူတို့ရဲ့ native ဘာသာစကားနဲ့လာအတင်းမတတ်မြောက်တဲ့လူတွေပေါ့နော်အတော့လည်းအတင်းတော့ခွန်မျိုးခဲ့တာပဲအကုန်လုံးလည်းဒါလည်းရှိတယ်ပေးခဲ့တာပဲဒါပေမဲ့ဟိုအကုန်လုံးကိုဘာသာစကားတိုင်းတအုပ်လုံးစီပေါ်လာဖို့ဆိုတာမလွယ်ဘူးပြီးတော့80တောင်300ရောက်တဲ့အခါကျမှအဲ့ဒီမှာနည်းနည်းပြဿနာတက်လာပြရတဲ့အကြောင်းဖြစ်လာတဲ့အကြောင်းတရားကအခု Bible translation နဲ့ပတ်သက်ပြီးမှပေါ့နော်လူတော်တော်များများက John Wycliffe ဆိုတာပြောကြားမှုကြမှာပဲအင်္ဂလိပ်ဘာသာအင်္ဂလိပ်လိုနဲ့ပထမဦးဆုံးကျမ်းစာဘာသာပြန်လဲဆိုပြီးမှသူတို့ကတော့ပြောတာပေါ့ဒါအဲ့ဒါနဲ့မှားပါတယ်သူမတိုင်ခင်မှာကဥမာစင်ပီတိုသူမတိုင်ခင်နှစ်ပေါင်း400 ဝန်းကျင်တုန်းကဘာသာပြန်တဲ့လူတွေရှိနေပြီးသားဒီ John Wycliffe ကဘာသာပြန်လာတဲ့အကြောင်းတရားကသူကချွတ်ရဲ့တုန်တင်ချက်တွေကိုဥမာချွတ်ရဲ့
authority အဲ့ဒါအတင်းတော်မှာဒါခေါင်းဆောင်ရှိတယ်ပိုရဟမင်းကြီးရှိမယ်ရဟန်းတွေရှိမယ်စားတဲ့ဟာလေ तू ကတကယ်ကျွန်တော်တို့ရဲ့ကက်သလစ်အတင်းတော်ရဲ့ဒီဟမ်းပြသူလေကိုလူပဲကိုဖုန်ကြီးပါပဲဒါပေမဲ့သူ့ဟာနဲ့ तू အတွေးအခေါ်နဲ့တော်လာတဲ့အခါကျတော့အကုန်လုံးချွတ်ကို तू ကဆန့်ကျင်တော်တာဆန့်ကျင်တော်တော့အေးကြည့်ပါလားအခုအတင်းတော်ကလည်းကျမ်းစာကိုချစ်တဲ့အတွက်ကြောင့်ကျမ်းစာဆိုတာလူတကာကိုမင်းကြိုက်တယ်လို့ဘာသာပြန်တော့မရဘူးလေဥပမာနိုင်ငံတော်တစ်ခုရဲ့ဥပဒေစာအုပ်တော်မှာလူတိုင်းဘာသာပြန်တော့မရဘူးဟုတ်တယ်မလားနိုင်ငံတော်ကိုထိုင်ကခံအပ်တဲ့ပုဂ္ဂိုလ်နိုင်ငံတော်ကိုထိုင်ကတရားဝင်အတိအမှန်ပြုတဲ့အဖွဲအစည်းကနေပဲဘာသာပြန်ရတာဒီလိုပဲအတင်းတော်ကဲတဲ့အတင်းတော်ကလည်းကျမ်းစာကိုချစ်လွန်းတဲ့အခါကျတော့သူကိုယ်တိုင်တရားဝင်ရွေးချယ်ပြီးမှတေချာလေးခံတာဆိုတောင်းပြီးတော့ခံအပ်ပြီးမှနင်ဒီအလုပ်ကိုဒါဝင်ယူဆောင်ရွက်ပါအဲ့လိုသူပြောမှဒီဟာတရားလဲဝင်တယ်လူတွေကလည်းလက်ခံတယ်မဟုတ်ပဲနဲ့ तू ကအတင်းတော်ကိုလည်းအသွင်တင်ချက်တွေဥပမာအထူးတစ်ဖြစ်ပြောရမယ်ဆိုရင်ခရစ်တော်ရဲ့အသွေးအသားကမုတ်စပြည့်ရဲ့ခရစ်တော်အသွေးအသားကဖြစ်လာဖို့ဆိုတဲ့အစအရာစငင်းခုန်လာတယ်ဒါ तू မတိုင်ခခရိယန်အားလုံးလက်ခံတဲ့အရာပြီးတော့ဘုရားမင်းကြီးခေါင်းဆောင်ဖြစ်တဲ့ဆိုတာကိုငင်းခုန်လာတယ်ဘာသာရေးခေါင်းဆောင်ဆိုတဲ့အခါကျကြည့်ပါလားအဲ့ဒီကလေးက तू ကတရားဝန်တီဟာကိုဘာသာပြန်မဲ့ပုဂ္ဂိုလ်တော့မဟုတ်တော့ဆိုတဲ့အခါကျတော့ तू ဘာသာပြန်ရင်လည်းလူတွေကမကြိုက်လက်ခံမှာမဟုတ်ဘူး officer မကြအောင်ပေါ့ official မဖြစ်ဘူးဆိုတဲ့အခါကျပြီးတော့သူခစ်အရာကိုထိုက်ကလည်း तू ကကျန်းစာကရှိနေပြီးသားတွေလည်းဖြစ်တဲ့တော့ဒါအကြီးလဲလိုအပ်သေးတာလည်းမဟုတ်ဘူးပေါ့ဒါအမြဲပြောလိုအပ်တယ်ဆိုတဲ့နေရာမှာလူတန်းကတော့သူ့ပါတာစကားနဲ့လိုချင်တာပေါ့ချင်းနဲ့ချင်းဘယ်လိုမဆိုဒါပေမဲ့ဖြစ်စေကအဲ့ဒီကနေတော့ तू ကတင်းတော်နဲ့ conflict ဖြစ်တာ conflict ပေါ့အမြင်မကြည့်ဘူးဆိုတော့အဲ့ကြောင့်သူ့ရဲ့ဘာသာပြန်မှုတွေကဘယ်လိုဖြစ်လာချင်းအတင်းတို့ရဲ့တွင်တင်ချက်နဲ့လွဲတော့တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဘာသာပြန်မှုတွေအတုံးအထုံးတွေရွေးချယ်တဲ့စကားလုံးတွေပါလွဲလာတယ်အဲကြောင့်အတင်းတို့ထဲမှာကနိုင်ငံတော်ကပါသူ့ရဲ့ဘာသာပြန်တဲ့စာအုပ်ကိုအတိမမပြုဘူးသူကတော့ဆက်လို့လုပ်သွားတာသူ့တပည့်တွေနဲ့ဆက်သူတယောက်ထဲလုပ်တာတော့မဟုတ်ဘူးဘောင်းမှာလုပ်သွားတာအဲကြောင့်သူ့ရဲ့အရေးအသားတွေသူ့ရဲ့ဘာသာပြန်မှုကမမှန်ကန်တော့ဘူးမမှန်ကန်တော့ဘူးheresy တွေအတွေ့အခေါ်ဆန်တာတဲ့အဲကြောင့်အတင်းတို့အဲ့ဒီခိမရှိနေတဲ့အစိုးရကတော့သူ့ရဲ့အဲ့လိုတရားမဝင်ဘာသာပြန်တဲ့ဟာကိုလုံးဝလက်မခံဘူးလက်မခံဘူးအဲ့ဒါနဲ့ conflict တဖြည်းဖြည်းဖြစ်တယ်ပြီးတော့အတင်းတို့ကသူ့ကိုလည်းမတတ်ပါဘူးလုံးဝမတတ်ဘူးမတတ်ဘူးဘယ်လိုနဲ့တည်သွားတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ကက်သလစ်အတင်းတို့ရဲ့မိစ္ဆာတရားယဟန်တပါအနေနဲ့အတင်းတို့နဲ့အစင်မပြေတဲ့ကာလမှာရုန်းကန်ခဲ့ပြီမယ်လို့လေသူ့ဟာနဲ့သူ့ရဲ့ယောဂနဲ့ပဲဆုံးသွားခဲ့တာအဲ့ကြောင့်အတင်းတော်ကတီးလူကိုလုံးဝမတတ်ဘူးအဲ့ဒါဂျွန်ဝစ်ကလစ်နော်ဂျွန်ဝစ်ကလစ်တယောက်အတင်းတော်နဲ့တော့သူ့ကိုအတင်းတော်ကတော့နေရလွှဲမှားစွာတွန်းတင်နေပြီဆိုတော့heresy အနေထားနဲ့တော့သူ့ကိုဆုံးမခဲ့တယ်ဒါပေမဲ့သူ့ကိုမတတ်ဘူးသူကလည်းသူဆုံးသွားတာဒါပေမဲ့ဟစ်ပေါင်း40လောက်ကြာတဲ့အချိန်မှာ1400ကျော်လောက်ရောက်လာတဲ့အချိန်မှာအဲ့ဒီမှာတိုင်ခင်မှာဖြစ်ချင်တော့သူ့ရဲ့ idea ကိုလူတယောက်ကထပ်ပြီးမှယူပြန်ရောသူ့နာမည်က John Huss လို့ခေါ်တယ်ဆရာကြားဘူးလောက်တယ် John Huss HUS John Huss ကဒီတယောက်ရဲ့ idea ကိုယူပြီးတော့သူ့နိုင်ငံမှာအဲ့ဒါကိုတပြီးမှဖို့ကျူးတယ်သူလည်း John Huss လည်းကိုယ့်လူပဲကက်သလစ်ပါပဲအဲ့ဒီမှာတော့ဘာပိုးမှပြဿနာကြီးလာတာကဘယ်လိုဖြစ်တာလဲသူတို့ရဲ့လွှဲမှားစွာတွင်တင်တဲ့အရာတွေကခရိယန်ဘာသာတစ်ခုလုံးမှာပြန်ထပ်လာတဲ့အခါကျတော့ heresy လွှဲမှားစွာတွင်တင်ခြင်းဆိုတာဖြစ်လာတော့နောက်ဆုံးမှာအတင်းတော်က AD 1400 Council of Constance လို့ခေါ်တဲ့ခုနှစ်ကတော့မိတ်နေပြီ1400ကျော်တင်တယ်17လာမသိအဲ့ဒီအစီဝေးကြီးနော်ခရိယန်အားလုံးရဲ့ council မှာတော့သူတို့ကဟုတ်ပြီဒီမှာဒီလိုတွင်တင်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့တွင်တင်ချက်ကအဲ့ဒီမှာမှားတဲ့အကြောင်းတရားဝင် council ခရိယန် council က Catholic အတင်းတို့ရဲ့ council ကနေပြီးမှ condemn လုံးပါသူ့ကို condemn လုပ်ပြီးမှသူ့ကိုပါလေ heretic အယူလို့အနေနဲ့ကြေညာလိုက်တယ်တေးပြီးမှအဲ့ဒါကိုဒီပေါင်း40လောက်ကြာမှပြန်ကြေညာတာဒါပေမဲ့အခုနောက်တစ်ခုက John Huss သူ့နောက်ကိုလိုက်တာတဲ့ John Huss case မှာတော့ John Huss ကသူ့နိုင်ငံရေးနဲ့ဆိုင်လာနိုင်ငံရေးသူကနိုင်ငံရေးမှာတော်လှန်ရေးလည်းလုပ်ချင်တယ်
ဘာသာရေးနဲ့လည်းရိုးတဲ့အခါကျတော့ခုစလုံးချနေတာသူ့ဘက်ကနောက်ဆုံးသူကကက်သလစ်အတင်းတော်ကလည်းသူ့ကို heretic အယူလွှဲလို့ကြေညာတာနဲ့တခါတည်းအဲ့ဒီနိုင်ငံတော်ကသူ့ကိုနိုင်ငံတော်ဥပဒေရအယူလွှဲဆိုရင်မီးရှို့တပ်ဖြတ်ရတဲ့ကာလလေအခုငါတို့မြန်မာအခုချိန်မှာဒါလူအခွင့်အရေးတွေရှိတာအဲ့ဒီမှာလူအခွင့်အရေးဆိုတာတိတ်ပြီးမှမထုံးကားသေးဘူးပြောချင်တာကနိုင်ငံတော်အစိုးရကိုနိုင်ကဒီ heresy တွေဆိုရင်သူတို့ heresy ဖြစ်ပြီဆိုရင်သူတို့ကဘာသာရေးအရာသူတို့လွဲတယ်ပြီးတော့နိုင်ငံရေးအရာသူတို့ကတိုးထံပုံခံမှုဖြစ်သွားတယ်လူတယောက်ကဖြစ်လာလို့သူ့နောက်လိုက်တွေများတယ်မလားဆရာနော်အမြဲတမ်းလေဆိုတဲ့အခါကျတော့သူ့နောက်လိုက်တွေဖြစ်လာတော့ point က conflict ဖြစ်သွားတာဆိုတဲ့အခါကျတော့အစိုးရကအတင်းတော်မဟုတ်ဘူးနော်အစိုးရက action ယူအတင်းတော်ဖက်ကတော့သူကအယူလွှဲပါတော့ကြေညာဖို့ပဲရှိတယ်ဒါပေမဲ့အဲ့လိုမကြေညာခင်ပြန်ခေါ်တာပြန်လာခဲ့နေအစိုးရရဲ့ဥပဒေအရနေတပ်ဖြတ်ခြင်းခံရတော့မယ်ပြန်လာနောက်တာပြန်ခေါ်တယ်ထပ်ပြီးမှကောင်းမာတဲ့လူတွေကိုအစိုးရကဆက်လက်ပြီးမှအစိုးရဥပဒေထုံးတမ်းအတိုင်းသူကမီးရှို့လိုက်တာဒါတော့ရှင်းပဲပေါ့နော်ဂျွန်ဟတ်ကိုမီးရှို့လိုက်တယ်ပြီးတော့နောက်တစ်ခုကနောက်တစ်ယောက်ကိုကျွန်တော်တို့စဉ်းစားရမယ်ကအဲ့ဒီ1500ကျော်မှာပဲသူကဝီလျံတန်ဒါကတော့အားလုံးဒီမှာဒါ reformation ကာလမှာသူကအင်္ဂလန်နိုင်ငံမှာဒါအင်္ဂလိပ်နိုင်ငံမှာပေါ့သူကလည်းကက်သလစ်ဘုန်းကြီးပါပဲဖြစ်ချင်တော့အင်္ဂလိကန်အတင်းတော်ကြီးကိုတည်ထောင်လာတဲ့ Henry VIII ကကက်သလစ်အတင်းတော်ကနေခွဲထွက်လာတယ်ပြဿနာစတဲ့တာဖြစ်ချင်တော့အဲ့ဒီ William Tyndale ပါတာပြန်တဲ့ဟာတွေကလည်းလုံးဝအတုံးထုံးတွေလည်းလွဲချော်တယ်ကက်သလစ်အတင်းတော်ကသူ့ကိုလည်းခန့်အပ်ထားတာမရှိဘူးအစိုးရလည်းသူ့ကိုခန့်အပ်ထားတာမရှိဘူးအဲ့ဒါကိုသူပါတာပြန်တယ်ဆိုတဲ့အခါကျတော့ပါတာပြန်မှုကြောင့်သူ့ကိုတတ်တာထက်နော်သူ့ရဲ့ပါတာပြန်တဲ့အချိန်မှာလွှမ်းမှားတဲ့အခေါ်အဝေါ်တွေသူ့ရဲ့ခံယူချက်တွေတခုရဲ့ပြီးတော့နောက်ဆုံးသူကဘုရင်ကမိန်းမပြန်ယူချင်တာနဲ့နင်ဘုရင်အနေနဲ့မိန်းမယူတော့မရဘူးနင်မှာမိန်းမရှိပြီးတော့ပြောတယ်သူပြောတော့ဘုရင်နဲ့ conflict ဖြစ်သွားတာဘုရင်နဲ့ Henry VIII နဲ့ပြဿနာတက်သွားတယ်အမြင်မကြည့်ဘူးအဲဒါကြောင့် Henry VIII ကသူ့ကိုတားပစ်လိုက်တယ်ပြီးတော့ Henry VIII ကဂျွန်Thomas More ဆိုတဲ့ကက်သလစ်ယဟန်တပါကိုလည်းသူလည်းအဲ့ဒီမိန်းမ case နဲ့ပဲနေမိန်းမပြန်ယူတာနှုတ်ကပတ်တော်နဲ့မကိုက်ဘူးပြောတော့ဒီထက်အောင်ကိုအတူတူတတ်လိုက်တယ်အဲ့ဒါလည်းလူတွေက misinformation ပေါ့သူဘာသာပြန်တော့ကက်သလစ်အတင်းတော်ကတတ်တာတယ် no absolutely တရားရခိုင်နှုန်းပါတယ်ကက်သလစ်အတင်းတော်ကြီးကမတတ်ဘူးဘယ်သူကတတ်တယ်ဆိုတော့အခုသူတို့ရဲ့ Henry VIII Anglican အတင်းတော်ကြီးထောင်တဲ့ Henry VIII ရဲ့အမိန့်နဲ့သူကလည်းကျိုးစင်တက်လိုက်ရတာသူ့လိုပဲကက်သလစ်ဖြစ်တဲ့ဖုန်းတော်ကြီးThomas More လည်းတတ်ခံလိုက်ရတယ်ဆိုတဲ့အခါကျဒီတစ်ခုเนาะအဲ့ဒီ case မှာတော့အဲ့တော့လူတွေကကျန်းစာသူကောင်းတာလေကျန်းစာပြန်တာလေးကတော့ကောင်းပါတယ်ဟုတ်တယ်ဒါနဲ့သူ့ကိုဘယ်သူမှအဖူးမလုပ်ဘူးမလုပ်တဲ့အခါကျတော့နောက်ဆုံးမှသူတို့ကအဲ့ဒါကျန်းစာပြန်တဲ့အကြောင်းရင်းကြောင့်မဟုတ်ပဲねသူတို့လွှဲမှားစွာပါတာပြန်တယ်လူတွေကကျန်းစာကိုဘယ်လိုနည်းနဲ့လွှဲမှားစွာပါတာပြန်တော့ဥပမာမြန်မာပြည်မှာကြည့်ဆရာရဲ့ community ကိုလည်းကြည့်လူတယောက်ကထားပြီးမှသူ့ဟာနဲ့သူပါတာပြန်မယ်ဆိုတော့ဒီဟာကတကယ်မူရင်းနဲ့ကိုက်ညီပါမလားဆိုတာ question တွေဖြစ်လာတယ်အဲ့ဒါဖတ်တဲ့လူတွေကနောက်ဆုံးအယူလွှဲလာခဲ့နေဆရာလဲ action တစ်ခုတော့ယူမှာပဲပြောချင်တာဒီပေါ်လူတတ်တဲ့အဆင့်ဖြစ်သွားခဲ့ရတယ်တော့အခုခေတ်နဲ့တိုင်းတိုင်းတော့မကောင်းဘူးပေါ့နော်ဘာဖြစ်ဒုက္ခအတိုင်းဆိုသူတို့ကတတ်တေမစ်ပေးတဲ့အနေအထားပေါ့ဆိုတော့ကက်သလစ်အတင်းတော်အနေနဲ့ဘယ်တော့မှကျန်းစာကို against မလုပ်ဘူးဘာသာပြန်ခွင့်ပေးတယ်တရားဝင်နဲ့တွားချင်တယ်သူကအမြဲတမ်းကျန်တဲ့လူလေးတွေကအဲ့လိုပေါ့မာတင်လူသားတဲ့ကက်သလစ်အတင်းတော်မတတ်ဘူးစိတ်ဝင်စားစရာကောင်းတာလေအဲ့လိုကက်သလစ်အတင်းတော်ကိုစန့်ကျင်တဲ့လူတွေတိုင်းကသူတို့ခါဝါဖို့ပြောရမလားအမြဲတမ်းကျန်းစာကိုဘာသာပြန်တယ်စတဲ့ဖြစ်လုပ်ကြတယ်အခုနကျွန်တော်တို့ပြောခဲ့ဂျွန်ဝစ်ကလစ်ရဲ့ကျန်းစာဆိုညီအကိုခရိယန်တွေရတယ်ဘယ်သူမှမတုံတော့ဘူးသူတို့တီးတယ် absolutely မှားခဲ့တယ်ဘယ်သူမှမတုံတော့ဘူးအခုခေတ်တောင်မတုံတော့ကက်သလစ်တွေထဲမှာအဲ့ဒီမှာတော့ကျွန်တော်တို့ကက်သလစ်နဲ့အားလုံးတူသွားတာဘာကြောင့်လဲသူ့ရဲ့ဘာသာပြန်မှုက heretic ဖြစ်တယ် heresy ကြားတယ်ဆိုတာအခုညီအကိုခရိယန်တွေကလည်းတီးတဲ့အတွက်ကြောင့်အခုတော်တော်များများချင်းပဲတုံးလာကြတယ်ဘယ်သူမှအဲ့ဒါမတုံတော့ဘူးဖားကြောင့်တို့တီးတာအခုWilliam Tyndale ရဲ့စာလည်းမတုံကြတော့ဘူးဆိုတဲ့အတွက်ကြောင့်အများကြီး Bible နဲ့ပြောမယ်ဆိုရင် history နဲ့ပြောမယ်ဆိုရင်ရှိတယ်ဟုတ်တယ် Bible က
တမိုင်းအရာကသူတို့အသားခံရတယ်ဆိုပေမဲ့တချို့တွေကဒါပေမဲ့ဘာသာပြန်ချင်းကြောင့်မဟုတ်ဘူးပေါ့နော်အခု William Tender case တခုပြောအောင်မယ်အဲ့ဒီမှာတိုင်ခင်မှာပြောတဲ့ပိုတဲ့ William John Wycliffe ကြောင့်အင်္ဂလန်အစိုးရကနေလေ1400တေးမှထင်တယ်အတင်းတို့အဖြစ်ဖြစ်အစိုးရနေဖြစ်ဖြစ်ဘာသာတရားဝင်ခွင့်ပြုခြင်းမရှိဘဲနဲ့ကျန်းစာဘာသာပြန်လို့မရဘူးပေါ့နော်သူကဟိုမှာအယူလွှဲဖြစ်ခဲ့လို့သူကဥပဒေအစိုးရမှာကိုထုတ်ပြီးသားအင်္ဂလန်မှာပြီးတော့အယူလွှဲတွေဘာသာပြန်ခဲ့တဲ့စာတွေကိုလည်းမတုံးကြတော့ဘူးအစိုးရကထုတ်ပြန်ထားတယ်ရှိပြီးသား1400တေးမှာ1500ကျော်လာတဲ့အချိန်မှာအခု William Tender case မှာကအဲ့ဒီဥပဒေက active ဖြစ်နေစေပဲအဲ့ကြောင့် William Tender ကအဲ့ဒါကိုလည်းနိုင်ငံတော်ဥပဒေကိုချိုးဖောက်ပြီးမှသူကဘာသာပြန်ဖို့စ조사တယ်ပြီးတော့လည်းသူ့ရဲ့ဘာသာပြန်တာတဲ့မှားတဲ့ second case နောက် third case ကသူကဘုရင်ကိုတိုက်ရိုက်ဘုရင်ကမိန်းမသူကြီးကမိန်းမယူချင်တော့မင်းရဲ့လောက်ရကမှားတယ်လို့တော့ပြောတော့ဘုရင်ရဲ့အမြင့်တော်ဘုရင်ရဲ့အမြင့်တော်ဆပြီးတော့ဘုရင်ကနေစီစဉ်လိုက်တာချွတ်အနေနဲ့မတတ်ဘူးလူတွေကအဲ့ဒါကတဲ့အတင်းတော့ဟောအများကြီးတတ်တယ်လို့ပြောတဲ့ဟာမှားပါတယ်ပေါ့နော်ဆိုတော့ဒါအစိုးရချွတ်အနေနဲ့တော့ heresy ဆိုရင်အယူလွှဲတယ်ပြောတယ်ပြန်လက်ပြန်ခေါ်တယ်မရမလာကြဘူးကောင်းပါတယ်ဆိုတော့နောက်ဆုံးအစိုးရကထုခိထုခအရာတာဝန်ယူဖြည့်ရှင်းလိုက်တာပေါ့နော်ဆိုတော့အဲ့လိုဆိုရင်တော့ idea တော့အနေနဲ့ဒီရှင်းမယ်ထင်တယ်ပေါ့နော်ဂျေဆုတင်ပါတယ်မေးတယ်ဒီဟာလေးကျွန်တော်ဒီလောက်တောင်မှကျွန်တော်တို့AD 300လောက်မှာဆိုကျွန်တော်တို့ခရိယန်တွေရဲ့ကျမ်းစာကိုဘုရင် Roman ဘုရင် donation လောက်မသိသူကနေဒီမှာသူနန်းတော်ကိုအပ်ခိုင်းတာအကုန်လုံးမေးချော့ဖို့အဲ့ချိန်မှာတော့ကက်သလစ်ရတိတွေကနေပြီးတော့တိုးထဲမှာအောင်ပြီးမှတင်ခဲ့ကြရတာဒါကျမ်းစာကိုမြန်နိုးလို့ပါလို့ပေါ့နော်ဘယ်တော့နေ့နဲ့မှကျမ်းစာကိုကျွန်တော်တို့ကagainst လုပ်လို့မရဘူးဘာသာပြန်ချင်းကိုလည်း against လုပ်လို့မရဘူးဒါပေမဲ့အခုနပြောတယ်လို့အလွဲမှာကိုဖရားရဲ့တကယ်ဟုတ်ကပတ်တော်ကိုတကယ်လွဲမှာဆိုဘာသာပြန်တဲ့လူဆိုကျွန်တော်တို့အခုညီကိုခရိယန်တွေလည်းလက်ခံမှာမဟုတ်ပါဘူးအခု case မှာလည်းဘယ်သူမှလက်ခံမှာမဟုတ်ပါဘူးလို့ပဲပေါ့နော်အဲ့ဒါကြောင့်ပြဿနာလေးတွေရဲ့အကြောင်းတရားလေးတွေပေါ့နော်တခုမေ့တော့တယ်ဘာသာပြန်ခွတ်မေဘာသာပြန်ခွတ်ကိုပဲမေးရတာဆရာကဒါမှမဟုတ်ရင်ကျမ်းစာကိုအနဲ့ပြန်ခွတ်ဆိုတဲ့ဟာမေးသေးတာဆရာကို question ထဲမှာကြာတော့မေ့သွားတာကျမ်းစာကိုအနဲ့ပြန်ခွတ်ဘာသာပြန်ခွတ်ပဲမေးတာပြင်ခဲ့တယ်ဘာသာပြန်ခွတ်ပဲမေးတာပါဟုတ်ပြီ thank you ပါမဟုတ်ဘာသာပြန်ခွတ်ပဲပြောတယ်ဟုတ်တယ်ဟုတ်အဲ့ပေါ့ okay ဒီကရှင်းသွားတာအနဲ့ပြန်ခွတ်နဲ့ဘာသာပြန်ခွတ်ကွာချတော့လေဆိုမကြံတော့ဘူးလေနော်အနဲ့ပြန်ချင်းနဲ့ဘာသာပြန်ခွတ်ကမတူဘူးလေနော်အဲ့ဒါကအလုံးပြည့်စုံကျေးဇူးပဲဆရာဟုတ်တယ်မတူကျွန်တော်ဆိုဒီကံပြောသွားတာအရင်ရှင်းတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာအခုလိုက်ကြည့်နေတဲ့သူတွေတချို့ထဲမှာလက်မခံနိုင်တဲ့သူပါကောင်းပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောလဲကိစ္စမရှိပါဘူးပေါ့နော်ခုနကျွန်တော်ပြောသွားလို့ပဲပေါ့နော်လူတိုင်းကသူ့မှာမဟုတ်ဘူးပေါ့နော်ဟုတ်တယ်ကျွန်တော်သူဖို့ဆိုတာလည်းလုံးဝမဖြစ်နိုင်ဘူးလုံးဝဣတိမေးသူဒါကြောင့်ကျွန်တော်လက်မခံနိုင်တဲ့သူလည်းပါကောင်းပါလိမ့်မယ်ပေါ့နော်လက်ခံတဲ့သူလည်းရှိကောင်းရှိတယ်ဒါကြောင့်တင်းရဲ့လက်ခံခြင်းလက်မခံခြင်းကပေါ့နော်ဘယ်လိုပြောမလဲဒီယာကတိတ်အရေးမရှိပဲခုနပြောသွားလို့ပဲပေါ့နော်ကျွန်တော်တို့ရဲ့လောက်ရက်ကဖျားရဲ့ခုနပြောတော့ဘောင်ထဲမှာပဲကျွန်တော်မချွတ်ချော်သွားဘူးဆိုရင်ကျွန်တော်တို့ရဲ့ခံယူချက်ကကိစ္စမရှိဘူးလို့ပဲပြောချင်တယ်ပေါ့နော်okay so ခုနကျွန်တော် man တခုတွေးလိုက်ရပေါ့နော်အဲ့ဒီကျွန်တော် topic လေးလောက်ထားတာတော့ကုန်ပြီပေါ့နော်ဒါပေမဲ့ခုနကျွန်တော် man တခုokay ခုနကျွန်တော် man တခုတွေးလိုက်ရပေါ့နော်ဒီကအနေနဲ့ပေါ့နော်ဒီcomment တခုတွေးလိုက်တယ်အဲ့ဒီຢာကဘာလဲဆိုတော့ဖြည်းဖြည်းဘာလို့ပြောထားရပေါ့နော်ဆိုတော့ကျွန်တော် comment တွေလိုက်ကြည့်ရပေါ့နော်တယောက်က comment တိတ်မကြည့်နဲ့လို့ပြန်ပြောတော့ကျွန်တော်တိတ်မကြည့်လိုက်တော့ဘူးเนาะ okay ဆိုတော့ဒီနေရာမှာခုနတယောက်မေးထားပါလဲဆိုတော့ဒီလူဝင်စားတာတို့ပေါ့เนาะဒီလူဝင်စားဖြစ်တာတို့ပြီးနတ်ဆိုးတို့ဒီလူဝင်စားဖြစ်တာတို့ဆိုတာဒီကန်အနေနဲ့ဘယ်လိုခံယူလဲပေါ့เนาะကျွန်တော်ပထမဦးဆုံးမေးချင်တယ်ပေါ့เนาะကျွန်တော်တို့ခရိယန်လောကမှာကက်သလစ်ထဲမှာကတခြားညီအကိုခရိယန်အတိုင်းအပိုင်းမှာတော့ဟယ်လိုဝန်စားတာဆိုတာမရအောင်မရှိဘူး
ကျွန်တော်တို့လူတိုင်းမွေးတာကလေးကဖခင်ကသူ့ရဲ့ဆွေပုံဒရန်တုံနဲ့ပေါ့နော်သူ့ရဲ့ image နဲ့အတူတူ one person by person တယောက်ပြီးတယောက်ကိုသူ့ရဲ့ဝိညာဉ်နဲ့လူကိုထိုက်ကပေါင်းပြီးတော့ဖခင်ကဖန်ဆင်းထားတဲ့အရာဖြစ်တယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့လူဝန်စားတယ်ဆိုတာလုံးဝchurch အနေနဲ့လည်းလက်မခံဘူး Bible အနေနဲ့လည်းလက်ခံတော့မရဘူး Catholic ပါမကကျွန်တော်တို့ညီကိုခရိယန်အားလုံးတည့်ချက်မှာတော့တူညီကြမယ်ပေါ့နော်ဆိုတော့ဒါတွေကိုတို့များဟာကိုကျွန်တော်တို့တွားပြီးမှယောင်ပြီးမှမဟောဖို့လိုမယ်တခါတလေကြတော့ဟိုပါလေသူ့ရဲ့လက်ကောက်လေးမှာဟိုလိုလေးဖြစ်လာတယ်လေဒါလူဝန်စားတာစကားပြောပုံနဲ့တူတယ်ဟိုလည်းတူတယ်ဒါလေးတွေကတော့လူဘဝမှာထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်ဖူးတာပေါ့ဥမာစေပညာရမှာတော့မကြည့်ရင်တော့မှဥမာကိုရဲ့ generation ကနောက်3-4ဆက်ရောက်ရင်ပြန်ပေါ်လာတယ်မလားစေပညာရမှာတော့မှကိုကအဖိုးဖြစ်တဲ့လူကဘယ်လိုပုံစံလေးနေထိုင်ခဲ့တယ်ဆိုရင်နောက်မှာကိုရဲ့တားစင်နေစတဲ့မှာတယောက်ကအဖိုးပုံစံပြန်လာတာပဲပုံစံအရှင်းပုံစံလေးဒါကိုကျွန်တော်တို့ကလိုဝန်စားတယ်လို့မဟုတ်ဘူးဘာလို့လဲဆိုကျွန်တော်တို့ရဲ့တွေးသားအရာလေတွေးရအရာပြန်ပေါ်လာတဲ့အရာတွေအများကြီးရှိတယ်အဲအကြောင်းကျွန်တော်တို့လူဝန်စားတယ်ဆိုတဲ့အရာကျွန်တော်တို့လက်မခံဘူးအခုနဲ့ဒုတိယမေးခွန်းပါလဲနာဆိုးပါလဲဆရာပြောတဲ့အထက်မှာမကောင်းနာဆိုးနဲ့လည်းပတ်သက်တယ်နာဆိုးကတော့ကျွန်တော်တို့ဖယားနဲ့နာဆိုးပဲလေဒီတဲ့ဖွဲ့ပဲရှိတာပေါ့ကျွန်တော်တို့လောကမှာဆိုတော့ဖယားပုဂ္ဂိုလ်တို့မှာဖယားနဲ့နာဆိုးเนาะဆိုတဲ့အခါကျတော့နာဆိုးကတော့တကယ်တော့အားလုံးကျွန်တော်တို့ကျမ်းစာမှာလည်းဒီတဲ့အတိုင်းဖယားတခင်ကဥမာကောင်းကင်တမန်နဲ့ဖန်ဆင်းတဲ့စင်မိုက်ကယ်ပေါ့နော်ဂါဘရီယဲတို့ရာဖာအဲတို့ဥမာလူစီဖဲလေးယောက်ကထူးဖန်ဆင်းခဲ့တဲ့ဘောင်းကင်မှာထူးဒါပေမဲ့ဒီလူစီဖဲကငါလည်းဖယားလိုဖြစ်ချင်တယ်ဆိုပြီးမှအတ္တမာနတွေမောက်မာတာနဲ့ကောင်းကင်ကနေထင်ချခံလိုက်ရတယ်ပြီးတော့မိုက်ကယ်တို့အဖွဲ့နဲ့တော့မှကောင်းကင်မှာတော့မှစစ်ဖြစ်တယ်ဒါကောင်းလောကမှာမပြောနဲ့ကောင်းကင်မှာကောင်းကင်တမန်တွေတောင်ချကြတယ်လေအဲ့တော့ဖယားဖက်ပါတဲ့ကောင်းကင်တမန်တွေအနိုင်ရပြီးမှနောက်ဆုံးတကယ်ကောင်းကင်တမန်ကြီးဘဝနဲ့တကယ်ထဲစားတတ်တဲ့လူစီဖယ်ဖြစ်လာတယ်ပထမမှာတော့သူ့ရဲ့အနာမည်ကအလင်းတယ်ဆောင်တဲ့လူကောင်းတဲ့ပုဂ္ဂိုလ်ပဲဒါပေမဲ့သူ့ရဲ့မောက်မှမှုတစ်ခုကြောင့်စာတန်ဖြစ်လာပြီးတော့စာတန်ဖြစ်ပြီးအလိုလိုနဲ့လူတွေကိုမျိုးဆွဲဖို့ဆွဲဆောင်ဖို့ဖယားလိုလုပ်ဖို့ဟိုလိုလုပ်ဖို့ဖယားနဲ့မတီမတာလေးတူအောင်လုပ်ဖို့တခင်ယေရှုတော်မှာဟိုဆွဲတီဆွဲတောင်းဖို့ခိုးလိုက်ဖယားကြောင့်ပေါ်တက်ခိုင်းလိုက်လောကတွေကိုပြလိုက်နာဆိုးဆိုတာတကယ်ရှိတယ်နာဆိုးရဲ့ power ငါတို့အထင်သေးတော့မရဘူးအကြောင်းကျွန်တော်တို့က God ရဲ့ power ကိုအမြဲကိုယ့်လက်ထဲမှာထားနေရမှာမဟုတ်ရင်တော့နာဆိုးကစားမှာစားတော့လိမ့်မယ်ဆိုတော့ရှိတယ်ပေါ့နော်အဲနာဆိုးကိုလည်းအထင်သေးတော့မရဘူးတွားလဲစင်မှာခိုးနေမကောင်းဆိုးပါကိုကျွန်တော်တို့တကယ်သူတို့လုံနိုင်တယ်လူအသက်တောင်မှတတ်နိုင်တယ်နော်ပြောချင်တာကသူတို့ဆွဲပစ်နိုင်တယ်သူတို့ဝိညာဉ်ကိုဆွဲပစ်နိုင်တဲ့ပုဂ္ဂိုလ်တွေသူတို့အဲ့အကြောင်းတခင်ယေရှုပြောတယ်လေခန္ဓာကိုယ်ကိုတတ်တဲ့လူကိုမကြောက်နဲ့ပေါ့နော်ဝိညာဉ်ကိုပါငရဲကိုဆွဲနိုင်တဲ့ပုဂ္ဂိုလ်ကိုကြောက်ပါဆိုတဲ့ဟာတွေကဒီနာဆိုးတွေတို့ရဲ့ဝိညာဉ်လွှဲမှားတဲ့ဖက်ကိုကျွန်တော်တို့ဥတည်သွားပြီဆိုကျွန်တော်တို့ရဲ့ဝိညာဉ်ကတကယ်ကိုမတွေးဝတ်ဆယ်ဆိုအချင်းသေးတော့မရဘူးဒီနာဆိုးတွေကိုတို့ကဖျားနီးလုပ်နိုင်တယ်ဖျားကိုငါတို့ဖက်မှာပါတော့အနိုင်ရတာဆိုတော့ဒီညဘယ်နေနိုင်ရှိပြီလဲဆိုတော့ဆရာလည်း HNB လောက်ပြီပေါ့နော်ဒီညတော့အဲ့လိုလေးအစီအစဉ်လေးမှာပါဝင်ပေးတဲ့အတွက်အထူးကျေးဇူးတင်တယ်ဆရာကျွန်တော်နောက်ဆုံးအခုလို့ပေါ့နော်အဆုံးစကားမပြောခင်မှာဆရာရဲ့ဒီကျွန်တော်တို့ရဲ့live ပေါ်ကြည့်နေတဲ့လူတွေကိုလေအားပေးစကားလေးပေါ့နော်သူတို့ကိုအားပေးစကားလေးသူတို့ဘယ်လိုနေထိုင်ရမယ်ဒါမှမဟုတ်ရင်ဒီ live နဲ့ပတ်သက်ပြီးတော့ဖြစ်ထပ်မှမရှင်းလင်းချက်ရည်ရွယ်ချက်ကပါလဲစားတဲ့ဟာလေးတွေကိုဆက်လက်ပြီးတော့သူတို့ကိုအနောက်ဆုံးအနေနဲ့10 မိနစ်10မိနစ်လောက်လေးပေါ့နော်ပြောပေးနိုင်မလားတော့ကျွန်တော်တောင်းဆိုချင်တယ်โอเคကျေးဇူးတင်တယ်ပေါ့နော်ခုနကကျွန်တော်ပြောသွားတဲ့အတိုင်းပဲကျွန်တော်တို့ဒီအခုဆွေးနွေးသွားတဲ့အချင်းမှာပေါ့နော်တချို့လူတွေလက်မခံနိုင်တဲ့အရာတွေပါကောင်းပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလက်မခံကျွန်တော်နဲ့မတူညီတဲ့အရာတွေရှိကောင်းရှိနေပေါ့ဒီကက်သလစ်မဟုတ်ဘဲနဲ့တခြားသောညီအကိုတွေပေါ့နော်ကျွန်တော်နဲ့
ခံယူချက်ချင်းတူရဲ့ညီကိုတွေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့နဲ့မတူညီတဲ့အရာတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မတူညီလို့ကျွန်တော်တို့ကဘယ်လိုပြောမလဲကျွန်တော်တို့ကအပြစ်ခဏကျွန်တော်ကမတူညီလို့ကျွန်တော်အပြစ်ပြောဖို့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်လူလောကမှာနေတဲ့အခါမှာလုံးဝတူညီဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးကိုဖျားသခင်ဖန်ဆင်းပေးထားတာတောင်မှပေါ့နော်မျက်စိပဲတကူလုံးမဖန်ဆင်းပေးထားဘူးပေါ့နော်မတူညီစွာနဲ့လက်နေရလက်မျက်စိနေရမျက်စိပေါ့နော်နှာခေါင်းနေရနှာခေါင်းဖျားကဖန်ဆင်းပေးထားဖြစ်တယ်ဒါကြောင့်ဒီမှာရှိတဲ့ညီကိုတွေပေါ့နော်အခုလိုက်ကြည့်နေညီကိုတွေလည်းအခုကျွန်တော်တို့ဒီကန်ရှင်းသွားတာပဲဖြစ်ဖြစ်ဒီတချို့လူတွေမခံယူနိုင်တဲ့အရာရှိကောင်းရှိနေမယ်ပေါ့နော်မှန်တယ်ပေါ့နော်ဒါတော့ကိုယ်ခံယူချက်နဲ့ကိုယ်ပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်မတူညီလို့ရန်တူလို့ကျွန်တော်တတ်မှတ်လို့မရပါဘူးပေါ့နော်ဒါကြောင့်ဒီညကျွန်တော်အနေနဲ့အမှားစကားပြောချင်တာဗာလဲဆိုတော့ကျွန်တော်ညီကိုခရိယန်တွေဆိုတာကအားလုံးကတကယ်ဖျားသခင်တုံးမတစုဖျားသခင်ထဲမှာပဲတစုစီတွေရှိကြတဲ့ညီကိုခရိယန်တွေပဲဖြစ်ကြပါရဲ့ဘောတော့ဒါကြောင့်ကျွန်တော်တို့ဂိုင်းကနတစ်ခုနဲ့တစ်ခုကျွန်တော်တို့ဘယ်လိုပြောမလဲတစ်ခုနဲ့ဂိုင်းကနတစ်ခုနဲ့တစ်ခုဆိုတာကအားနည်းချက်ကိုစီတော့ရှိကြမှာဖြစ်တယ်ပေါ့နော်လုံးဝ perfect ဖြစ်တဲ့အတင်းတော်ဆိုတာဒီလောကမှာတော့မရှိနိုင်ဘူးကောင်းကင်ရောက်မှကျွန်တော်တို့ကပြည့်စုံခြင်းရှိမှဖြစ်တယ်ဒါကြောင့်ဘယ်လိုပြောမလဲဒီမပြည့်စုံတဲ့အရာတွေရှိကောင်းရှိနေမယ်ဒါကြောင့်ဒီအရာတွေကိုပဲကျွန်တော်အားနည်းချက်ကိုပဲမြင်ပြီးမှကျွန်တော်အပြစ်ပြောနေတဲ့အရာမဖြစ်ဘဲနဲ့ကျွန်တော်ညီကိုခရစ်ယာန်တွေဘောတစုတစည်းသေးကျွန်တော်ဘုရားသခင်ရဲ့ဘုန်းတော်အတွက်ဆက်လက်ပြီးမှကျွန်တော်အသက်ရှင်သွားဖို့ရန်အတွက်ကျွန်တော်ရှေးဥစွာကျွန်တော်ပြောချင်တာဖြစ်တယ်ပေါ့နော်ဒီထက်တီးချင်တဲ့အရာတွေပေါ့နော်အကြံပေးချင်တဲ့အရာတွေရှိရင်လည်းပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်ရဲ့ check box မှာလာပြီးမှအကြံပေးလို့ရတယ်လာရောက်ဆွေးနွေးလို့ရတယ်လို့ကျွန်တော်အနေနဲ့နောက်ဆုံးအနေနဲ့ဒီလောက်ပဲပြောချင်တာဖြစ်တယ်ပေါ့နော်ဒီကန်နဲ့အခုကြည့်နေတဲ့ live ဖြစ်နေတဲ့သူတွေအားလုံးကအထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ကျေးဇူးပဲကျေးဇူးပဲဆရာအခုတော့ဆရာပြောတော့တဲ့အတိုင်းပဲဒါကဘယ်လိုပြောမလဲကျွန်တော်တို့အများထဲမှာနားတယ်မှုလွှဲနေတဲ့ဟာတွေအများကြီးကျွန်တော်တို့ပြောဖြစ်သွားတယ်တချို့တွေလည်းချက်ချင်းလက်ခံဖို့ခဲရင်ခက်ခဲမယ်ဘာပြောပေါ့နော်တို့တွေထဲမှာတော့တင်ပြဆရာရှိတာတင်ပြမယ်ဆိုတော့တိကောင်းတဲ့အရာကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်ပြီးတော့တစ်ဖက်မှာလည်းခုနဆရာပြောတယ်လို့ကျွန်တော်တို့ညီငါကိုခရိယာအတင်းတော်နဲ့ကက်သလစ်ခရိယာအတင်းတော်မှာကကျွန်တော်တို့မှာအများကြီးတူညီတဲ့အချက်တွေအများကြီးလေဟိုမှာဘုက္ကိုတုံးပါခွဲရတဲ့စုကိုကိုးကွယ်တဲ့နေရာတွေမှာအများကြီးတူညီတယ် main point တွေမှာပေါ့နော်ဂျန်နဲ့ minor case လို့ပုံစံလေးတွေမှာတော့မတူညီတဲ့ဟာလေးရှိပေမဲ့ကဲ main point တွေမှာကကျွန်တော်တို့အများကြီးတူညီချက်တွေရှိတယ်အဲကြောင့်ကျွန်တော်တို့ကတခါတလေminor case နဲ့ပဲ minor case နဲ့ပြောချင်တာကဟုတ်တယ်ဒီဖော်တဲ့အရာလေးတွေနဲ့ပဲဟိုရံဖြစ်စကားများနေတာဆိုအရင်ဥဆိုတဖြည်းဖြည်းနဲ့အကြီးတွေကနေစားပြီးမှတဖြည်းဖြည်းနဲ့အမြင်မတူတဲ့ဟာတွေကိုထည့်ပြီးမှဆွေးနွေးရင်းနဲ့ရတယ်လေတခုကကျွန်တော်တို့ကဖြစ်ခဲ့တာကမြန်မာပြည်တမိုင်းမှာတည်နေအချင်းကြီးကပေါ့တယောက်ရဲ့တယောက်အကြောင်းကိုလည်းမလိမ့်လာဘူးနောက်ဆုံးဘယ်လိုလဲပြုံးတိုင်းကြီးဟိုလူတွေကတီလို့ဟိုလူတွေကငရဲကြမယ်ဖွယ်အဲ့လိုမျိုးဆိုတာတိကိုကောင်းတဲ့အရာမဟုတ်ဘူးဒီဟာလေးတွေကိုလည်းရှင်းချင်ဖို့ဖြစ်တယ်နောက်တွေမှာလည်းဆရာအားလို့ရှိရင်အခု topic တွေမဟုတ်တဲ့တခြား topic တွေကိုစုစည်းပြီးမှပေါ့နော်ကျွန်တော်ဆက်လက်ပြီးမှကျွန်တော်တို့ပြောကြဖို့လည်းအကူအညီတောင်းချင်တယ်တစ်ဖက်မှာလည်းတီကန်အနေနဲ့ဘယ်ဆရာမဆိုဘယ်သူမဆိုဖို့အဲ့လိုလေးဝါသနာပါတဲ့ပုဂ္ဂိုလ်တွေတီကန် live ကနေအားလုံးကြိုဆိုတယ်မင်းများဖို့ဆွေးနွေးဖို့အတူတကွအတိုင်းပြင်ဖို့ဆိုတာလည်းအားလုံးကိုကြိုဆိုတဲ့အကြောင်းပြီးတော့ဆရာကိုလည်းအားပေးကြအောင်သူ့ရဲ့ page ကိုဝါကြည့်ပြီးတော့သူကိုလည်းတွားဆွေးနွေးပါအမြင်လေးကိုတွားဖလှယ်ပါတီကန်ကိုလည်းလာပြီးမှအမြင်ဖလှယ်ကြပါဆွေးနွေးကြပါပေါ့နော်သူ့ရဲ့ page က Hopson လို့ပေါ့နော် Hopsan လားဆန်လို့ခေါ်ရမှာလား Hopsan လို့နော်သူ့ရဲ့ page လည်းရှိတယ်တွားရောက်အားပေးကြပါပေါ့နော်တီကန်ရဲ့ page မှာလည်းလာရောက်မင်းများပါဒီညလေးအခုတော့ကြည့်တဲ့လူတွေအချင်းကိုပေးပြီးမှကြည့်တဲ့ပုဂ္ဂိုလ်တွေအရောက်စီတိုင်းဖခင်တခင်ကောင်းကြီးပေးပါစေလို့ကျွန်တော်နဲ့တီကန်နဲ့ဆရာကအားလုံးကိုထုတ်ဆက်တဲ့အကြောင်းပြောကြရတဲ့ပဲဒီ live လေးကိုအထူးပဲအဆုံးသတ်ပါတယ်ဆရာကိုလည်းအထူးကျေးဇူးတင်တယ်နော်အားလုံး God bless you ပါနော်အားလုံး God bless you ဟုတ်ပြီ Thank you ဆရာ good night နော်အိတ်ချင်ရောက်ပြီထင်တယ်မြန်မာပြည်ဒီကနေ့ပြန်အိတ်တော့မယ်အခု good night ဆိုထားတာပြန်အိတ်တော့မယ် Thank you good night